တရွာလုံးမှာနွားကြောင်းပြိုင်ကြကြီးဆိုရင်အောင်ဗလာသည်နံပါတ်1ဖြစ်၏ဟာဟာဒါတော့မှတကြီးသမီးလွင်ဆန်းရင်ကသူ့လောက်တန်းချောင်းစာမတက်ပါဘူးလေပါလိနဲ့ငါ့ကိုနှိမ်သေးတကွာဒါပေါ့လေသူတို့ကတတ်နိုင်တဲ့လူတွေဆိုတော့ဟိုဘက်ရွာကမူလာတန်းကျောင်းမှာ၄တန်းအောင်တော့ဒီစကြိတ်ရွာကြီးမှာအလဲတန်းဆက်တင်နေတာကိုဒါပေမဲ့ကွာပညာတက်ရုံနဲ့ထမင်းမစားရပါဘူးနွားကြောင်းတက်မှာထမင်းစားရတာပါကွာအောင်ဗလာသည်မိမိ၏ဂုံရည်ကိုဤသို့လျင်ဖော်ကျူးတတ်လေသည်သူ၏ဒုတိယဂုံပုတ်သည်ကဂျိုးငက်ကိုကြော့ကွင်းထောင်ခြင်းဖြစ်ပါသည်လဲကြွက်ဖမ်းသောအတက်တွင်ကဗမှန်ဗဇံအမွှားကြီးအကိုကိုအောင်ဗလမမီပါချေဒါကတော့သူတို့သည်မွေးကလေးကလဲကြွက်ဖမ်းသောအလုပ်ကိုလှုပ်လာကြသူများမဟုတ်လားသူတို့မိဘတွေကိုယ်တိုင်ကဒီလိုပဲလဲကြွက်များဖားများဖမ်းပြီးမြို့စည်းတိုက်ရောင်းသည့်သားစိမ်းငါးစိမ်းတွေများမဟုတ်လားညီတို့ပင်ရှိစေဂျိုးငတ်ထောင်သောအောင်ဗလနှင့်လဲကြွက်ဖမ်းသောဗမှန်ဗဇံညီအကိုတို့သည်သူတော်ချင်းသတင်းလွတ်ဆိုသလိုပေါင်းဖက်မွေလျော်နေကြလေသည်သူတို့သည်ဒီရွာမှာတော့ဘဝတူများပင်ဖြစ်ကြ၏အောင်ဗလတွင်ဖခင်မရှိသလိုဗမှန်ဗဇံတို့တွင်လည်းမိခင်မရှိချေဗမှန်တို့မိခင်မှာကလေးများငယ်စဉ်ကပင်ဆုံးပါသွားရှာခဲ့လေသည်အောင်ဗလ၏ဖခင်မှမူယခုတိုင်ဘယ်နေရာဘယ်ဒေသသို့ရောက်နေမှန်းမသိရချေသဘုံဆိုလားတော်လန်ရေးပျောက်ကြဆိုလားလုံနေသည်ဟူ၍လောက်သာအောင်ဗလသိထားသည်ဖခင်ကိုသူကောင်းစွာမက်မိပါသည်သို့သော၄-၅နှစ်မြကြာပြီဖြစ်သောအခါကြတော့လေမေ့ထားလို့ရတယ်လို့ရှိနေသည်တို့ရတွင်အောင်ဗလနားလည်ထားတာတခုတော့ရှိသည်အဖေသည်အကျိုးမရှိသောအလုပ်ကိုဘယ်တော့မှမလုပ်ခဲ့ဘူးခြင်းဖြစ်သည်သူသိမိလိုက်သောကာလများအတွင်းအဖေကိုအလတ်ဟသက်နေသည်ဟု၍တစ်ကြိမ်တစ်ခါမျမတွေ့ဘူးချေအဖေသည်အမျော်အမြင်ကြီးမားသူဟု၍အောင်ဗလယုံကြည်ထားလေသည်တခြားမကြည့်ပါနဲ့အမိသည်အောင်ဗလကိုငယ်စဉ်ကတည်းကအတန်းเจ้าမှာမထားဘဲနွားเจ้าကျွဲเจ้าအလုပ်ဖြင့်အသက်မွေးစေခြင်းသည်မိယိုးဖလာလောက်ကင်စားတောက်စေခြင်းသည်အဖေကတော့မူသူရသည့်ဝင်ငွေကလေးဖြင့်အောင်ဗလကိုအတန်းเจ้าမှာမဖြစ်မနေပညာသင်စေသည်တို့ရတွင်ပညာရေး၌ညံ့ဖျင်းခဲ့သောအောင်ဗလသည်ကြီးကောင်ဝင်ကမှသူငယ်တန်းမှစ၍ပညာသင်ရသည်မူလတန်းမကုန်ခင်မှာပင်သူ့အဖေအိမ်မှပျောက်ချင်းမလားပျောက်သွားသောကြောင့်အမေ၏အစီအမံဖြင့်မူလတန်းကျောင်းသားဘဝနှင့်ပင်အောင်ဗလတယောက်အလုတ်အကိုင်ကိုအလွယ်တကူရခဲ့လေသည်နွားကျောင်းသားအဖေပျောက်ဆုံးသွားသောနေ့မတိုင်ခင်ညကအဖေနှင့်အမေတို့ပြောခဲ့ကြသောစကားများကိုအောင်ဗလကြားယောင်နေပါသေးသည်ဟုတ်ပါတယ်ကွာငါလည်းဘယ်သွားခြင်းပါမလဲဒါပေသည်လွမ်းရည်ထက်ဝမ်းရည်ခက်ဆိုတာလို့တို့မိသားစုအရေးထက်တိုင်းပြည်နယ်လူမျိုးအရေးကပိုပြီးအရေးကြီးတယ်ကွငါတခုပဲမှားထားခဲ့ခြင်းနဲ့မင်းတို့သားမိအတွက်ငါတက်အားသွေးထောက်ပံ့မယ်တော်လန်ရေးကြီးပြီးမှလွတ်လပ်ရေးရမှငါပြန်ခဲ့မယ်ဒီတော်တွင်ငါသားကိုပညာသင်ပေးပါတကယ်လို့ငါမရောက်ခင်တော်လန်ရေးမပြီးခင်ငါသားအရွယ်ရောက်လာရင်ငါသားကိုတော်လန်ရေးသမားကောင်ဖြစ်ရအောင်မင်းကတိုက်တွန်းသွန်သင်ညွှန်ကြားပါဒါဟာဒိုးဗမာတွေရဲ့အစဉ်အဆက်အမွေပဲစသဖြင့်အဖေသည်အောင်ဗလကိုခေါ်ပြီးမြန်မာရာဇဝင်သမိုင်းကိုအကျဉ်းချုပ်ပြောပြပါသည်ရာဇဝင်သမိုင်းဆိုပေမဲ့ရှင်ဘရင်တို့၏အကြောင်းများမဟုတ်ဘဲတရုတ်တို့ကျူးကျော်ခြင်းမွန်ဂိုတို့ဝင်ရောက်လာခြင်းအင်္ဂလိပ်နှင့်ပြင်သစ်တို့နယ်မြေလူခြင်းအင်္ဂလိပ်ကနိုင်ငံကိုကလိန်ညံဆင်၍သိမ်းယူခြင်းဂျပန်တို့လူလဲကြခြင်းများနှင့်ဤသို့ခေတ်အဆက်ဆက်ကျူးကျော်မှုများကိုတွန်းလှန်ခဲ့ကြသောမြန်မာတရေကောင်းပြည်သူပြည်သားများအကြောင်းပင်ဖြစ်လေသည်သားအဖနှစ်ယောက်အိမ်ရှိရေကပြင်းမှထိုင်၍စကားပြောနေသည်မှာကျယ်နီကြီးပေါ်သည့်အထိဖြစ်၏တို့ရတွင်အောင်ဗလသည်အဖေနှင့်စကားပြောနေရသည့်အတွက်တစ်ချက်ကလေးမှပင်မငိုက်မိခဲ့ပါသူ့မျက်လုံးတို့သည်ကျဲတာယာများကဲ့သို့ပင်တောက်ပြောင်နေခဲ့ပါသည်သူ့အသိဉာဏ်သည်တော်ကြာပေါ်ထွက်လာတော့မည်နေအာယုံကဲ့သို့မပီဝိုးတဝါမသိသလိုသိသလိုပွင့်လင်းလာခဲ့သည်အဖေပြောသမျှကိုလုံးဝအောက်တုံနားမလဲတော့လဲရိုးရိုးရိတ်တိတ်တော့ဖြင့်သိခဲ့ပါသည်အမျိုးသားရေးစိတ်ဓာတ်ဟူသောဝေါဟာရကြီးလောက်ကိုနားမလည်နိုင်တော့လဲယခုအခါဂျပန်များမတရားညှဉ်းပန်းနှိပ်စက်နေသည်ကို၎င်းမြန်မာပြည်ကိုဂျပန်များချဲ့လဲနေသည်ကို၎င်းမခံကျင်စိတ်တော့ဖြင့်အရင်ကထက်ပို၍ရှိလာခဲ့သည်တစ်ဆက်တည်းမှာပင်ဂျပန်တော်လန်ရေးပျောက်ကြားတက်ဆိုသောအဖေတို့ပြောနေသည့်အဖွဲ့တဲသို့အဖေတယောက်မကြမတင်မှာပင်ဝင်ရောက်တော့မည်ဟုလည်းကြိုတင်တွက်ဆနေမိလေသည်အောင်ဗလ၏တွက်ဆချက်မှန်ပါသည်အဘယ်ကြောင့်ဆိုသောထိုနေ့နက်နက်ခင်းအဖေလေတော်ဆင်းရန်သွားခဲ့သည်မှစ၍အဖေအိမ်ပြန်မလာတော့ပါကြီး
အဖေရွာမှထွက်သွားသောနေ့ကရွာတွင်လူနှစ်ယောက်ပျောက်ခြင်းမလားပျောက်သွားခဲ့ပါသည်တယောက်မှာအဖေပင်ဖြစ်ပြီးနောက်တစ်ယောက်မှာတရွာထဲနေမြမေ၏အကိုကြီးပင်ဖြစ်ပါသည်မြမေ၏အကိုကြီးကိုသားတင်သည်ရွာတွင်လူပြိုကောင်းတစ်ဖွဲ့ဖြစ်ပြီးရက်ရွေးရွာရွေးများတွင်အထူးအားကိုးရသောလူငယ်တစ်ယောက်ဖြစ်လေသည်အောင်ဗလာတို့ဘာမှန်ဘာဇန်တို့ကိုဆိုလျင်ကိုသားတင်ကအမြဲတစေတွင်တင်ဆုံးမတတ်၏တခါတရံမှသာရွာသို့ရောက်ရှိလာသောသတင်းစာများကိုလည်းဖတ်ပြရှင်းပြတတ်၏ကိုသားတင်သည်နိုင်ငံရေးသတင်းများကိုအထူးအလေးထားပြီးဖတ်ပြရှင်းပြတတ်လေရှိတော်လဲအောင်ဗလာတို့ခြာတိတ်လေးများမှာကပြဆက်ကြော်ညာများကိုသာအလေးထားပြီးနားဆွင့်နေတတ်ကြ၏တခါတရံကိုသားတင်ကြီးကပြဆက်ကြော်ညာဖြတ်ပိုင်းများဝေငှပြီဆိုလျင်သူတို့တွေအလွန်ပျော်ရွှင်ကြရလေသည်ဤသို့ပေါ်ချချကလေးများဘွားနှင့်အောင်ဗလာသည်ဘာမှန်ဘာဇန်ညီအကိုတို့ထက်အသိဉာဏ်ရင့်တန်လာခဲ့လေသည်အတွေးခေါ်အယူအဆများလည်းပြောင်းလာခဲ့လေသည်လူကြီးစိတ်ကလေးဝင်လာခဲ့လေသည်လူကြီးစိတ်ဝင်လာပြီဆိုတဲ့ကဟိုလိုလိုဒီလိုလိုစိတ်များလည်းရောနှောပါလာတော့သည်မဟုတ်လားမြမင်းနှင့်စကားပြောရသောအခါမျိုးတွင်အရင်တုန်းကလိုမလွတ်လပ်တော့ပဲဖြစ်နေရတဲ့၏ပါဇက်ကိုမလိုအပ်ပဲထိမ့်ထိမ့်နေတဲ့၏မျက်စိကိုမူမြမေတူရှူနှင့်လွဲလွဲထားနေတဲ့၏လက်ချောင်းများကိုလည်းအငြိမ်မနေပဲဟိုခောက်ဒီခောက်လုံနေတဲ့၏တောင်စင်ရီမြစကားများကိုလည်းပေါက်တက်ခရပြောနေမိတဲ့၏မြမေကလည်းထိုသဘာဝများကိုဂယုထားမိဟန်တူ၏နင့်ကြည့်ရတာကနားကိုမငြိမ်ဘူးနင်ဘာဖြစ်နေတာလဲဤသို့လျင်မကြာခဏမေးတဲ့၏သို့သောအောင်ဗလကိုယ်တိုင်၌ကလည်းသူဘာဖြစ်နေမှန်းသူ့ဘာသူပင်တကယ်မသိချေတမျိုးကြီးတော့တမျိုးကြီးပဲဟု၍သာထင်နေတတ်၏ထိုထဲတွင်အောင်ဗလအဖို့အခန့်ရအခက်ဆုံးဖြစ်မှာတငယ်ချင်းတွေစကနိုင်လှကြပြောကြပြီဆိုလျင်မြမေကသူ့ဘက်ကမပါပဲစန့်ကျင်လိုက်လျင်ဝမ်းနေသွားရခြင်းပင်ဖြစ်ပါသည်ပြီးတော့ကြတော့ကညတိုင်းရွာရိုးတစ်လျှောက်ရှောက်တက်သောစံနှက်ကျော်ဤပလွေတံကိုကြားရလျင်အလိုလိုနေရင်တရွေးကိုမျိုးမျိုးချတတ်နေသည်ကတော့ဘာကြောင့်မို့လို့များပါနည်းညမေကိုကြည်ရသည်မှာလဲတချို့နေရာတွေအရင်ကထက်သေးသိမ်သွားပြီးတချို့နေရာတွေအရင်ကထက်ဖွင့်ပြိုးလာသလိုထင်ရသည်အောင်ဗလ၄တန်းအောင်တော်နှင့်သူ့အသက်14နှစ်အရွယ်တွင်ထူးခြားသောအဖြစ်အပျက်တစ်ခုဖြစ်လေသည်ရွာဦးကျောင်းဆရာတော်ဤကျောင်းပရဝုံထဲတွင်ရွာသူရွာသားများကောက်မှုဇေဒီငယ်လေးတဆူတီထားလေသည်ထိုဇေဒီငယ်လေးဤဖျားပွဲကိုကစုံလှပြည့်နှင့်ညောင်ရည်သွန်းပွဲနှင့်အတူဆရာတော်ကကြီးမှုပြီးရွာသူရွာသားများစီကားတိုက်မြိုက်စွာဖြင့်ကျင်းပလေရှိသည်ဇေဒီငယ်လေးမှာရွာနီးချုပ်ဆက်ရွာကြီးရွာငယ်များမှထုံဖွေးဖွေးရွှေရေးရေးဇေဒီငယ်များတဲ့တွင်အရွယ်တော်အငယ်ဆုံးနှင့်အစင်းရဲဆုံးဇေဒီကလေးဖြစ်တော်လဲတကိုးအရာ၌ကြီးမြတ်လာသည်ဟုရွာသားများကယုံကြည်ကြလေသည်အဘေကြောင့်ဆိုသောဇေဒီအနီးအပါတဝိုက်တွင်ကြီးမားထဲဝါသောညောင်ပင်ကြီးများမှာအရက်အဆောင်ကဲ့သို့ကွေ့ဝိုက်စီကြီးပေါက်ရောက်နေသောကြောင့်ဖြစ်ပေသည်ထိုထက်ထူးခြားသည်ကဇေဒီလေး၏ဗုဒ္ဓဟူးနံတောင်တွင်ဘောဒီပင်လေးတစ်ပင်ပေါက်ရောက်နေသောကြောင့်ဖြစ်ပေသည်ဤအချင်းအရာများကြောင့်ပင်ဇေဒီကလေးသည်တကိုးကြီးလာသည်ဟုအနီးအပါရွာကြီးရွာငယ်များမှမှတ်ချက်ချကြလေသည်ဇေဒီကလေးအတွက်လိုအပ်သောပစ္စည်းဝတ္ထုများကိုလည်းဆရာတော်ထံလူရန်ကြပါ၏တို့ရာတွင်ဆရာတော်ကစီမီနှင့်လှုပ်အားဒါနကိုသာလက်ခံပြီးရွှေချခြင်းစသောအဖိုးတန်ဝတ္ထုများကိုလက်မခံခဲ့ပေအေးမင်းတို့အနေနဲ့ကိုယ့်ရက်ကိုယ့်ရွာကဖះကိုအများသူငါဖះထက်ချမ်းသာကြွယ်ဝစေချင်တာကိုတော့ဆရာတော်သဘောပေါက်ပါတယ်ကွယ်ဒါပေမဲ့ခေတ်ကာလကြီးကိုလည်းမင်းတို့အတိတာပဲကုသိုလ်လုပ်ရမရောက်ပဲငရဲပေးရရောက်ဆိုသလိုဖြစ်ကုန်မှာဆိုလို့ကြားလိုက်ကြတယ်မဟုတ်လားဓမြကိုင်းကြီးတကိုင်းဗရောက်တာရွာက10တောင်ပြည့်စေတီကရွှေတွေခွာယူကြတာပြီးတော့ကတိကုန်းရွာကညစာရန်စေတီဌာပနာတိုက်ကိုဂျပန်ကင်းတက်ကဖောက်သွားတာဒီလိုအဖြစ်မျိုးတို့ရွာမှာအဖြစ်မခံနိုင်ဘူးကွတို့ဖះထုံးကလေးမန်မှန်တုတ်ထီတော်ကလေးမန်မှန်ပြုတ်ပြန်ဖះပတ်ဝန်းကျင်တန့်ရှင်းရေးမန်မှန်လောက်ကြရင်လေကုသိုလ်ရတာပါပဲကွယ်ဤသို့ဆရာတော်ကမိန့်ကြားထားလေသည်ဤလိုပင်ရှိစေညောင်ရည်သုံးပွဲနှင့်ဖျားပွဲတော်တပြိုင်နက်ကျင်းပသောကဆုံလပြည့်နေမျိုးတွင်မူကားအနေနဲ့အရရမှရွာသူရွာသားများပါလာရောက်တက်ကြသဖြင့်ဇေဒီတော်ကလေးပတ်ဝန်းကျင်တွင်ကြက်ပြန်မကြစီကားနေတတ်လေသည်ထိုနှစ်ကပွဲတော်သည်လည်းအထူးစီကား၏အောင်ဗလဘာမှန်ဘာဇန်ကြီးကိုမြမေစသူတို့သည်ရခင်နှစ်များကလိုခုံပေါက်မြူတူကစားပျော်ရွှင်နေကြခြင်းမရှိတော့ဘဲအပြိုပေါက်လူပြိုပေါက်ကလေးများဖြစ်ပြီး
ကို့အဖွဲ့နှင့်ကိုကြာရာတာဝန်ယူ၍ဝေယာဝတ်စများကိုပြုလုပ်နေကြရလေသည်တကြီးသမီးလွင်ဆန်းရင်ကမူမြို့မှသူ့ဖခင်လက်ဆောင်ရသောဖဲဂရီပါထမိန်ကြီးတကားကဖြင့်ကော့လန်ဟိုသွားတီသွားလှုပ်လျက်အတန်တဆာဆာနှင့်လေကန်၍သာနေလေသည်မကြာခဏဆိုသလိုလဲအောင်ဗလကကွက်ကြီးလှုပ်၏အလကားနေရင်လဲမျက်စောင်းတစ်ခဲလှုပ်၏အောင်ဗလကမူကို့အလုံးနှင့်ကိုမှုသူ့ကိုဂယုမထားမိကို့အလုံးနှင့်ကိုဆိုရ၌မြမေအနီးတရစ်ဝဲလှုပ်ချင်သည်လဲပါလေသည်မြမေကလည်းသူ့အနီးမှာအောင်ဗလရှိနေသည်ကိုနှစ်လိုဟန်တူပေသည်ထိုကာလမတိုင်ခင်ကပင်လဲသူတို့၏အခြေအနေမှာလဲတိုးတက်လျက်ရှိပေသည်ရိုးရိုးရိတ်တိတ်မှသည်မိမိကိုမိမိတိုးတိတ်နားလည်နေသောအဆင့်ဟုဆိုကြပါစို့ဒီကြားတွေကပင်လျင်ဘာဇန်တို့ကလည်းတမောင်လူငယ်တို့ဘာဝကြီးစဲခြင်းခံရသောကြောင့်အောင်ဗလမှာလက်သီးလက်မောင်းတိုင်ရင်ကြည်နူးစွာရှက်ကိုရှက်ကံဖြစ်ရသလိုမြမေခမမှာလဲဗမှန်ဘာဇန်တို့ဤကြောကုန်းကိုတပုံးထုရင်ကြည်နူးကျေနပ်စွာငိုကြွေးရပေါင်းလဲမနေတော့ကြီးတို့ရတွင်သူတို့သည်အလွန်ချစ်ကြသောငယ်တငယ်ချင်းများဖြစ်ကြသည့်လျောက်နောက်ပြောင်ကြည်စဲကြသည်ကိုလည်းခွင့်လွှတ်ကြ၏ထို့အတူလွန်ကဲကြည်စဲမိသောကြောင့်ဂယုဏဒေါသဖြစ်ရခြင်းရှက်ကြောက်ကြရခြင်းတို့ကိုလည်းနားလည်မိကြ၏ထို့ကြောင့်မလျင်အားလုံးသဘောတူအောင်ဗလနှင့်မြမေကိုနောက်အခါမကြည်စဲကြတော့ပေညီတို့ပင်ရှိသေးအားလုံးသောတငယ်ချင်းတို့သည်လူငယ်တို့တဘာဝသူတို့လက်လန်းမီရာစိတ်ကူးကလေးများဖြင့်အောင်ဗလနှင့်မြမေကိုကြိတ်ပြီးသဘောတူညီနေကြလေသည်တကယ်တော့မူအချစ်ဆိုသောအရာကိုသူတို့မသိကြသေးပါစောကပြောသလိုလွင်ဆိုင်ရင်သည်အောင်ဗလရှိရသောကွက်ကြီးလုံနေရမှသူ့အနားတွင်မြမေမရှိကြအောင်ဗလအနီးသို့ချင်းကပ်လာ၏ဟေးအောင်ဗလနင်ဒီစကြိတ်ကြောင့်အလေတန်းဆက်တက်ဖို့ခုထိမစင်းစားသေးဘူးလားဒီလောက်လေးနဲ့များဟဲတော်ကြနေကြီးကောင်ကြီးမနဲ့ကြောင်းမှာဝိုင်းအရေခံနေရအောင်မယ်ဘယ်တက်နိုင်မလဲဟာဒါပေမဲ့ပညာသင်တာရှက်စရာမရှိပါဘူးလွင်ဆိုင်ရင်သည်စူးရှသောမျက်လုံးများဖြင့်အောင်ဗလကိုတစ်ချက်ကြည့်၏ပြီးတော့ရဲတင်းစွာစကားဆိုလေသည်ဒီလိုလောက်ပါလားငါအဖေကငါပြောပေးမယ်နင်ကြောင်းဆက်တက်ရအောင်လို့ဖြစ်နိုင်မယ်မထင်ပါဘူးဟာဘာဖြစ်လို့မဖြစ်နိုင်ရမှာလဲဟာနင်ကလည်းအဖေအလုပ်တွေမှာဝိုင်းကူပေါ့ဘာလဲငါပညာသင်ဖို့နေ့အိမ်မှာကြုံခံရမှာလားအောင်ဗလကဒေါသတကြီးပြောလိုက်သလိုလွင်ဆန်းရင်ခမညာဝမ်းနဲ့ပလက်ဖြစ်သွားရှာသည်ငါစေတနာကိုမစော်ကားနဲ့အောင်ဗလနင်အခုသူများနှွားတွေကြောင်းပေးနေတာကောပတ်စံရတာမဟုတ်ဘူးလားခုငါပြောတာကနင်ပညာသင်ဖို့အတွက်အဖေကြီးပြူအောင်လို့ပြောတာပါပညာတက်လို့ဘာလုပ်ရမှာလဲဟာနွားကြောင်းတက်မှထမင်းစားရတာပညာတက်တဲ့အခါနွားမကြောင်းရပဲထမင်းရတာပေါ့ဟုတ်ပါမလားဟုတ်တာပေါ့ဟာပညာတက်ရင်ကျောင်းဆရာလှုပ်ရှားလို့ရတာပဲပြီးတော့မာစတာဂျပန်နေစီမှာလည်းအလုပ်လုပ်လို့ရတာပေါ့ဟာဒီဂျပန်နေနဲ့မပတ်သက်ချင်ပါဘူးအေးပါလေမပတ်သက်ချင်ရင်လည်းရတာပဲဒါပေမဲ့ပညာတက်တာတော့မမားဘူးပေါ့ကိုတာရင်ကြီးကိုကြည့်ပါလားပညာတက်တာတော့ဘယ်နေရာမဆိုလူဝင်ဆက်နေမဟုတ်လားအောင်ဗလသည်တွေးဝေသွား၏လွင်ဆန်းရင်၏စကားများကိုလည်းမှန်ကန်သည်ဟုတွေးမိသွား၏ထို့ကြောင့်စင်ဆာနှင့်ပြန်ပြောလေငါအဖေငါအမေနဲ့တိုင်မင်အောင်မယ်လေအေးကောင်းတယ်ငါလည်းအဖေကိုပြောပြအောင်မယ်ထိုအချိန်တွင်သူတို့နှင့်မလန်းမကန်းသို့မြမေရောက်လာသည်မြမေသည်အောင်ဗလနှင့်လွင်ဆန်းရင်စကားလက်ဆောင်ကြနေသည်ကိုရက်လျက်ငေးမောကြည့်နေ၏ဘာကြောင့်မှန်းတော့မသိဝမ်းနဲ့အားငယ်သလိုမနာလိုစိတ်ကလေးလည်းဖြစ်ပေါ်လာလေသည်ထို့ကြောင့်ပင်အောင်ဗလတို့အနီးသို့မလာသေးပဲခက်လန်းလန်းတွင်ရက်နေခြင်းပဲဖြစ်သည်လွင်ဆန်းရင်သည်မြမေကိုမြင်လိုက်သည်နှင့်မျက်နာကလေးပြတ်သွားကာကဲငါသွားမယ်ဟိုမှာမြမေလာနေပြီဘာဆိုင်လို့လဲဟာအောင်ဗလသည်တကယ်ပဲလွင်ဆန်းရင်၏စကားကိုနားမလည်ပေလွင်ဆန်းရင်ကပြုံးဆဆနှင့်လှုပ်ပြီးပြော၏တော့ကြတမျိုးထင်နေအောင်မယ်ဟာဘာကိုလဲဟာဘာကိုလဲရမှာလဲနင်းနဲ့ငါကိုပေါ့ဘာဆိုင်လို့တမျိုးထင်မှာလဲအောင်မနင်းနဲ့မြမေကြောင့်ငါမသိဘူးမြတ်မှတ်လို့အောင်ဗလသည်ပြုံးဖြက်နှင့်ရှက်ကိုရှက်ကန်ဖြစ်သွားသည်ငါတို့ဘာမှမဖြစ်ပါဘူးဟာလွင်ဆန်းရင်ကခိုးခက်ရဲလိုက်သည်ဟောစကားတွေကဇာတိပြပြီဘသူကဘာပြောနေလို့နင်ကဘာမှမဖြစ်ပါဘူးလို့ပြောရတာလေအောင်ဗလသည်သွားကြီးဖြဲလျက်မြဲမိအောင်တတိထားပြီးရှက်ပြုံလိုက်၏ထိုအချိန်တွင်လွင်ဆန်းရင်သည်လှစ်ကနေပြေးထွက်သွားလေ၏ဒီတော့မှမြမေသည်အောင်ဗလအနီးသို့ရောက်လာ၏မြမေကနှကန်းကလေးမပွင့်တပွင့်ဆူလျက်စကားဆိုလေသည်ဟိုကောင်မဘာဒီလာပြောနေရစတွင်ရှက်နေသောအချိန်ကြောင့်
အောင်ဗလာဘာပြောရမှန်းမသိတော့လဲမပြောဘဲနေလျင်မြမေပို၍အထင်လွဲမြည်ဆိုးသောကြောင့်လွင်ဆန်းရင်ပြောသွားသောစကားများကိုပြန်ပြောပြလေသည်မြမေကမူသူပြောတဲ့အတိုင်းဖြစ်လာရင်တော့နင့်အတွက်ကောင်းတာပေါ့ဒါပေမဲ့နင်လဲသိတဲ့အတိုင်းသူ့အဖေတကြီးကကက်ဆေးနဲ့ကော်တရားကြီးမဟုတ်လားနောက်ပြီးတကြီးနဲ့နင့်အဖေဆိုတာကလည်းတဲ့ကြတာမှမဟုတ်တာဒီလူကြီးကလူတယောက်ကြောင်းထားပေးဖို့နေနေတသာသူ့အိမ်ကတရင်ကားတွေကိုတော့ငတ်တလဲပြက်တလဲနဲ့ကြွေးထားတာမဟုတ်လားအေးလေကန်တရားပေါ့ဟာဒါနဲ့သူကငါလာမှဘာလို့ထထွက်သွားရတာလဲအောင်ဗလာသည်မျက်လွှာကြီးကိုချလျက်အာလောက်တန်ကြီးဖြင့်တလုံးချင်းဖြေလေသည်သူကနင်းနေငါ့ကိုတမျိုးထင်မှဆိုလို့တယ်ဟာအောင်မဆက်ဆက်ဆွဆွသူနဲ့ပါဆိုင်လို့လေမြမိတ်သည်သူ့စကားမားသွားသည်ကိုသူ့ဖာသူတီးသဖြင့်ရှက်သွေးကလေးဖြာကပအိုးကလေးနီးသွားလေ၏သူနဲ့ပါဆိုင်လို့လေဟုသောအတိတ်ပဲမှာကို့အချင်းချင်းသောတက်ဆိုင်နေသောသဘောကိုစောင်းသည်မဟုတ်လားထို့ကြောင့်မျက်လွှာကလေးချလျက်အောင်ဗလာကိုမရေတရေမေးလိုက်လေ၏ငါကတမျိုးထင်ရအောင်နင်းနဲ့သူကဘာဖြစ်နေလို့လဲအောင်ဗလာမျက်ကလေးဆံပြဖြစ်လျက်ဝယုံသုံးကားဖြစ်လေသည်ဘာမှဖြစ်ပါဘူးဟာသူကသာငါနဲ့နင့်ကိုဟိုရင်းဖြစ်နေကြပြီမဟုတ်လားလို့မေးတာဘာဟိုရင်းလဲဟာဟိုရင်းဟာငါနဲ့နင့်ကိုဘာမှန်ဘာဆန်တို့စတယ်လို့မျိုးပေါ့မြမိတ်သည်မျက်နာကလေးလွဲလျက်ဒီတော့နင်ကဘာပြန်ပြောလိုက်လဲဘာမှဖြစ်ပါဘူးလို့ပြန်ပြောလိုက်တာပေါ့ဟာအေးအဲ့ဒါပဲကောင်းတယ်သူတို့ကလည်းဒီလိုပဲခဏခဏစကြတာပဲဟာစိတ်ပြက်ပါတယ်စိတ်ပြက်ရင်နွားမွေးပေါ့ငါတို့ကဆင်းရဲတော့နွားမမွေးနိုင်ဘူးနွားပဲကြောင်းရတယ်သူတို့သည်ပျော်ရွှင်စွာရေမောလိုက်ကြလေသည်ခဏကြာလျင်အလူမန်းတက်ရှိရာမှမြမေဤမိမပေါ်တငယ်ချင်းများကလမ်းခေါ်သောကြောင့်မြမေသည်အောင်ဗလအနီးမှထားလိုက်လေသည်အောင်ဗလကနောက်တစ်ခါသူတို့ဒီလိုပဲခဏခဏပြောရင်ငါဘလို့ဖြေရမလဲဟင်အိုးနင်းဖြေခြင်းလို့ဖြေဖို့ဟာငါဘလို့ဖြေခြင်းနေတယ်ဆိုတာလဲငါဘာသာငါမသိဘူးဟာဒီလိုဆိုလဲစောစောကလိုပဲဘာမှမဖြစ်ပါဘူးလို့ဖြေလိုက်ဖို့ဟာအောင်ဗလသည်တပ်ပြင်းရှည်ကြီးကိုချလိုက်၏ပြီးတော့မှလေးလေးကန်ကန်ကြီးပြောချလိုက်၏အေးပါအဲ့ဒီလိုဖြေတာပဲကောင်းပါလေမြမိတ်သည်ပုတ်တိုးသွားသောအောင်ဗလဤမျက်နှာကိုတစ်ချက်ကြည့်လိုက်ပြီးတလန်းချင်းလဲထွက်သွားလေသည်ထိုနေ့တစ်နေ့လုံးသူတို့ဤစိတ်များလှုပ်ရှားနေကြ၏အောင်ဗလအဖို့မူထိုညတွင်ပင်သူ့အဖေသည်ဂျပန်တော်လန်ရေးပျောက်ကြားတက်သို့ဝင်တော့မည်ဖြစ်ကြောင်းပြောနေသည်ကိုကြားလိုက်ရခြင်းဖြစ်၏နောက်စိတ်လှုပ်ရှားစရာတစ်ကြောင်းမှာဤသို့သူ့အဖေပြုမူသည့်အတွက်အိမ်ဤစားရေးတောက်ရေးတောင်းဝန်သူ့အပေါ်ပုံကျလာတော့မည်နှင့်ဂျပန်များနှင့်အလင်းတင့်နေသောလွင်ဆန်းရင်ဤဖခင်တကြီးသည်သူ့ကိုကြောင်းဆက်ထားပေးဖို့နေတသာရန်လို၍ပင်လာနိုင်တော့မည်ဖြစ်လေသည်အောင်ဗလာဤဘဝသည်ထိုနေ့မှစ၍ပင်ပြောင်းလဲရတော့မည်ပါတကားအောင်ဗလာဤဖခင်နှင့်ကိုတာတင်တို့ရွာမှပျောက်ဆုံးသွားပြီးနောက်တယောက်စကားတယောက်နာဖြင့်၃ရက်မြောက်သောနေ့တွင်ချမှတကြီးနာသို့ပေါက်ကြလေသည်တကြီးသည်လွန်စွာစိတ်ဆိုးလျက်နောက်တစ်နေ့မှာပင်ဂျပန်များစခန်းချရာရွာတရာတို့အကြောင်းကြားစာတစ်စောင်ရေးပြီးသူ့တပည့်များကိုလွတ်လိုက်လေသည်ထို့နောက်တနေ့တွင်ဂျပန်3-4ယောက်နှင့်အတူဂျပန်စကားပြန်များဂျပန်အလိုတော်ကြီးများရွာသို့ရောက်ရှိလာလေသည်တကြီးအိမ်တွင်ခိတ္တဆွေးနွေးကြပြီးနောက်မြမေတို့အိမ်သို့အရင်ဝင်ရောက်လာကြသည်မြမေ၏ဖခင်နှင့်မိခင်ကိုအမျိုးမျိုးရိုက်နှက်စစ်ဆေးကြသည်တို့ရတွင်သူတို့လိုချင်သောအဖြေကိုကတလုံးတစ်ပါးမှမရအသက်အရွယ်ကြီးရင့်ပြီဖြစ်သောမြမေ၏မိခင်တို့မှာတစ်ချက်ရိုက်ယုံဖြင့်ခွေလဲသွားကြရှာလေသည်မြမေမှာမူကားကြောက်လွန်းသဖြင့်ဆရာတော်ကျောင်းသို့တွားရောက်ပုန်းနေရသည်ဂျပန်တို့သည်အောင်ဗလာတို့အိမ်ဘက်သို့ကူးလာပြန်သည်ရွာထဲသို့ဂျပန်များဝင်လာကစားကပင်ဒီကိစ္စနှင့်ပတ်သက်မည်ကိုသိကြသဖြင့်လူကြီးသူမများသည်အောင်ဗလာကိုလည်းရှောင်နေရန်ပြောကြသေးသည်တို့ရတွင်အိမ်မှာအမေကိုတယောက်တည်းမထားခဲ့နိုင်သောကြောင့်ဂျပန်များကိုအောင်ဗလာရင်ဆိုင်လေသည်ပထမတွင်အဖိုးလက်ထက်ကထားခဲ့သောငှက်ကြီးတောင်ဓာတ်ကိုနိုင်ရန်တွင်အသာထောင်ထားခဲ့သည်၍အမေကရာဇဝတ်အိုဒုံးနှင့်ထိုးဆိုသလိုဖြစ်မည်တကြောင်ဖခင်အတွက်ဆ၍ရံမီးပွားနိုင်သည့်တကြောင်တို့ကြောင့်အောင်ဗလာကိုဖြောင်းပြထားရသည်ဂျပန်တို့ရောက်လာလျင်ဂျပန်များအပေါ်မျက်နှာလိုမျက်နှာရရှိသလောက်ကို့အချင်းချင်းကိုမန်မဲကျိမ်းမောင်းတတ်သောဂျပန်ဝတ်စုံဝတ်ထားသည့်ဗမာလူကြီးတယောက်ကစတင်စစ်ဆေးလေသည်မင်းဖေဗမာလဲကျွန်တော်တို့မသိဘူးသူပျောက်သွားတာဘယ်လောက်ကြာပြီလဲ4ရက်လောက်ရှိသွားပြီထိုလူကြီးသည်အမေဘက်သို့လှည့်လိုက်သည်ခမကြီးကိုသွားကန်ဒီဘာမှသွားသေးလဲဘာမှမမှာပါဘူးမာစတာကြီးရဲ့မလိန်နဲ့တော့ဖွားကြီးဖះပေးပေးကြမ်းပေးပေးပါရှင်
သူတောခိုသွားတယ်မဟုတ်လားမဟုတ်ပါဘူးရှင်ဟဲ့ဟဲ့မဟုတ်မှန်းတော့သိတာပဲလားဖွားကြီးရဲ့ဘယ်ကိုထွက်သွားမှန်းကိုမသိတာပါရှင်ဒါဆိုရင်တောခိုတာပဲဖြစ်ရမှာပေါ့အောင်ဗလာသည်စကားကိုကိုယ့်ဘက်မပါပါအောင်ပြောနေတော့ထိုလူကြီးကိုမကြေမနက်ဖြစ်သွားသည်အိမ်ကပျောက်သွားတိုင်းတောခိုတာဖြစ်ရမလားဗျတောခိုစရာမလိုပါဘူးကျုပ်တို့ကတောသားပဲဟာထိုလူကြီးသည်အောင်ဗလာဘက်သို့ဒေါသတကြီးလှည့်ကြည့်လိုက်၍ဘာမပြောညာမပြောနဲ့အောင်ဗလာနှစ်ထင်ပေါ်သို့လက်ဝါးဆောင်တစ်ချက်ကျလာသည်ထူပူသွားခြင်းနှင့်အတူငက်ကြီးတောင်ဓားကိုပြေးဆွဲမြည်ကြံသေးသည်အမေမျက်နှာကြောင့်သာအောင်ဤသီးခံလိုက်ရလေသည်ထိုလူကြီးကဆက်လက်စစ်ဆေးတော်လဲဘာမှရေးရရမသိရသောကြောင့်အောင်ဗလာကိုရိုက်နှက်ကန်ကြောက်ပြီးအောက်ပါစကားများကိုပြောဆိုလျက်ရွာမှပြန်ထွက်သွားကြသည်အားလုံးမှတ်ထားကြအဲ့ဒီလူနှစ်ယောက်ရွာကိုဝင်လာတယ်ဆိုရင်ဝိုင်းဖမ်းပြီးတကြီးအိမ်ကိုပို့စုငွေပေးမယ်အိမ်မှာလက်ခံထားတဲ့လူရှိရင်ဒီရွာလဲကောင်မှာအသေးပြစ်တတ်ပြစ်မယ်ဒါပဲဖူးရောင်နေသောအောင်ဗလာဤမျက်နာကိုတရုတ်တရကင်ကြည့်နေသောမြမေဤမျက်နာကလေးသည်လည်းမျက်ရည်ဆက်လက်နှင့်ဖြစ်နေပါသည်ဒါကြောင့်လူကြီးတွေကပြောတာနင်းတနေရရမှာတွားပုံးနေပါလို့အိုးဘာလို့ပုံးရမှာလဲပုံးနေရင်အမေကိုသူတို့ပူပြီးနှိပ်ဆက်မှာပေါ့ငါလည်းအရွယ်ရောက်နေပြီပဲငါပါအဖေနဲ့အတူလိုက်သွားပြီလို့ထင်ကြမှာပေါ့အေးဟဲငါအဖေနဲ့အမေလည်းရိုက်ခံရတယ်ငါတော့ဆရာတော်ကျောင်းမှာသွားပုံးနေလို့တက်တာတော့လားအေးနင်းဆိုရင်ရိုက်ယုံမကဘူးတခါတည်းဆွဲခေါ်သွားမှသိလားအောင်ဗလာဤစကားကြောင့်မြမေကလေးမှာရှက်သွေးဖြာသွားရ၏အောင်ဗလာမှာလည်းမိမိစကားပြောရိုင်းသွားသည်ကိုစိတ်မကောင်းဖြစ်မိလေသည်တကယ်တော့မူဂျပန်အလိုတော်ကြီးကမတရားနှိပ်စက်သွားခြင်းကိုယင်ထုမနာဖြစ်လွန်း၍သာဤသို့နင့်နှင့်တီးတီးပြင်းပြင်းထန်ထန်ပြောမိခြင်းဖြစ်သည်မြမေသည်ရှက်သွေးဖြာနေရမှတစုံတရာကိုတွေးတောထိတ်လန့်သွားသလိုတပ်ပြင်းကလေးချလိုက်သည်အေးဟဲငါတော့မတွေးဝင့်အောင်ပါပဲမြမေတဖန်ပြန်၍ရှက်သွားပြန်သည်ဟုတ်သားပဲသူတို့နှစ်ယောက်သည်ဂျပန်လက်ထဲသို့မြမေရောက်သွားလျင်ဘာဖြစ်သွားနိုင်သည်ကိုစိုးရိမ်နေကြသည်မဟုတ်လားထို့သောစိုးရိမ်ခြင်းသည်မြမေဘာဖြစ်သွားမည်ကိုစိုးရိမ်ခြင်းဖြစ်ပါသည်ရှင်းပါသည်မြမေအဖြက်စီးခံရမည်မှာတေချာနေသည်မဟုတ်လားကောင်းပြီထို့သောဖြက်စီးခံရခြင်းဆိုသည်မှာတဦးနှင့်တဦးဘယ်အဆင့်အထိစိတ်ကူးရင်ထားကြမှန်းသိတာနိုင်သည်မဟုတ်ပါလားဒါကအရေးမကြီးဘူးဒီဂျပန်နေခဏခဏလာနေရင်ဘယ်နဲ့လုံမလဲဟဲ့ဘယ်နဲ့လုံမလဲပေဖြစ်တုံးတော့ငုံခံယုံပေါ့တူဖြစ်လာတဲ့တနေ့မှာပြန်ထုယုံရှိတာပဲငါအဖေကပြောတယ်ဒီဂျပန်နေဟာနစ်မကြခင်စစ်ရှုံးပြီးဒို့နိုင်ငံကပြန်ထွက်ပြေးရမှာပဲတဲ့ဂျပန်နေထွက်သွားရင်ဘယ်သူတွေဝင်လာအောင်မလဲမသိဘူးနော်ဘယ်သူမှမလာနိုင်တော့ပါဘူးဟာလာရင်လည်းခုလိုပဲတို့ကဆက်ပြီးတော်လန်ရမှာပေါ့ဒါဟာဒို့ဗမာရဲ့သမိုင်းနဲ့ငါအဖေကပြောတယ်မြမေသည်အောင်ဗလာကိုလေးစားသောမျက်လုံးများဖြင့်ကြည်လိုက်လေသည်အောင်ဗလာကမူအန်ကိုတင်းတင်းကြိတ်လျက်တမျောတခေါ်ကြီးကိုကြည်နေလေသည်မြမေသည်စနွင်းကြက်ထုတ်ကိုပေါင်းအိုးပေါ်မှယူ၍အောင်ဗလာ၏မျက်နှာရှိဒဏ်ရာများကိုတို့ပေးနေသည်အောင်ဗလာသည်မျက်နှာမပြတ်ကြိတ်မိတ်ခံနေသည်နင်ကြီးလာရင်နင့်အဖေလိုပဲတော်လန်ရေးတဲ့ဝင့်ပါလားအေးငါအရွယ်ရောက်လို့မှတော်လန်ရေးမပြီးရင်တော့အဖေနောက်ကိုလိုက်ရမှာပဲရန်သူကိုအချိန်မရွေးတွေ့နိုင်တယ်လို့မိတ်ဆွေကိုလည်းအချိန်မရွေးတွေ့နိုင်ပါတယ်ဟာအေးနင်းလဲစကကြီးစကကျဲတွေတော်တော်တက်နေပြီပဲဟုတ်တယ်ငါဖာငါတက်တာမဟုတ်ဘူးနင့်အကိုကြီးကိုတာရင်ရဲ့ဆုံးမစကားတွေနားထောင်ရင်လည်းတဖြည်းဖြည်းတက်လာတာသူတို့နှစ်ယောက်သည်အခြားတစ်ပါးသောစကားများကိုဆက်လက်ပြောဆိုနေကြ၍ခဏအကြာတွင်မြမေသည်အိမ်ပြန်တော့မည်ဟုမှတ်တက်ရက်လိုက်လေသည်ငါပြန်တော့မယ်နော်အိမ်မှာအလုပ်ရှိလို့လားအလုပ်တော့မရှိပါဘူးဟာဒါပေမဲ့ဒီအိမ်မှာနဲ့အမေလည်းမရှိဘူးတော်နေသူများတွေမြင်ရင်မကောင်းဘူးအောင်ဗလာသည်တစုံတရာကိုသတိရသွားသလိုပြုံးလိုက်၏မြမေသည်အိမ်ပေါ်မှလစ်ကနေပြေးဆင်းသွားလေသည်အောင်ဗလာကလမ်း၍အော်မေ၏နင့်ကိုသူတို့တွေစကြသေးလားဟေးအေးသူတို့စကြသေးလားဟေးအေးနဲ့ပင်အောင်ဗလာနှင့်မြမေတို့သည်သူတို့အချစ်ရေးကိုမယောင်မလဲလုံနေခဲ့ကြလေသည်တစ်ဖက်ကလည်းမြမေသည်လေတော့ဆင်းရ၏ပြိုင်းငင်ရ၏အောင်ဗလာမှလည်းလေဆင်းရ၏နွားကြောင်ရ၏ပြီးတော့သားလေးငါးလေးစားရဖို့အတွက်ဂျိုးထောင်ရ၏ဖားရိုက်ရ၏သူတို့သည်တခါတရံတွင်တော့တွားလေသူတော်လန်ရေးသမားကြီးနှစ်ဦးကိုတတိတရရှိနေကြသည်ထိုလူကြီးနှစ်ယောက်သည်ယခုအခါဘယ်စေရောက်နေကြပြီနည်းဂျပန်တက်၍တေဘီလောတွေး၍
ကလေးလွမ်းနေကြသည်ဆရာတော်ကျောင်းဝင်းအတွင်မှညောင်မင်းကြီးများအောက်တွင်စုံမိကြသောအခါမြမေသည်သူ့အကိုကိုလွမ်းသဖြင့်ငို၏ထိုအခါအောင်ဗလကချော့လေသည်ချော့သည်ဆိုရ၌ပခုံးကလေးကိုပေးပြီးပွတ်တက်ကချော့ရသည်မျိုးမဟုတ်ပါတရှုပ်ရှုပ်ငိုနေသောမြမေ၏ရှေ့တလန်ကွာလောက်တွင်ထိုင်၍နင်းကလည်းမငိုပါနဲ့ဟာနင်းငိုနေတော့ငါဘာလို့ရမှန်းမသိဘူးဟု၍သာတွတ်ပြောနေခြင်းမျိုးဖြစ်လေသည်ဒီလိုနှင့်6လမြကြာသွားခဲ့လေသည်ထိုအတော်အတွင်းဂျပန်များနှင့်အလိုတော်ကြီးများ3-4-5ကောက်များရောက်လာကြသည်သို့သောအောင်ဗလတစ်ကြိမ်သာအရိုက်ခံခဲ့ရ၏မသိတဲ့လူကိုအတင်းသိခိုင်းနေလို့ဘယ်နဲ့လောက်ရမလဲဗျဟု၍ပြောမိသောကြောင့်ဂျပန်စကားပြန်ကရိုက်ခြင်းဖြစ်သည်သို့သောအရိုက်ခံရကြိုနတ်ပါသည်အဘဲကြောင့်ဆိုသောထိုနေ့ညကပင်လျင်သူ့ဖခင်နှင့်ကိုကြီးတာတင်တို့ရွာနောက်ဖေးစီယိုမှတိတ်တဆိတ်ဝင်လာ၍ကိုမိသားစုနှင့်ကိုတနာရီမြခိုးကြောင်ခိုးဝက်စကားပြောလိုက်ရသောကြောင့်ဖြစ်သည်ထိုညသည်ကအောင်ဗလနှင့်မြမေတို့ဖို့ပြောစရာအကောင်းဆုံးညပင်သည်တော်လန်ရေးသမားကြီးနှစ်ယောက်တို့သည်ပိန်လီနေကြရှာသည်သို့သောသူတို့မျက်လုံးများကတောက်ပြောင်နေစေပင်သူတို့သည်မိသားစုများအားကျမ်းမာရေးစားရေးတောက်ရေးကိုမေးမြန်းပြီးဂျပန်တော်လန်ရေးတစအောင်မြင်နေပြီဖြစ်ကြောင်းအထက်အမိတ်မရသေးသဖြင့်သာယခုကဲ့သို့ပျောက်ကြားစနစ်ဖြင့်တိုက်ခိုက်နေရသေးကြောင်းတို့ရတွင်အတန်အသင့်အောင်မြင်နေကြောင်းများကိုပြောဆိုပြီးနောက်နှုတ်ဆက်ပြန်သွားခဲ့ကြသည်နောက်တနေ့နေ့လယ်တွင်အောင်ဗလနှင့်မြမေတို့သည်ညကအဖြစ်အပျက်ကိုရေပတ်မဝင်အောင်အားရပါရပြောမိနေကြလေသည်ဟေးဒီစကားတွေကိုတခြားတစ်ယောက်စီရောင်လို့မှမရောက်စေနဲ့နော်ငါသိပါတယ်ဟဲ့အောင်ဗလသည်စောစောကတက်ကြွပြောခဲ့သောအမူအရာများကိုပြောင်းလဲလိုက်ပြီးမချိုမချင်မျက်နှာဖြင့်မြမေကိုရီဝေစွာကြည့်လိုက်လေသည်နင့်ကိုသူတို့စားကြသေးလားဟေးကောင်းတယ်နို့နေစမ်းမအောင်ဗလာရဲ့နင်ကဘာကြောင့်ဒါကိုပဲခဏခဏမေးနေရတာလဲသူတို့ကငါ့ကိုခဏမေးတကူဟာဒီတော့ငါလည်းစိတ်တူလာတာပေါ့မြမေသည်အောင်ဗလာကိုချစ်ဖွယ်ကောင်းသောမျက်စောင်းတစ်ချက်ထိုးလိုက်၏ဒီတခါမေးရင်ပြောလိုက်ဖြစ်နေတယ်ဘာဖြစ်လဲလို့ဘာဖြစ်နေတာလဲဟာသူတို့ထင်တယ်လို့ဖြစ်နေကြတယ်လို့ပြောလိုက်ပေါ့ဟာငါမပြောရဘူးဟာမပြောရင်ဘာကြောင့်ဒီစကားပဲလာစနေရတာလဲငါလည်းမသိတော့ဘူးခါဒီလိုနဲ့သာသူတို့နှစ်ဦးသည်ရောင်ချနေခဲ့ကြပြန်လေသည်အောင်ဗလာသည်ခင်တန်းအဆက်ရှိကေမွန်ချုံနောက်ွယ်မှအလျားမောက်၍ချောင်းမြောင်းနေသည်ဒီတမနက်ခင်လုံးသူထောင်ထားသောကြော့ကွင်းအနီးသို့ဂျိုးငှက်တကောင်တလေမှပင်မလာသေးချေဒီနေ့လက်ကိုမကောင်းနှက်မလိုက်ဘူးဆိုတာဒါပဲနေမှာပဲဤသို့လျှင်တယောက်တည်းတောက်တစ်ခေါက်နှင့်ဖြစ်နေသည်နေသည်ထန်းတစ်ပြားကြော်၍သွားလိပြီထိုအချိန်တွင်သူ၏နောက်ကျောဘက်မှအရေးတကြီးអော်လိုက်သောမြမေ၏အော်သံကိုကြားလိုက်ရသည်အောင်ဗလာဒေါသဖြစ်သွားသည်သူချစ်သောမြမေပင်ဖြစ်လင်ကစားခုလိုအသက်ရှူသံပင်ထိမ့်သိမ့်ပြီးလောက်ရသောဂျိုးထောင်သည့်အလုပ်တွင်မြမေ၏အတန်သည်အနောက်အရှက်အလွန်ကြီးမားလေသည်မြမေဘက်သို့ဇက်ကနေလက်ရင်စိတ်ပြက်လက်ပြက်စောက်ကြောင်ထိုင်ချလိုက်သည်မကျေနပ်သောမျက်လုံးဖြင့်လည်းကြည့်လိုက်မိသည်မြမေကမူအောင်ဗလာ၏အမူအရာကိုဂရုမထားချေဒီကျနေသောနဖူးမှချွေးများကိုလက်ပြန်ဖြင့်ကြပြားကတိတုပ်လိုက်ရင်ပါဇက်ကလေးဟာစီဖြင့်အမောတကောဖြစ်နေသည်ဘာလဲမြမေအောင်ဗလာ၏ငေါက်ဆက်အမေကိုမြမေသည်ရုတ်တရက်မဖြေနိုင်လေချေစကားပြောနိုင်လောက်အောင်အမောမပြေသေးသည့်ဤသူဘယ်ကဆ၍ဘာပြောရမှန်းကိုလည်းစဉ်းစားနေရရှာသည်ပြောလေဟာအောင်ဗလာကထက်၍အော်လိုက်တော့မှဇက်ကနေတုံသွားပြီးနင့်မေဘာငါမေဘာဖြစ်လို့လဲဘာဖြစ်မှန်းတော့မသိဘူးဆရာတော်ကျောင်းကအပြန်အိမ်လဲရောက်ရောမူးတယ်ဆိုပြီးပြစ်လဲတော့တာပဲတဲ့အောင်ဗလာသည်မြမေဆက်လက်ပြောဆိုမည့်စကားများကိုလစ်လျူရှုကာသူကြောင်းနေသောကျွဲပေါက်ကလေးတန်လုံးလိုရွာဘက်စီသို့တဟုန်တိုးပြေးလာခဲ့လေတော့သည်အောင်ဗလာ၏စိတ်သည်ရောက်ရက်ခတ်နေ၏သူတတက်နှင့်တကိုအမေတစုံတရာသောဝေဒနာဖြစ်လာလိမ့်မည်ဟုဘယ်တော့မှမစင်စားခဲ့ဘူးချေပထမဦးဆုံးအကြိမ်ဖြစ်သည့်ဤသူစိုးရိမ်စိတ်သည်အတိုင်းအဆမရှိကြီးမားနေလေသည်ဘာဖြစ်တာများပါလဲဟုသောမေးခွန်းကိုသာသူ့ဘာသာပြေးနေရင်ကအကြိမ်ကြိမ်မေးနေမိသည်သူသွာလာနေကြနွားချောင်းနေကြဂျိုးထောင်နေကြလမ်းကြောင်းပေါ်မှာပင်လျင်ဖြောင်ဖြူမပြေးလွှားနိုင်ပဲဖြစ်နေသည်သူ၏ပြေးအားကိုလည်းသူ့ဘာသူမချေနဲ့ချေရွာထိပ်သို့ရောက်လာ၏ပြေးအားကိုမြင့်လိုက်သည်
မျက်စိကိုအိမ်ရှိရာအရက်သို့ကြည့်လိုက်သည်အောင်ဗလခလုတ်တိုက်လဲလေသည်ဘာနှင့်ဘလို့တိုက်၍လဲမှန်းမသိတော့လဲဒူးကောင်းဆက်ဖြင်းဖြင်းဖြစ်သွားခြင်းနှင့်ခြေချင်းဝတ်တပုတ်တိုင်စီမှမျက်ကနေဖြစ်သည်ကိုသာသတိထားမိသည်ဆက်ပြေးမည်ဟုထားလိုက်သောအခါထိုခြေချင်းဝတ်တပုတ်တိုင်မှအောင်တက်တက်ဖြစ်နေသောကြောင့်ထော့နှင်းဖြစ်နေလေသည်တစ်ဆက်တည်းမှာပင်နမိတ်ဟုတောသူတောင်သားတဘာဝယုံကြည်မှုနှင့်တူအောင်ဗလာ၏နှုံမှကျဲလောင်သောအတန်နှကြီးတစ်ခုထွက်ပေါ်လာသည်အမေအဆက်မပြတ်အော်ရင်အောင်ဗလာအိမ်သို့ပြေးလေသည်ဝင်းဝါသို့ရောက်လျင်ပင်မလိုအပ်ပေလျက်အမိန်ဩဇာပေးလေပေးတာရှိသောဒေါ်အမာ၏အတန်ကိုစီကနေကြားလိုက်ရလေသည်ရွာတွင်ဘဲအိမ်အလူရှိသည်နီညအိမ်ညက်နေချက်ပြုတ်ရမလားဒေါ်အမအစင်သည့်ဘဲအိမ်မှာမင်္ဂလာဆောင်ရှိသည်ကောင်းချင်းပေါင်းပေါင်းဖို့ရာဒေါ်အမအစင်သည့်ဘဲအိမ်မှာဘာတွေဖြစ်ထစ်ကနေဆိုဒေါ်အမရောက်နေပြီဘဲအိမ်မှာအာတုဘရှိသည်နီအောင်မလေးအပလေးနဲ့ဆိုင်သည်မဆိုင်သည်အပထားဒေါ်အမငိုပြီးသားဖြစ်နေပြီခုဒေါ်အမဤကျဲလောင်သောငိုတံကိုအောင်ဗလာကြားရပြီဒေါ်အမဤလောက်ရက်မှန်သမျှကိုအမြဲတမ်းရေပွဲဖွဲ့ခဲ့သောအောင်ဗလာသည်ဒီတစ်ချိန်၌မူသူဤရင်ဝတဲ့တဲ့သို့ငတ်ဆိုးတကောင်လာထိုးလိုက်တယ်လို့ခံစားလိုက်ရပါတော့သည်တိပြီအမေဆုံးပြီကောအမေဆုံးပြည်သည့်နောက်ပိုင်းတွင်အောင်ဗလာယာဒူးတက်လေ၏သို့မဟုတ်ဘွယ်ဒူးတစ်ခုတိုးပြန်လေ၏နွားကြောင်းသားအပြင်ဖုံးကြီးကြောင်းသားဟုသောဘွဲတစိတ်ထက်မှန်ရရှိခြင်းဖြစ်လေသည်မြန်မာလူမျိုးတို့နေထိုင်သောကျေးရွာများသည်အများအပြားနီးစပ်ရာဆွေမျိုးသားချင်းများစုပေါင်းနေထိုင်ရာမိသားစုဒေသကလေးများဖြစ်လေဖြစ်တာရှိပါသည်တောင်ဘက်အိမ်ကဒွေးလေးဖြစ်လျင်မြောက်ဘက်အိမ်ကဘာကြီးအိမ်ဖြစ်နေတတ်သည်စသဖြင့်ရွာတရွာတဲပြီးဆိုလျင်ဆွေမျိုးသားချင်းများစုပေါင်းနေထိုင်တတ်ကြသည်သာများပြားတတ်လေသည်မြို့ကြီးပြကြီးများတွင်တကောင်ကြွက်ဟူ၍ဆိုရိုးစကားရှိတတ်တော်လဲတောလက်ကြီးရွာများတွင်တကောင်ကြွက်တမျက်နှာဟူ၍အလွန်အင်မတန်မှရှားပါတတ်လေသည်စောစောကပြောသလိုရွာတရွာတဲမိပြီဟဲ့ဆိုသည်နှင့်ဆွေမျိုးသားချင်းဟူ၍ပါလာရစမြဲဖြစ်သောကြောင့်ပင်ဖြစ်၏အစကမရှိသည့်တိုင်အောင်ရွာအရှိကဖိုးကျွတ်နှင့်ရွာအနောက်ကမိဖာညားကြလေတည်းဆိုလျင်ပင်ဆွေမျိုးဟူ၍ဖြစ်လာရသည်မဟုတ်ပါလားသို့သောအောင်ဗလအဖြစ်မူဒီရွာမှာတကောင်ကြွက်မှတကယ်ကိုတကောင်ကြွက်ဖြစ်နေရသည်သူမှာဆွေမျိုးသားချင်းဟူ၍လုံးဝမရှိချေဆွေမျိုးသားချင်းဟူ၍မရှိရှာသောတကောင်ကြွက်များ၏အားကိုးရာအနေနှင့်ယဉ်ကျေးမှုအစဉ်လာရဘုံကြီးเจ้าများသာရှိနေသည်ဖြစ်ရာအောင်ဗလသည်လည်းအမေတည်သောအခါဘုံကြီးเจ้าသာဖြစ်လာရပြန်သည်မှာမဆန်းပါတော့ကြတို့ရတွင်အောင်ဗလ၏ဘဝအောက်တန်းမကြခဲ့ပါကြဆရာတော်သည်လောကုတ္တရာရေးတာမကလောကီရေးတစ်ပါးအပါဝင်ဖြစ်သောအမျိုးသားရေးစိတ်ဓာတ်အလွန်ကြီးမားသူဖြစ်လျာအောင်ဗလာ၏ဖခင်အသက်သွင်းပေးခဲ့သောဖက်စစ်တော်လန်ရေးနယ်ချက်စန့်ကျင်ရေးစိတ်ဓာတ်များသည်ဆရာတော်၏အချောသက်ကင်တွယ်ပေးမှုကြောင့်ပုံမ၍တောက်ပြောင်လာခဲ့ရပြီတော့သည်ဆရာတော်သည်အောင်ဗလာကိုများစွာချစ်ခင်သနာတော်မူပေသည်ဘုံကြီးကျောင်းစာပြင်အတန်းကျောင်းစာများကိုပါတင်ကြားပို့ချပေးသည်အချိန်အားရတိုင်းလဲနိုင်ငံ၏တမိုင်းကြောင်းစသောတိုးတက်ရေးသင်ခန်းစာများကိုပို့ချပေးတော်မူပေသည်ဒီပြင်ကပ်ပြကြီးထံမှလည်းတိုင်းစသောကိုကံပညာရပ်များကိုသင်ကြားတက်မြောက်ခွင့်ရခဲ့လေသည်ဆရာတော်ကျောင်းမှနေရစဉ်အတွင်းတခါတော့လည်းပေါ်ချာတွေးမိသေးသည်ခုလိုတကိုယ်ရည်တကာရဘုံကြီးကျောင်းသားဘဝနှင့်ထင်ရမြင်ရလုံနေရသည်မှာမိသားစုနှင့်နှွေးနှွေးထွေးထွေးနေရသည်ထက်လွတ်လပ်ပျော်ရွှင်ပွဲကောင်းသည်ဟု၍မှန်တော့လေမှန်တဲ့လောက်မှန်၏ဘုံကြီးကျောင်းသားဘဝနှင့်နေရသောကာလဝယ်လောကီရေးရာတာဝန်ဟု၍သူ့မှာမရှိဆရာတော်ဤဝေယဝဆကိစ္စပြီးလျင်သူ့မှာအားလက်ချိန်များစွာရှိသည်တခုပဲဂျိုးငတ်ထောင်ခြင်းတည်းဟုသောသူ့ဝါဒနာကိုတော့ဆွန့်လိုက်ရသည်ဆရာတော်ကခွင့်မပြုလောကီသားမို့သူ့အသက်တတ်တင်တတ်ကြတယ်ဆိုတာငါနားလေပါတယ်ဒါပေမဲ့အပြစ်မဲ့တဲ့အသက်ကိုတတ်တာတော့ငါမလိုလားဘူးတားမြစ်ရလိမ့်မယ်ဟုသူ့ကိုဆုံးမတော်မူသည်ဆရာတော်၏စကားသည်တီးခံခြင်းတီလာကိုမနိုင်နှင်းသေးကုန်သောလောကီသားများပြီးအပြစ်ရှိသောသူ၏အသက်ကိုတတ်ချင်လဲတတ်နေကြသည်မူနားလည်မှုရှိဟန်ကိုပြလေ၏ကောင်းပြီအပြစ်ရှိသောသူဟူသည်အဘယ်နည်းဟာတိုင်းပြည်နဲ့လူမျိုးတစ်ခုလုံးအတွက်အသက်အိုးအိမ်စီးစိမ်ချမ်းသာကိုထိခိုက်စေတဲ့စစ်ဘလူနယ်ချက်ဖက်စစ်တွေကိုတော့တတ်တင်ရင်တတ်ရမှာပေါ့ကွာဟုကပ္ပယကြီးကအဓိပ္ပာယ်ဖွင့်ဆိုပြန်သည်အောင်ဗလသည်ဆရာတော်ကျောင်းမှဆ၍အသိဉာဏ်ဖွင့်ပြိုးစာပြုသည်ဟုဆိုနိုင်ပေသည်တကားမြမေနှင့်ကကင်းကွာသည်ထက်ကင်းကွာစာပြုလာခဲ့ရရှာသည်အထူးသဖြင့်
အောင်ဗလာသည်လည်းတပုံဤသားမြမေသည်လည်းတပုံဤနမမှုတဘူးတွဲအနေများလျင်ပို၍လူသူအထင်ခံရမည်မဟုတ်ပါလားဒီအတွက်ဖွင့်မပြောရပဲလျက်နှစ်ဦးသဘောတူကင်းကွာနေကြရသည်ဟုဆိုရပေမည်တခါတည်းဆရာတော်ကျောင်းသို့မြမေတယောက်စွန့်ပို့ရောက်မှသာနှစ်ဦးသားစုံတွေ့ဖြစ်ကြလေသည်ဒါတော့အောင်ဗလာနွားကျောင်းသွားနေရချိန်နဲ့ကြုံရင်မစုံပြစ်ကြပြန်ပါဘဝဆိုတဲ့အရာရဲ့အတိတ်ပဲဟာမင်းလိုနွားကျောင်းသားဘုံကြီးကျောင်းသားမပြောနဲ့ငါလိုတရားဓမ္မကိုသာအစဉ်တစိုက်ရှာဖွေနေတဲ့ဘုံကြီးယဟန်တစ်ပါးတော်မှရေးရေးသိတယ်ဆိုရင်ရှိသေးတာကလားအောင်ဗလာရဲ့ဆရာတော်ကမိတ်ဆိုဘူးပြန်သည်မှန်ကန်လာပါ၏ဖျားအောင်ဗလာသည်ဘဝဆိုသောအရာ၏အတိတ်ပဲကိုကောင်းစွာနားမလည်ခင်မှာပင်ဘဝ၏အလဲ့အပြောင်းများစွာကိုခံရသည်မှာဆုံးခန်းတိုင်သည်မရှိတော့ကြဘဝသည်သူ့အားအမျိုးမျိုးသောပြည့်ညတ်ကိုပေးလေ၏အကုသိုလ်ကုသိုလ်ဤနှမျိုးသည်အလုံးအရင်နှင့်ဝင်ရောက်တိုက်ခိုက်တတ်သောတဘာဝရှိမှန်သိကြပါလိမ့်မည်အောင်မလားဖို့ရာအကုသိုလ်သည်အလုံးအရင်နှင့်ဝင်ရောက်လာပါတော့သည်ခွေးလေခွေးလွင်ဟုအများကသမုတ်ကြသောမြန်မာခွေးများသည်အလွန်တစ္ဆာရှိတတ်ကြလေသည်တခြားကိုမကြည့်ကြပါနှင့်ဒီမနက်တရွာလုံးရှိခွေးများစုပေါင်းကရွာထိပ်စီမှဝိုင်းဝန်းဟိန်းဟောက်နေသည်များကြားနေရခြင်းကိုသာကြည့်ပါတော့ခွေးတို့သည်ကအရင်အခါများကလိုမိမိသခင်အိမ်ဝင်းအနီးသို့လူစိမ်းသူစိမ်းချင်းကပ်လာသောအခါမှာပတ်သက်ရာခွေးကဟောင်ခြင်းမဟုတ်ဘဲခွေးဒုကြီးတအုပ်လုံးစီစီလုံးလုံးနှင့်ဟစ်အော်ဟိန်းဟောက်နေခြင်းဖြစ်သည်ဒါဆိုလျင်သေကြပြီရွာသို့ဂျပန်များဝင်လာကြပြီဖက်စစ်ဂျပန်ကိုလူမမဟုတ်ခွေးများကပင်မုန်းကြသည်တကားအောင်ဗလာတို့ရွာကလေးသည်တစ္ဆာရှိသောဗမာခွေးများ၏လုံဆော်မှုကြောင့်လှုပ်လှုပ်ရွရွဖြစ်သွားသည်ပြိုပြိုရွရွမိမ့်မလာလေးတို့သည်ဂျပန်၏ရန်ကိုကြောက်သဖြင့်လွတ်ရာသို့ရှောင်တိန်ပြေးလွှားကြသည်ညမေတယောက်သည်လည်းသူ့အတွက်လွတ်ရာကြွရဟုထင်သောရွာဦးเจ้าစီသို့ခင်တန်းကလေးကိုဖျက်၍ပြေးခဲ့သည်ညမေ၏အတွင်းရန်သူဟူသည်များတို့၏လွတ်ငိမ့်ချမ်းသာရသည်ရွာဦးเจ้าမှသာရှိသည်ဟုဆွဲမှတ်ထားခဲ့သည်ပြီးတော့ရွာဦးเจ้าမှအောင်ဗလာရှိသည်မဟုတ်လားကြက်ခက်ဝယုံတန်းများကာယံထားသောဆရာတော်ကျောင်းပရဝုံအတွင်တိုးဝင်လိုက်မိပြီဆိုလျင်လောကကြီးသည်ငြိမ်းချမ်းသွားတဲ့ကဲ့သို့ရှိလေသည်ဟုညမေထင်သည်စိတ်သွားတိုင်းကိုပါပြီးကြောက်စိတ်ဖြင့်အာကုံသွန်ပြေးလာခဲ့ရသောညမေသည်ရွာသူရွာသားတို့အတွက်ဆရာတော်ကအဟောတုခံဒါနပြုထားသောတနည်းအားဖြင့်လိုသလောက်ဆွယူစားတောက်ခွင့်ပေးထားသောမယန်းပင်ကြီးအောက်တွင်ခြေပြက်လက်ဖြင့်ထိုင်ချလိုက်ရှာသည်အမောဆို့လာသူတို့တဘာဝအတိုင်းတစုံတရာအော်ဟစ်ပြောဖို့ရန်မတတ်နိုင်ပဲရှိနေစမှာပင်ဆရာတော်ဤသင်္ကန်းပရိတ်ခရာများကိုတန်ရှင်းရေးပြုလုပ်ရန်အတွက်တထုပ်တဘိုးကြီးထမ်းရင်ကျောင်းပေါ်မှဆင်းလာသောအောင်ဗလာကိုမြင်လိုက်ရလေသည်အောင်ဗလာသည်ဘာမှမထူးကြသလိုပြုံးပြလိုက်၏ထို့နောက်ဆရာတော်၏ပစ္စည်းများကိုနေပူရှိန်ရရှိရာကျောင်းရှိကပြင်းပေါ်တွင်ဖြန့်တင်ထားပြီးညမေထံကိုအေးအေးဆေးဆေးပင်ရှောက်လာခဲ့သည်ဟဲ့ညမေနင်ဘာဖြစ်လာတာလဲအမောတကောနဲ့ညမေရုတ်တရက်ပြန်မဖြေနိုင်အသက်ကိုယ်သာဝအောင်ရှူနေရသည်အောင်ဗလာသည်ညမေနှင့်မျက်နှာချင်းဆိုင်တွင်တင်းမြင့်ချိတ်ထိုင်လိုက်သည်ပြောပါဦးဟာနင်ဘာဖြစ်လာသလဲဟိုမှာရွာထဲမှာဘာဖြစ်လို့လဲဂျပန်တွေရောက်နေတယ်ဟေးအောင်ဗလာသည်ပြောဆိုပင်ညမေ၏လက်ကောက်ဝတ်ကလေးကိုဇက်ကနေကင်လိုက်ရင်ဆရာတော်ရှိရာကျောင်းမကြီးစီသို့ဆွဲခေါ်သွားသည်ကိုဖာသာကိုပြေးလာရစဉ်ကခြေနိုင်လက်နိုင်ရှိခဲ့ပါလျက်အခုသူ့လက်ကလေးကိုအောင်ဗလာကကြစ်ပါအောင်ဆုပ်ဆွဲပြီးရှေ့ကပြေးသွားသောအခါရှိသမျှအားများကုန်ခန်းသလိုဖြစ်ပြီးတရွတ်တိုက်ပါသွားလေသည်မိမသားတို့တဘာဝပဲဆရာတော်ကိုအကျိုးအကြောင်းပြောပြလိုက်တော့အခါဆရာတော်ကကပ္ပယကြီးကိုလမ်းခေါ်လိုက်ပြီးဂိုင်းကလေးတို့နှစ်ယောက်သူနဲ့လိုက်သွားပြီးကျောင်းအောက်ကပစ္စည်းတွေထားတဲ့အခန်းထဲမှာပုန်းနေကြဒီကောင်နေလာရင်ငါကြည့်ရှင်းမယ်တပည့်တော်ခဏသွားခြင်းနဲ့ဗျာအောင်ဗလာဇောရကတက်လိုက်သည်ဟဲ့ငါပြောတာလှုပ်စမ်းနင့်မှလည်းနင့်အဖေနဲ့ပတ်သက်ပြီးဂျပန်တွေကမလို့ရင်မလို့သလိုလုံနေအောင်ပါဂိုင်းသွားကြသူတို့သည်ဆရာတော်ညွန်ကြားသည့်တိုင်ကျောင်းအောက်ရှိပစ္စည်းထားရာအခန်းတွင်ပုံနေလိုက်ကြသည်ဒိုင်းကနေမြည်သောတနက်တန်၄-၅ချက်သည်ရွာလေစီမှရွာဦးကျောင်းစီသို့ကြောက်လန့်တကြားလွင့်ပြန်လာလေသည်ညမေသည်အောင်ဗလာ၏လက်ကိုကြစ်ပါအောင်ဆုပ်လိုက်ပြီးဤကနေတစ်ချက်ငိုချလိုက်လေသည်ကပ္ပယကြီးသည်ကြောက်လွန်းသဖြင့်အန်ရကင်းပရိတ်ကိုရွတ်နေတော့လဲမေးချင်းရိုက်နေသဖြင့်အတန်များမပီမတဖြစ်နေသည်အောင်ဗလာအဖို့ရမူငယ်စဉ်ကလေးကကြောက်စိမ်လန့်စိမ်နဲပါခဲ့သူဖြစ်သောကြောင့်မတုံမလောက်ရှိတော်လဲဒီချိန်တနက်တန်ကြားရသောအခါဘာကြောင့်မှမသိသူ့ရင်နုကလေး
ဒိတ်ကနေခုံသွားသည်ဘုံကြီးကြောင်းသားပြီးရွာထဲမှာတော့အတိတ်နမိတ်ဆိုတစ်ခုဖြစ်ပေါ်နေပြီဟု၍ခံစားလိုက်ရသည်အတန်ကြာသောအခါဖနက်ချွတ်တံများကျမ်းမြင်ကိုရိုးရိုးသေးသေးဖွနင်းသွားတံများကျောင်းရှိလေကားရင်စီမှာဂျပန်စကားတံများစသဖြင့်ကြားလာရသည်တေးကြပြီဂျပန်များကျောင်းသို့ရောက်လာကြပြီတို့ရတွင်အောင်မလသည်ဆရာတော်ကိုနတ်ဒေဝတာများထက်ပို၍ယုံကြည်လေသည်ဆရာတော်သည်ပြဿနာတစ်ခုကိုအလွန်အေးချမ်းတာယာစွာဖြေရှင်းတတ်ကြောင်းအတွေ့အကြုံရအောင်ဗလသိခဲ့ပြီးဖြစ်လေသည်အောင်ဗလယုံကြည်သည့်အတိုင်းပင်မကြမတင်အချိန်အတွင်းဂျပန်များသည်ကျောင်းပရပုံအတွင်းမှထွက်ခွာသားကြကြောင်းသိလိုက်ရသည်အောင်ဗလသည်အတွင်းမှပိတ်ထားသောတကားကလန့်ကိုဆွဲဖြုတ်လိုက်သည်ကပ်ပြကြီးကမူထိတ်လန့်တကြဖြင့်အောင်ဗလလက်ကိုဝင်ဆွဲသည်ခဏနေအောင်ဆိုသည့်သဘောမျိုးညမေသည်ထောင်းကွေးတွင်ကွေးလျက်တအီအီငိုရှိုက်နေသည်အောင်ဗလကမြမေအနီးသို့ကတ်လျှောက်သွားပြီးမြမေကောင်းကလေးကိုကင်လိုက်သည်မြမေရဲ့ငိုမနေပါနဲ့ကွာဂျပန်နေလဲပြန်သွားပြီပဲဒါပေမဲ့ငါစိတ်ထဲမှာတမျိုးကြီးပဲဟာအောင်ဗလ၏စိတ်သည်စောစောကလိုပင်နမိတ်ဆိုးတစ်ခုကိုခံစားထိတွေ့လိုက်ရသလိုဖြစ်သွားပြန်သည်သို့သောမြမေ၏လက်ကိုရဲရဲတင်းတင်းပင်ဆွဲကင်လျက်ဆရာတော်ရှိရာစီသို့တက်လာခဲ့လေသည်ဆရာတော်သည်ထုံးစံတိုင်းပင်အေးအေးလူလူဇင်းကြံလျှောက်လျက်ရှိလေသည်ဘာတွေဖြစ်ကုန်ပြီတဲ့လေဖျားကပ်ပြကြီးကထိတ်လန့်တကြားမေးလိုက်သည်ဘာမှမဖြစ်ပါဘူးကွယ်အေးအေးချမ်းချမ်းပါပဲကိုင်းမြမေကိုလည်းအိမ်ကစိတ်ပူနေဦးမယ်ကပ်ပြကြီးကလိုက်ပို့လိုက်အောင်ဆရာတော်မိတ်ဆိုသည်ကိုကြားရသောအခါမြမေနှင့်ကပ်ပြကြီးတို့စိတ်အေးလက်အေးရှိသွားကြတော့လေအောင်ဗလအဖို့ရတွင်၌မြမေကိုမိမိအားပြန်ပို့မခိုင်းမဲကပ်ပြကြီးအားပြန်ပို့ခိုင်းလိုက်သည်ကိုကြည်ခြင်းအဖြစ်ဆရာတော်သည်မိမိအားတစုံတရာမိန့်စရာရှိနေပြီမှန်းကိုသဘောပေါက်လိုက်လေသည်ကပ်ပြကြီးနှင့်မြမေတို့ကျောင်းပေါ်မှဆင်းသွားသောအခါမှာအောင်ဗလသည်ဆရာတော်ဘက်သို့မျက်နှာမူလိုက်သည်ဒီနေ့ဖြစ်ရသည်မိမိနှင့်တစုံတရာပတ်သက်နေမှတေးကြကြောင်းအောင်ဗလသိနေသည်ဆရာတော်ကျောင်းသို့ဂျပန်များရောက်လာကြတဲ့ကမိမိကိစ္စမှတပါအခြားမရှိနိုင်ရှင်ဗျာတပည့်တော်ဖခင်ဘာဖြစ်လို့ပါလဲဗျာအောင်ဗလသည်ကရုံကင်းရနိုင်သောအတန်ဖြင့်ဆရာတော်အားလျှောက်ထားမေးမြန်းလိုက်သည်ထိုအခါဆရာတော်သည်ကြီးမားလာစွာသောဂယုဏဖြင့်အောင်ဗလကိုကြည်နေသည်အေးနေဟာချက်ဆိုနှကွက်ကမီးတောက်တဲ့လူကလေးပါကလားအောင်ဗလရဲ့ဆရာတော်သည်ကြက်တီကမ်းဘက်စီသို့မျက်နှာမူလိုက်ပြီးတပ်ပြင်းကိုလေးတွဲ့စွာတန်ဝေကတရားရစွာဆွဲငင်ချလိုက်သည်အောင်ဗလဤရင်တရိတ်ဒိတ်ခုန်နေသည်တပည့်တော်ရွာထဲကိုခဏသွားပြစီဗျာဆရာတော်ကခေါင်းငိမ်ပြလိုက်သည်ကျောင်းတကားဝါသို့အောင်ဗလရောက်သောခါကျမှအောင်ဗလဗျာဆရာတော်ရှိသို့အောင်ဗလပြန်လျှောက်လာသည်ငါပြောတာမှတ်သွားအိုခြင်းနှာခြင်းတေခြင်းဆင်းရဲဆိုတာဘယ်သူမှရှောင်လွယ်လို့မရဘူးဒါပေမဲ့တေရမှာကိုကြောက်တဲ့လူနဲ့မကြောက်တဲ့လူပဲကွာခြားတယ်မိမိရဲ့စီးစိမ်ဥစ္စာအတွက်တေရမှာကြောက်နေတဲ့လူနဲ့တိုင်းပြည်နဲ့လူမျိုးအတွက်တေရမှာမကြောက်တဲ့လူဟာနတ်သစီနဲ့ရေလိုကွာခြားတယ်နင့်အဖေကမြင့်မြတ်လာပါတယ်ကိုင်းသွားလိုက်အောင်တပည့်တော်သဘောပေါက်ပါပြီဗျာအောင်မလားသည်ကျောင်းပရဝုံအတွင်းမှပြေးထွက်လိုက်မိသည်ဆိုလျင်ပင်နတိုးပေါက်ကလေးကဲ့သို့အော်မြည်ခြင်းဖြင့်အတန်ကုန်ဟစ်လိုက်သည်အဖေရွာလေသို့ရောက်သောအခါရုံးစုနှင့်လူတစုကိုတွေ့ရသည်ထိုလူစုသည်ရွာလေလန်းတနေရာကိုဝိုင်းအောင်ကြည့်ရှုနေသည်သူတို့ထဲမှတစုံတစ်ယောက်ကအောင်ဗလကိုလမ်းမြင်လိုက်သောအခါကောင်လေးရေဟူ၍ဆွဲငင်ဖြစ်သောငိုတံပါကြီးဖြင့်လမ်းခေါ်လိုက်သည်ထိုသူကအခြားမဟုတ်ရဲရွာမှာနေရတကာပါသောဒေါ်အမာပင်ဖြစ်ပါသည်အချိန်ဤအလုံးစုံကိုနားလည်ပြီးဖြစ်သောအောင်ဗလသည်လူအုပ်ရှိရာသို့တဖြည်းဖြည်းအေးဆေးတည်ငြိမ်စွာဖြင့်တလန်းချင်းရှောက်လာခဲ့လေသည်သူတသက်နှင့်တကိုပထမဦးဆုံးအကြိမ်ဖြင့်ရွာသူရွာသားများ၏အရေးတယူဂယုတစိုက်ပြုခြင်းကိုခံစားလိုက်ရသည်ဝိုင်းအုံနေသောလူတစုသည်ရှဲကနေဘေးဖေ၍သူ့ကိုလမ်းပေးကြသည်ဂယုနာတက်စွာကြည်နေကြသောမျက်လုံးပေါင်းများစွာကြားမှဖျက်လျှောက်လာသောအောင်ဗလသည်ထိုသူအားလုံးထက်ဂယုနာတက်စရာကောင်းသောမျက်လုံးပိုင်ရှင်ကိုလူအများ၏အလဲလမ်းကြောင်းပေါ်တွင်ပိုလိုပလက်တွေ့လိုက်ရသည်ဖေးတိုးညင်းစွာခေါ်လိုက်ရင်ကအဖေ၏အလောင်းဘေးတွင်ဒူးထောက်ထိုင်လိုက်လေသည်အဖေပါဇက်သည်ဟစီစီကလေးပွင့်နေသည်မြမတို့အယူအဆွဲအရတစုံတရာကိုစိတ်မချစွာသေဆုံးသွားရဟန်တူလေသည်အဖေမျက်လုံးတွေကတော့ပိတ်နေသည်တယောက်ယောက်ကအမြင်မတော်သဖြင့်လက်ဖွားနှင့်တပ်ပြီးပိတ်ပေးလိုက်ဟန်တူသည်
နို့မို့သာဆိုလျင်တစုံတရာပြောကျင်ခဲ့ဟန်တူသောအဖေမျက်လုံးကိုအောင်ဗလာတွေးလိုက်ရပြီအောင်တော်မည်အဖေမျက်လုံးတွေကမျက်နာတွင်သူမသေးခင်ပြောသွားခဲ့သောစကားများ၏အတိတ်ပဲကိုရောင်ရမ်းရှာဖွေနေလေသည်ကောင်းလေးသတိထားနော်ကိုယ်စိတ်ကိုနိုင်အောင်ထိန်အာတုဘများတွင်သေဆုံးသူနှင့်ပတ်သက်တော်သူကိုအားပေးစကားပြောတတ်သောဒေါ်အမာ၏အသံကိုစိတ်ညစ်ညူစွာကြားလိုက်ရသည်တစုံတစ်ယောက်ကအောင်ဗလာ၏လက်မောင်းကိုလာကင်သည်လက်ကြည့်တော့ကိုကြီးကိုတောင်းသည်ရဲရဲရွာရေးမှစိတ်ဝင်စားသူတယောက်ပင်ဖြစ်သည်ကိုကြီးကိုတောင်းကအောင်ဗလာလက်ကိုဆွဲရင်းလူအုပ်နှင့်ကင်းရသို့ခေါ်သွားသည်တို့ရတွင်အောင်ဗလာကပင်စ၍မေးလိုက်သည်အဖေဘာမှသွားသေးလဲကိုကြီးထမ်းမင်ကုန်းရွာကတကြီးသမက်ဖိုးစောနဲ့သွားတွေ့ပြီးမြမေရဲ့အကိုကိုကြီးတာတင်နဲ့ဆက်သွယ်တော်လန်ရေးကိုဆက်လုပ်ပါတဲ့ဒါပဲလားအေးဒါပေမဲ့ဒီအကြောင်းကိုဘယ်သူမှမသိစေနဲ့အန်ရများတယ်ကွမင်းသွားရင်ငါပါပြောငါလဲလိုက်မယ်အောင်ဗလာသည်အဖေအလောင်းအနီးသို့ပြန်လာပြီးသွေးများပေကျန်နေသောအဖေ၏အင်ကြီးကိုတရွတ်တရချွတ်ယူလိုက်သည်ထိုအချိန်တွင်တစုံတစ်ယောက်ကသူ့ကိုလာခေါ်ပြန်သည်ဟေကောင်အောင်ဗလာကြီးခေါ်နေအောင်ဗလာသည်ဘသူအိမ်ကားမှလက်ခံမည်မဟုတ်သောအဖေအလောင်းကိုဘာမှန်ဘာဆန်ကြီးအကိုတို့အကူကြီးဖြင့်ဆရာတော်ကျောင်းသို့ခိတ္တယူသွားခိုင်းလိုက်သည်သူတကြီးအိမ်သို့ရောက်သောအခါမျက်ရည်ကလေးကလဲကလဲဖြင့်အိမ်အောက်မှစောင့်နေသောတကြီးသမီးလွင်ဆန်းရင်ကိုတွေ့ရသည်လွင်ဆန်းရင်ကိုအိမ်တရီမပြတ်တစ်ချက်ပြုံးပြရင်အိမ်ပေါ်သို့တက်ခဲ့သည်တကြီးရှိတွင်ကျုံကလေးထိုင်လိုက်သောအခါမျက်ထောင်နီဖြင့်ကြည့်ရင်ခေါင်းတဆက်ဆက်ညိတ်နေသောတကြီးကိုမြင်ပြင်းကပ်စွာတွေ့လိုက်ရသည်အေးအဲ့ဒါပဲမင်းလည်းဒီလန်းလိုက်ရင်မင်းအဖေလိုဖြစ်မှာပဲဤသို့စကားဆပြီးဩဝါဒပေါင်းများစွာတကြီးပေးနေချိန်တွင်အောင်ဗလာသည်ခေါင်းညိတ်ခေါင်းခါမပြုတ်ပဲပေ၍နားထောင်နေလိုက်သည်တကြီးခွင့်ပြုချက်ဖြင့်အိမ်ပေါ်မှပြန်ဆင်းလာသောအခါလွင်ဆန်းရင်ဤမျက်ရည်မျက်ကဲဖြင့်ခဏဟုသောသဘောဖြင့်ပြလိုက်သည်ဘာတော့လွင်ဆန်းရင်ငါတကယ်စိတ်မကောင်းပါဘူးအောင်ဗလာရဲ့လွင်ဆန်းရင်ဤမျက်နာသည်သူ့အတွက်တကယ်ပင်ဝမ်းနည်းပတ်လက်ဖြစ်နေမှန်းသိကြသည်လွင်ဆန်းရင်ဟေးနေငါ့ကိုခင်ရင်အကူကြီးတစ်ခုပေးမလားပြောလေဟာလွင်ဆန်းရင်သည်ပတ်ဝန်းကျင်ကိုထိတ်လန့်တကြားအကဲခတ်လိုက်သည်ငါအဖေကိုတတ်တာဘာလို့လဲငါတော့မသိဘူးဒါပေမဲ့ငါအဖေကပြောတယ်ညောင်ပြိုရွာကဂျပန်စကပြန်ဥပဒေကတစ်ချက်ထဲနဲ့တေးအောင်ပြစ်လိုက်တာတဲ့လွင်ဆန်းရင်ပြောရင်ငိုလိုက်သည်အောင်ဗလာသည်တကြီးဤပရဝုံအတွင်းမှဆရာတော်ဤပရဝုံဘက်စီသို့ခတ်တွတ်ရှောက်သွားလေတော့သည်အောင်ဗလာဤဖခင်ကိုတောတလေထုံးစံအတိုင်းရွာအနောက်ဘက်ကတင်းချိုင်းကုန်းမှတကြိုလိုက်ကြသည်မတာပို့သူဟု၍ကိုကြီးဘတောင်ဘာမှန်ဘာဆန်ညီအကိုညမေကပ်ပရကြီးနဲ့အောင်ဗလာတငယ်ချင်း3-4ယောက်သာပါလေသည်ဒီအတုပကိုလူအတော်များများကကြောက်ရွံ့နေကြလေသည်ဂျပန်တို့မလိုလားသောလူတစ်ယောက်သေဆုံးသွားခြင်းအတွက်ရွာသူရွာသားများခမများမှာဝမ်းနဲ့ပူဆွေးရမည်ကိုပင်စိုးရွံ့နေကြသည်အလွန်ထူးခြားသောအချက်တစ်ချက်မှမူဂျပန်တော်လှန်ရေးသမားဖြစ်သောအောင်ဗလာဤဖခင်အတုပကိုဂျပန်အလိုတော်ကြီးဖြစ်သောတကြီးဤသမီးလွင်ဆန်းရင်ကလိုက်ပါပို့ဆောင်ခြင်းဖြစ်လေသည်ထိုအတုပဤတရဏဂုံတင်ပွဲကိုဆရာတော်ကလေးလေးနက်နက်ဆောင်ရွက်ပေသည်ဒီနေ့ညတညလုံးအောင်ဗလာတယောက်ကျောင်းသို့ပြန်မအိပ်ကြောင်းဆရာတော်ကောင်းစွာသိပါသည်ကျောင်းမှာဆရာတော်ကပ်ပရကြီးနှင့်အောင်ဗလာ3ယောက်သာရှိသည်ဖြစ်ရာလူတစ်ယောက်ပျောက်ဆုံးနေခြင်းကိုအလွယ်တကူသိနိုင်ပါသည်ပြီးတော့တနေ့တုန်းကဂျပန်များ၏ရက်စက်မှုမနေ့တုန်းကအောင်ဗလာအဖေ၏အာတုပစသည့်အဖြစ်အပျက်များကြောင့်ဒီနေ့တစ်နေ့လုံးအောင်ဗလာပျောက်ကွယ်နေခြင်းသည်ထူးခြားသောကိစ္စမဟုတ်ပါတော့ကြီးဖခင်နှင့်ပတ်သက်၍တစုံတရာထိခိုက်ခံစားရသဖြင့်အောင်ဗလာတယောက်စိတ်လိုလက်ရရှောက်သွားနေမည်ကိုလည်းဆရာတော်ကနားလည်ထားပါသည်တို့ရတွင်တညလုံးပြန်ရောက်မလာဟုသိရသောအခါစိတ်ပူလာ၏ထို့ကြောင့်ပင်လျင်မနက်စောစောနေရောင်ပြူလာသည်နှင့်ကပ်ပရကြီးအားအောင်ဗလာအကြောင်းစုံစမ်းရန်ရွာထဲသို့လွှတ်လိုက်သည်ကပ်ပရကြီးသည်ကပ်ပရကြီးဖြစ်သည့်အားလျော်စွာလူမှုရေးကိစ္စများကိုဝါသနာထုံနေသည်အောင်ဗလာနှင့်မြမေတို့၏ရိုးရိုးရိတ်တိတ်အခြေအနေကိုသူသဘောပေါက်ထားလေသည်ထို့ကြောင့်ရွာထဲသို့ရောက်လျင်ရောက်ချင်းမြမေတို့အိမ်သို့တန်းဝင်လေသည်မြမေသည်ချင်းတောင်တစ်လုံးရက်နေသည်ဟဲ့မြမေအောင်ဗလာနဲ့တွေ့သေးလားမြမေ၏မျက်နှာရဲကနေဖြစ်သွားသည်အိုးဟူ၍မရဲတည်းအတန်ထွက်သွားသည်ကပ်ဖရကြီးသည်အချိန်အခါနှင့်အခြေအနေကိုမတုံးသက်တတ်ချေကပ်ဖရတို့တဘာဝအတိုင်းလူမှုရေးကိုစိတ်ဝင်စားသလောက်လူမှုရေးကိုနားမလည်ချေကြည့်တော့တကြီးအိမ်သို့အောင်ဗလာတယောက်ရဲရဲဝင်းဝင်းသွားခဲ့သည့်အကြောင်းအိမ်ပေါ်မှပြန်အစင်းတွင်
တကြီးသမီးလွင်ဆန်းရင်နှင့်တီတိုစကားပြောကြားခဲ့ကြကြောင်းစသည်များကိုမြမေသိထားခဲ့သည်ထို့ကြောင့်ပင်လျင်မြမေသည်လွင်ဆန်းရင်နှင့်တွေ့လျင်ဘာပဲဖြစ်ဖြစ်အောင်ဗလတည်တစွန်းတစတော့ရမည်ဟုယုံကြည်သည်တကြီးအိမ်ရှိရောက်ခါမှတတိယသည်မတော်တဆအိမ်ပေါ်မှတကြီးနှင့်ပပင်းတိုးနေလျင်ဘလို့လောက်ရမည်နည်းတငယ်ချင်းနှင့်တွေ့ရန်လာသည်ပဲထားအောင်အခုလိုပြဿနာတွေရှုပ်ထွေးနေသောအချိန်မှာမြမေတကြီးအိမ်ပေါ်သို့တယောက်တည်းတက်လာရန်မတင်ကြောင်းသဘောပေါက်လိုက်သည်တကြီးအိမ်ခြံဝင်းအဝမှနေ၍ခြာကနေပြန်လှည့်လာခဲ့သည်ဘာမှန်ဘာဇန်တို့ညီအကိုကိုလည်းနည်းနည်းတော့တိလိမ့်မည်ထင်သဖြင့်သူတို့အိမ်ဘက်သို့ခြေဦးလဲလိုက်သည်သူတို့အိမ်ရောက်တော့သူတို့ညီကိုနှစ်ယောက်မှာကွင်းဆက်မှာဂျိုးတက်ထောက်နေတယ်ဟုသူတို့ဖခင်ကထွက်၍ပြောသည်ကွင်းဆက်ထိအောင်တော့လည်းမြမေမလိုက်ချင်းနောက်ဆုံးကိုကြီးကိုတောင်းတော့ဖြင့်တိတန်ကောင်းရဲ့ဟုကိုကြီးကိုတောင်း၏ကြက်ချံဘက်သို့ခက်တွတ်တွတ်လျှောက်လာသည်ကြက်စာများနေဖက်နေသောကိုကြီးကိုတောင်းကိုတွေ့ရလေသည်ဟဲ့မြမေဘာလာလောက်တာလဲကိုကြီးကိုတောင်းသည်လူပြိုကြီးလည်းဖြစ်သည်ပြီးတော့ရွာသူမိန်းမငယ်လေးများအားလုံးကိုလည်းညီမအရင်အခြာကဲ့သို့ချစ်ခင်သူဖြစ်သည်စူဒန်ဆူဆဲတန်ဆဲတဲ့ဤထို့လဲမြမေတယောက်တည်းသူ့ကြက်ချံသို့ရောက်လာခဲ့သည်ကိုမချေနဲ့မျက်တောင်နီကြီးဖြင့်စီး၍ကျိမ်းမောင်းလေသည်မြမေသည်ကိုကြီးကိုတောင်းကိုရွာလူကြီးထပ်ပူ၍ရိုသေးလေးစားလေသည်ဘဲကဘလို့ထွက်လာမှမသိသောမျက်ရည်အဝဲသားနှင့်ကိုကြီးကိုတောင်းအနီးတွင်ပုံပုံကလေးဝင်ထိုင်လိုက်သည်ကြပြောစမ်းနင်ဘာဖြစ်လာတာလဲအောင်မလားရွာကပျောက်သွားပြီတဲ့ကိုကြီးဟေးနင်ဘဲကကြားလာလဲမနက်ကရွာထဲမှာကပ်ပြကြီးလိုက်ရှာနေတာတွေ့လို့သူကဘာပြောသလဲညကဆရာတော်ကျောင်းမှာပြန်မအိပ်ဘူးတဲ့ခတ်တာပဲဒီကောင်းနေအကိုကြီးကိုတောင်းသည်နေလက်ဆကြက်စာတောင်းကိုဘေးသို့တွန်းဖယ်လိုက်ပြီးပေကျန်နေသောသူ့လက်နှစ်ဖက်ကိုပစိုးစားဖြင့်ပုတ်တက်ပစ်လိုက်လေသည်မြမေကမရေတရေမေးလိုက်သည်အဲ့ဒါကိုကြီးဘာများသိတယ်လဲဟင်ငါလည်းဘယ်သိပါမလဲဟာတကယ်တော့မူကိုကြီးကိုတောင်း၏စိတ်သည်တစုံတရာအတွက်ထိတ်ကနေဖြစ်ရလေပြီအောင်ဗလအဖေအသက်ခံရသောနေ့ကမတေခင်သူ့ကိုမာကြားသွားသောစကားထိုစကားကိုသူကတဆင့်အောင်ဗလကိုပြန်ပြောခဲ့သည်မဟုတ်ပါလားထမ်းပင်ကုန်းရွာကတကြီးသမတ်ဖိုးစောနဲ့တွားတွေ့ပြီးမြမေရဲ့အကိုကြီးတာတင်နဲ့ဆက်သွဲတော်လန်ကြီးကိုဆက်လုပ်ပါတဲ့အခုအောင်ဗလတယောက်ထမ်းပင်ကုန်းရွာသို့ထွက်များသွားပြီလားဟုကိုကြီးကိုတောင်းစိတ်ပူမိသည်သို့တော့မသေးကြနိုင်သေးပါအဘဲကြောင့်ဆိုတော့အကယ်၍သူ့ဖခင်မာခဲ့သည့်တိုင်တော်လန်ရေးဆက်လုပ်ရန်သွားမည်ဆိုပါကမင်းသွားရင်ငါပါပြောငါလဲလိုက်မယ်ဟုကိုကြီးကိုတောင်းကအောင်ဗလကိုတည်တည်ချာချာမာထားသည်မဟုတ်ပါလားဒီတော့ဒီကောင်အောင်ဗလသူ့ကိုမတိုင်မင်ပဲဘယ်လိုနီးနေမှထမ်းပင်ကုန်းရွာသို့သွားရဲမည်မဟုတ်သွားမည်ဆိုရင်လဲအခုလောက်မြန်မြန်ဆန်ဆန်ကြီးထွက်သွား၍မဖြစ်တိုးတိုးတိတ်တိတ်ပိရီနဲ့ရွာမအပီးအပိုင်ထွက်ခွာရမည်ဖြစ်သည်ဒါဆိုရင်ဒီကောင်ပဲပျောက်သွားတယ်လေကိုကြီးကိုတောင်းစိတ်ပူရလိမ့်ပြီဒီကိစ္စများနဲ့ပတ်သက်၍မြမေကိုဖွင့်ပြောလိုက်ရရင်ကောင်းမည်လားဟုသူမစင်စားကြဒီကိစ္စသည်အလွန်အန္တရာယ်ကြီးသည်မဟုတ်ပါလားပြီးတော့မြမေအခုလိုလာမေးခြင်းသည်လဲလူငယ်တို့ဘာဝချစ်သူပြောက်ရှားပုံတော်ဖွင့်ခြင်းဟူ၍သာပေါ့တန်တန်နားလည်ထားသည်အောင်ဗလာနှင့်မြမေတကယ်တမ်းချစ်သူများအစဉ်သို့မရောက်ကြသေးသည့်တိုင်အောင်ရွာမှလူပြိုကောင်းအပြိုကောင်းများကမူရိုးရိုးရိတ်တိတ်သဘောပေါက်ထားကြလေသည်ထို့ကြောင့်ပင်လျင်မြမေ၏မိကုံကိုပေါ့တန်တန်ပင်ခါထုတ်လိုက်ပြီးသူကိုယ်တိုင်ရင်တွင်းကမူအလွန်လေးနက်သောပူပင်တော့ကဖြစ်ရလေသည်ဒီကောင်တစောက်ကန်းတာတွေမြန်ဂမူးရှူတို့လှုပ်အောင်မလို့လည်းမသိဘူးကဲမြမေနင်းပြန်တော့ကိုကြီးစုံစမ်းပေးမယ်တရင်ရရင်နင့်ကိုပြောမယ်ကဲသွားကိုကြီးကိုတောင်းကြက်ချံမှာမြမေအပြန်ရွာလေကောင်ကွက်လက်ပံပင်ကြီးအောက်တွင်မမျော်လင့်ပဲတကြီးသမီးလွင်ဆန်းရင်နှင့်ပတ်ပင်ဆုံလေသည်ဟေးမြမေနင်ပဲသွားမလို့လဲလွင်ဆန်းရင်အေးငါလည်းနင့်ကိုရှာနေတာဘာအတွက်လဲအောင်ဗလအကြောင်းနင်ကြားပြီးပြီလားအေးငါလည်းအဲ့ဒါနင့်ကိုမေးမလို့နင်ငေါဘာသိလဲလွင်ဆန်းရင်အေးငါလည်းအဲ့ဒီလောက်ပဲသိတယ်ဒါပေမဲ့လွင်ဆန်းရင်သည်ပြောရကောင်းတို့မကောင်းတို့ချင့်ချိန်လိုက်သည်ထို့အချက်ကိုမြမေကလည်းသိလိုက်သည်ပြောတာပြောကလွင်ဆန်းရင်ရဲ့ငါတို့ကတငယ်ချင်းတွေပဲဒီချိန်မှာအရေးကြီးပြီမဟုတ်လားဟုတ်တယ်အရေးကြီးလို့လည်းငါစဉ်းစားနေတာပေါ့အောင်ဗလာနှင့်ပတ်သက်၍မတိစိတ်ကလေးများကအပြိုင်အဆိုင်ချစ်ငွေချစ်ရိပ်များရှိနေကြသဖြင့်ကောင်းကောင်းမျက်နှာကြောမတည့်ခဲ့သောမိန်းမပြိုနှစ်ဦးသည်အခုတော့လေတငယ်ချင်းတွေလိုပါပဲလားလွင်ဆန်းရင်နှင့်နကိုကြားတိုးတိုးတိတ်တိတ်ပြောပြလိုက်သည်တခုတော့ရှိတယ်သူ့အဖေကိုတတ်တာဘယ်သူလဲလို့ငါ့ကိုမိတော့ဟိုးညောင်ပြိုရွာကဂျပန်စကားပြန်ဥပဒေလို့ငါပြောလိုက်မိတယ်သူအဲ့ဒီကိုများလိုက်သွားသလားမသိဘူးငါစိတ်ပူလိုက်တာမြမိရဲ့
ပြောလိုက်မိတာမားပြီလားမသိဘူးတယောက်ထဲသောကောင်လေးအတွက်ကောင်မလေးနှစ်ယောက်မျက်ရည်ကျကြသည်ညောင်ပြိုရွာသည်အောင်ဗလာတို့ရွာနှင့်ခရီးနီးလာသည်မဟုတ်ချေတခြားဒီစကျိန်မြို့ကြီးအပိုင်းနယ်မြေထဲမှဖြစ်သည်တို့ရတွင်အောင်ဗလာတို့ဒီစကျိန်နှင့်နေကြားလိုနေရာမျိုးမှဖြစ်သောကြောင့်အလွန်ဝေးလာသည်ဟုလည်းမဆိုသာချေခြေချင်းသွားလျင်နားနားနေ4 ရက်လောက်ကြာသည်နွားလဲဖြင့်သွားလျင်2 ရက်စာလောက်ခရီးဝေးသည်အောင်ဗလာသည်ရွာမှထွက်လာကစားကမူခြေချင်းဖြစ်၏ခရီးအတန်ပေါက်သောအခါတခြားရွာကနွားလဲခရီးကြုံသဖြင့်လိုက်ခဲ့ရပြန်သည်ပိုပြီးကံကောင်းကျင်တော့အခြားသောနောက်ထပ်ရွာတစ်ရွာအရောက်တွင်တငယ်ချင်းတစ်ယောက်နှင့်တွေ့လေသည်ထိုတငယ်ချင်းတို့မိသားစုသည်တော်မြင့်ရိုင်းများကိုဖမ်းဆီးပြီးရင်ပါအောင်ပြုပြင်ထိန်းသိမ်း၍မြို့ကြီးများစီသို့လဲဆွဲမြင်းများဖြင့်ပြန်လည်ရောင်းချကြသည်ထိုတငယ်ချင်း၏အကူအညီဖြင့်ရင်ကျေးကစားဖြစ်နေသောမြင်းပူလေးတစ်ကောင်ကိုငားရန်ရရှိခဲ့သည်အောင်ဗလာတို့ဒေတာသည်မြင်းပေါ်သောဒေတာဖြစ်သဖြင့်ထိုဒေတာသားတို့သည်မြင်းနှင့်ပတ်သက်၍ကျွမ်းကြသည်အောင်ဗလာလည်းမြင်းကောင်းစွာစီးတတ်သည်ထိုမြင်းပူကလေးဖြင့်ညောင်ပြိုရွာသို့အောင်ဗလာလင်းလင်းမြန်မြန်ခရီးဆက်နိုင်ခဲ့လေသည်ဒီရွာကဂျပန်စကားပြန်အလုပ်လုပ်တဲ့ဥပဒေနေတာဘယ်အိမ်မှလဲခင်ဗျာမြမကြေးရွာများဒလိထုံးစံတိုင်းလူစိမ်းတယောက်ဝင်လာလျင်ချက်ချင်းတိနိုင်တတ်ကြသည့်အတွက်မြင်းပူကလေးဖြင့်ရောင်ချချရောက်ရှိလာသောအောင်ဗလာကိုညောင်ပြိုရွာသားများကဝိုင်းဝန်းအကဲခတ်နေကြသည်ဖခင်၏စိတ်ဖြင့်သွေးဆူလာခဲ့သောအောင်ဗလာသည်အကြောက်အလန့်ကင်းမဲ့စွာအထက်ပါအတိုင်းမေးလိုက်ခြင်းဖြစ်သည်ဘာကိစ္စရှိလို့လဲကွသူ့ကိုကျွန်တော်ကကြွေးဆက်เสียရှိလို့ပါအောင်ဗလာကထိငော့စွာပြောလိုက်တော့လေရွာသားလူငယ်2 ယောက်3 ယောက်ကဟက်ကနေရေလိုက်ကြသည်အပြောအဆိုရဲဟန်တူသောရွာသားတစ်ယောက်ကကြာသာမိုးကြိုကွာတပြားကို2 ပြားမှတ်ပြီးခွာနေတဲ့ဥပဒေလိုလူမျိုးကမြန်တရွာသားကိုငွေချေးရတယ်လို့ဟာဟာထေမူးလာဟန်တူသောသို့သောအမျောအမြင်ရှိပုံရသောရွာသားကြီးတစ်ယောက်ကမူအောင်ဗလာကိုနားမလဲစွာကြည့်လိုက်ပြီးတကယ်ပဲကြွေးဆက်เสียရှိသလားတကယ်ပါဗျာအေးမောင်ရင်စကားကြားရတာဟိုတလောစီကဂျပန်နေတို့မြန်မာနိုင်ငံကြီးကိုလွတ်လပ်ရေးအတုကြီးပေးတယ်လို့ပဲမယုံနိုင်စရာကွာအခြားရွာသားတဦးကဒါဘောဗျဥပဒေကဂျပန်နဲ့ပေါင်းနေတာပဲဂျပန်လိုပဲကြင့်ကြံမှာပေါ့ဖိုးကြီးတဦးကကွယ်စကားလေးကြည့်ပြောကြပါဦးဘာရင်ကြားသွားလို့ဂျပန်လက်အပ်ခံနေရပါဦးမယ်အောင်ဗလာစိတ်မရှိနိုင်တော့ကြီးကဲဥပဒေအိမ်ကိုသာကျွန်တော်ကိုပြပါဗျာဒီရွာလန်းတိုင်းတဲ့တဲ့သာသွားရွာဟိုဘက်ထိပ်ရောက်ရင်စမ်းချောင်းကလေးတစ်ခုတွေ့လိမ့်မယ်စမ်းချောင်းကလေးကိုရဲသာဖြတ်သွားရေကဒူးလောက်ပဲရှိပါတယ်အဲ့ဒီစမ်းချောင်းလွန်တာနဲ့ကုန်းမြင့်ကြီးပေါ်မှာရှိတဲ့အိမ်ကသူ့အိမ်ပဲစမ်းချောင်းဟိုဘက်မှာအိမ်ဆိုလို့သူ့တလုံးပဲရှိတာကျေးဇူးပါပဲအဖရဲ့မြင်းဆက်ကြိုကိုဇက်ကနေဆွဲလိုက်သည်မြင်းချီလန်း10 လမ်းမြရောက်တော့ခါစောကလူအုပ်စီမှအတန်တန်ကိုကြားလိုက်ရသည်အခုချိန်ဆိုအိမ်မှာရှိခြင်းမှရှိမယ်ဟိဒီကောင်ကြီးထရောရောက်နေရောပေါ့စောကထမ်းရည်သမားကြီးအတန်ပင်ဖြစ်လိမ့်မည်သူတို့ညွန်လိုက်သည့်အတိုင်းပင်ချောင်းတစ်ဖက်ကကုန်းမြင့်လေးပေါ်၌ဓနိမိုးပြင်ထောင်ခါတက်ရက်သောအင်္ဂလိပ်တစ်လုံးစီသို့အောင်ဗလာရောက်လာခဲ့သည်ခြံဝင်းအတွင်းသို့ဝင်လာသောအခါအင်္ဂလိပ်သည်တကားအလုံးပိတ်တိတ်ဆိတ်နေသည်ကိုတွေ့ရလေသည်အိမ်နောက်ဘေးဘက်စီမှထင်းခွဲသံလိုကြားရသဖြင့်ရောက်သွားမိသည်ခြံစည်းရိုးတိုင်များစိုက်ထူနေသောလူ2 ယောက်3 ယောက်ကိုတွေ့သည်အောင်ဗလာမြင်းပေါ်ကမစင်မဲမေး၏ဥပဒေဆိုတာဘယ်သူပါလဲခင်ဗျာဘာကိစ္စရှိလို့လဲကွကျွေးမိကိစ္စလေးပါဘာတော့မင်းကကျွေးတောင်းရအောင်လာတာလားကျွန်တော်ကဆက်ရမှာဝလုံးကွဲမြဝိုင်း၍ရေလိုက်ကြသည်ကျွန်တော်တကယ်ပြောနေတာပါဗျာအေးဒါဆိုရင်ထန်းတော်ကိုလိုက်သွားထရောကဗမာလဲဗျဟိုးတက်မှာမြင်နေရတဲ့ထန်းပင်အုပ်ဟာထရောပဲလက်ထွက်လာခဲ့လေသည်နောက်နားစီမှအတန်တန်ကြားလိုက်ရပြန်သည်ကျွေးလာဆက်တာကြောင်တောင်နဲ့ပါကွာအဆွေးသမားများအဖို့လွမ်းမောပွဲကောင်းသောအချစ်သမားများဖို့မွေလျော်ပွဲကောင်းသောထရေသမားများဖို့ပျော်ရွှင်ကြည်နူးကခုံပွဲကောင်းသောတဘာဝအလျောက်ဖြစ်ပေါ်နေသောထရောကြီးသည်အောင်ဗလာအဖို့ရမူကတွန်းဇက်လန်များတဲ့က၆ချားပွဲရာအိမ်ကြီးစီသို့ရောက်လာရသောတရေကောင်းကလေးတယောက်ကဲ့သို့ဖြစ်နေလေသည်မြင်းဘူးလေးကိုထမ်းပင်များကြားကွေ့ကာပတ်ကာမောင်းနေရင်လူစုရှိနေသောထလက်ကထလက်မူတဲကလေးနှလုံး3 လုံးရှိနေသောမြက်ခင်းလွင်ပြင်ညီညာသောတနေရာသို့
အောင်ဗလာရောက်ရှိလာခဲ့သည်နီးယာထမ်းပင်တပင်ရင်း၌သူ့မြင်းကလေးကိုခြိထားခဲ့သည်ပထမဆုံးထတဲ့အနီးသို့ချင်းကပ်သွားသည်အထဲစီမှမူးရစ်အော်ဟစ်စူညံနေသည်များကိုကြားလိုက်ရသဖြင့်အနှင်းငယ်တော့စိတ်ပြက်နေသည်တို့ရတွင်ကိုကိစ္စနှင့်ကိုမူအရဲကိုကထတဲ့အတွင်းသို့ဝင်လိုက်သည်စူးစူးညံ့ညံ့အတန်များမူးရစ်ဝေးတည်နေသောမျက်နှာများကြောင့်ဘယ်သူကိုဘလို့စရမှန်းမသိဖြစ်နေလေသည်ဟေးချတ်တိတ်ချမလို့လားကွဟိုမှာအုံမုတ်ခွက်နဲ့တပူသိယူဆိုင်ရှင်နှင့်တူသောလူကြီးကပြောလိုက်သည်ကျွန်တော်ထမ်းရည်တောက်ဖို့လာတာမဟုတ်ပါဘူးထမ်းရည်မတောက်ဖ ೇನೆ ထရောဘာကြောင့်လာတာလဲကွဥပဒေဆိုတဲ့လူနဲ့တွေ့ကျင်လို့ပါဆိုင်ရှင်နှင့်တူဟန်ရှိသောလူကြီးနှင့်အောင်ဗလာတို့၏ကျဲလောင်သောစကားသံများကြောင့်တဆိုင်လုံးရှဲကနေငြိမ်သက်သွားပြီးအောင်ဗလာကိုဝိုင်းဝန်းအာယုံစိုက်လိုက်ကြသည်ကံကောင်းထောက်မှခြင်းရလာတော့မသိထရေအမူးလွန်ပြီးရိုင်ထိုးနေသောအသက်40ကျော်ခန့်အရွယ်ရင်အုပ်ကျဲကျဲအရက်မြင့်မြင့်မေးယိုကာကာအသားညိုညစ်ညစ်နှင့်လူကြီးတယောက်သည်အောင်ဗလာ၏နဘေးဝါးကျမ်းပြင်ပေါ်တွင်ထရေငုံတောက်နေရမှဇကနေခေါင်းထောင်လာပြီးအောင်ဗလာကိုစူးစူးရဲရဲကြည့်လိုက်သည်ထိုလူကြီးကဟေးတငယ်ဘာကိစ္စရှိလို့လဲကွမူးတန်အော်အော်ကြီးဖြင့်မေးလိုက်သည်ဒီရွာရောက်တော့မှဘာကိစ္စရှိလို့လဲကြီးခဏခဏအမေးခံနေရသည့်အတွက်အောင်ဗလာစိတ်တူလာသည်ကျွန်တော်ကိစ္စနဲ့ကျွန်တော်ဗျာဥပဒေဗမာရှိလဲတာကပြောပါဒါပဲလောင်ပြောင်တယောအပ်တော်ခိုးခိုးခိခိရဲချင်းမျိုးဖြင့်ထိုလူကြီးသည်မထိတ်တထိတ်လှုပ်လိုက်သည်မဟုတ်သေးဘူးလေကွာမဟုတ်ရင်လည်းမပြောနဲ့ဗျာဆိုင်တွဲမှခြာကနေလဲထွက်လိုက်သည်တို့ရတွင်သူ၏လက်တစ်ဖက်ကိုတစုံတစ်ယောက်ကဆွဲဖမ်းလိုက်သဖြင့်တုံကနေရက်ကဆိုင်အတွင်းဘက်သို့ပြန်၍မျက်နှာမူလိုက်ရသည်စောစောကလူကြီးပါလားအောင်ဗလာစိုက်ကြည့်ပြီးမျက်နှာချင်းဆိုင်လိုက်သည်မဟုတ်ပါဘူးကွာအေးဟုတ်ပါတယ်ကွာငါဘာတယ်ပါခမရဥပါရင်ငေးပါကွာဘာကိစ္စရှိလို့လဲမင်းဒီရွာကမဟုတ်ဘူးနဲ့တူပါတယ်ကျွန်တော်ဟိုဘက်ဒီစကြိတ်ကတာယာကုန်းရွာကပါဝေးကြီးပဲကွာဘာကိစ္စလဲကျွေးမိကိစ္စပါဟာကျွေးမိကိစ္စမရှိပါဘူးကွာရှိပါတယ်ဘာများလဲဥပဒေသည်ထရေအမှုသမားအဖြစ်၎င်းလူကြီးတယောက်ဖြစ်နေ၍၎င်းဂျပန်အလိုတော်၏လူမိုက်ကြီးတယောက်ဖြစ်နေ၍၎င်းဥပဒေကိုပြောရန်စကားအစအောင်ဗလာရှာမရဖြစ်နေသည်ဟုတ်ပါတယ်ဦးကျွေးမိကိစ္စပါရှင်းပြောစမ်းပါကွာဘာကျွေးလဲတနက်ကျွေးပါဥပဒေရဲမောတန်သည်ထန်းတော်တစ်ခုလုံးဟိန်းသွားစေ၏ဟုတ်ပါတယ်ဦးတနက်ကျွေးပါငါမှတနက်နဲ့ပတ်သက်လို့ကျွေးမရှိပါလားခြာတဲ့ရဲ့ရှိဘူးပါတယ်ဗျဘယ်တော့မှလဲကွာစိုးစမ်းမအောင်လွန်ခဲ့တဲ့4ရက်တုန်းကပါညနေဆောင်ပါဘာရဲကွထိုချိန်တွင်ထရေဝိုင်းအတွင်းမှရှိသောထရေသမားအများစုသည်ဥပဒေနှင့်အောင်ဗလာတို့အချီအချပြောဆိုနေကြသည်ကိုဝိုင်းနားဆွင့်နေကြလေသည်ကျွန်တော်ဟာဦးအောင်ပါညိုရဲ့သားပါဘယ်ကအောင်ပါညိုလဲကွစိုးကပြောတဲ့ဟိုဘက်ဒီစကြိတ်တာယာကုန်းရွာကဦးအောင်ပါညိုပါငါသူ့ကိုမသိပါလားကွာတက်တဲ့လူကမသိပေမဲ့အသက်ခံရတဲ့လူရဲ့သားကသိနိုင်တာပေါ့ဗျာဘာရဲကွခမရကျုပ်အဖေကိုလွန်ခဲ့တဲ့4ရက်လောက်ကရွာလေကောင်မှတတ်သွားတယ်ငါလည်းမမှန်းမိတော့ပါဘူးခြာတိတ်ရအောင်ဗလာသည်ခါးကိုတင်းတင်းထောက်၍ဥပဒေနှင့်မျက်နှာချင်းဆိုင်လိုက်သည်မသိလို့ရမလားဗျလူ2ယောက်ကိုရွာလေကောင်မှရဲရဲဆက်ဆက်ပြစ်တက်သွားတာ4ရက်ပဲရှိသေးတယ်ဘာကြောင့်မသိရမှာလဲဥပဒေဤဟိမ့်ဟိမ့်ထနေသောရဲတန်ကြီးကတိုက်တာအဆောက်အုံအတွင်းမှာမဟုတ်ပါပဲလေတဲငယ်ကလေးအတွင်းဝဲပဲ့တင်ထပ်သွား၏ဘယ်လိုလုပ်သိမှလဲခြာတိတ်ရမစတာတွေကိုစန့်ကျင်တဲ့လူမှန်သမျှငါတက်လာတာမနှဲတော့ဘူးမင်းပြောတဲ့4ရက်ဆိုတဲ့အတွင်းမှာငါလူ4-50ယောက်တက်လာခဲ့ပြီကွာဒါပေမဲ့ဗျာနာမည်နဲ့တကွဆရဲမှတ်ပြီးလိုက်တက်နေတဲ့ခမားလိုလူတယောက်ကလွန်ခဲ့တဲ့4ရက်လောက်ကမှအသက်ခံခဲ့ရတဲ့ဦးအောင်ပါညိုဆိုတာကိုမသိလို့ဖြစ်ပါမလားကောင်ရဒီနေ့တဝိုက်မှာအောင်ပါညိုဆိုတဲ့တော်လန်ကြီးသမားတယောက်ရှိတယ်သတင်းကြားကြတဲ့ကငါတက်လာတာအောင်ပါညိုပေါင်း4-5-6ယောက်ရှိပြီကွာ
ငါလည်းမမှတ်မိတော့ဘူးအောင်ဗလာသည်မတ်တက်ရက်နေရမှာဒိုင်းကနေခုံကြွသွားမတက်ဖြစ်သွားရလေသည်သူတို့ရက်တီနိုင်ရေးအတွက်ထင်ကြီးနဲ့လည်းအပြစ်မဲ့သူတို့ကိုတတ်ကြပါကလားတကယ်တော့အောင်ဗလာဖခင်ဦးအောင်ဘညိုသည်ဂျပန်တော်လှန်ရေးသမားမှန်ပါ၏သို့သောအောင်ဘညိုသတင်းကြားသည်နှင့်အောင်ဘညိုမှန်သမျှလိုက်တက်ရက်ကြသည်သူ့အဖေမှာအပြစ်ရှိသည်မို့ဂျပန်များဘက်ကကြည့်လျင်အပြစ်ရှိသည်မို့ဂျပန်အသက်ခံရသည်မှာမထောင်းသာလားသို့သောအခြားသောဦးအောင်ဘညိုကိုအောင်ဘညိုမောင်အောင်ဘညိုများအတွက်အောင်ဗလာစိတ်မကောင်းဖြစ်ရသည်ထိုချိန်တွင်ဥပရင်သည်အောင်ဗလာထံမှမျက်နှာလွှဲပြီးတောက်လက်ဆထီကိုငုံတောက်နေပြန်လေသည်အောင်ဗလာသည်ဥပရင်၏ပခုံးကိုတစ်ချိန်တစ်ခါမှမပြုတ်ဘူးသောကန်ကြီးထိုက်မိအပြုတ်အမှုမျိုးဖြင့်ဇက်ကနေဆွဲလိုက်သည်ဥပရင်သည်နားမလဲစွာလက်ကြည့်သည်တစ်ဆက်ထဲမှာပင်ဒေါသအမျက်ချောင်းချောင်းထွက်သွားလေသည်ဟေ့ကောင်ဒါဘာလုပ်တာတော့အဲ့ဒီအတွက်ခမားကိုအကျွေးဆက်ဖို့ကြုတ်လာခဲ့တာနဘေးဘလူများငေးကြည့်နေစင်မှာပင်ဥပဒင်၏လက်သီးသည်အောင်ဗလာ၏မေးပြားစီသို့ဖြက်ကနေလင်းမြန်စွာကြာရောက်လာပြီးအောင်ဗလာလွင့်ထွက်ကပက်လက်လန်လဲကျသွားသည်ဖြာကနေထွက်လာသောကြဲများအကြားမှလူးလဲထနေချိန်တွင်ဥပဒင်သည်တောက်လက်ဆထရေခွက်ကိုအေးဆေးစွာဆက်တောက်လိုက်သည်နီးရာထလက်ကလထိုင်တစ်လုံးကိုဆွဲမြောက်၍အောင်ဗလာပြေးလာသည်သို့သောဥပဒင်သည်ထရေတောက်မပြတ်ပါပဲလျက်အောင်ဗလာ၏စီးဆက်စီသို့ခြေဖြင့်လမ်းခတ်လိုက်သည်အောင်ဗလာသည်ကွေးကောက်လိန်တွန်း၍မြေကြီးပေါ်တစ်ဖက်မောက်လျက်လဲပြန်သည်ဥပဒင်ကအတောက်မပြတ်အောင်ဗလာကုန်းထလာပြန်သည်ဇွဲကောင်းသောအောင်ဗလာ၏နထင်နှင့်နဘေးတို့ကိုဥပဒင်၏တပည့်များကဝိုင်းကန်ကြပြန်သည်အောင်ဗလာကကြံသမျှအားနှင့်ကုန်းထပြန်သည်ထိုအချင်းအရာကိုမြင်သောအခါဥပဒင်မနေနိုင်တော့ကြထိုင်ရမှရိုင်ကွက်ကွက်ထလာသည်တော်ကြတော့ကွဥပဒင်သည်အောင်ဗလာ၏မျက်နှာသို့ရေတစ်ခွက်ဖြင့်ပတ်ကနေပတ်လိုက်သည်အောင်ဗလာမျက်လုံးပွင့်လာသည်ဂိုင်းချတိတ်မင်းအဖေဖြစ်ဖြစ်ဘသူဖြစ်ဖြစ်ကွာအဲ့ဒီစောစောကမင်းပြောတဲ့ဘသူအောင်ချင်းညိုသူစကားမဆုံးခင်အောင်ဗလာကဖြတ်ပြောလိုက်သည်အောင်ဘညိုပါဗျဦးအောင်ဘညိုကျုပ်ဖေဒါပါကွာအဲ့ဒီအတွက်မင်းကဘာလုပ်ချင်လဲကျွေးဆက်ချင်တယ်ကျွေးဆက်ရအောင်ငါမပိုက်ဆံမချေးဘူးပဲပိုက်ဆံကျွေးမဟုတ်ဘူးကြည်စံကျွေးဘာရဲ့ကွအောင်ဗလာအလေးအနက်စဉ်းစားလိုက်သည်ဒီချိန်သည်သူ့ဘဝအတွက်အရေးကြီးသည်စကားကိုစင်စင်ချင်းပြောရမည်ဟုတ်တယ်ကျုပ်ဖေကိုတတ်တဲ့အတွက်ခမည်းကိုပြန်တတ်ချင်တယ်မင်းဖေကဂျပန်ဆန့်ကျင်ရေးသမားကွခမည်းကလည်းဂျပန်အလိုတော်ကြီးမဟုတ်ဘူးလားဥပဒင်သည်အောင်ဗလိုက်ကောင်ကိုခွေးငယ်ကလေးတစ်ကောင်ကဲ့သို့ပုတ်တက်လိုက်သည်ဘာလဲကွမင်းလည်းဂျပန်ဆန့်ကျင်ရေးသမားပဲလားမသိဘူးကျုပ်သိတာကျုပ်ဖေအတွက်ခမည်းကိုတတ်ချင်တယ်ဒါပဲဥပဒင်ကဟက်ဟက်ပက်ပက်ရေမောလိုက်သည်သူ့ခါရင်ချိတ်ထားသော6လုံးပြူတနက်ကိုထုတ်၍အောင်ဗလာလက်ထဲသို့ထည့်ပေးလိုက်သည်ထိုအချင်းအရာကိုမြင်သဖြင့်အသင့်အနေထားပြုကအောင်ဗလာကိုတနက်ကိုစီဖြင့်ဝိုင်းချိန်လိုက်တော့သူ့တပည့်များကိုပင်ဥပဒင်ကလက်ကာတားဆီးလိုက်သည်ဥပဒင်တက်တီကိုအောင်ဗလာပထမဦးဆုံးအကြိမ်ဖြင့်လန့်ဖြန့်သွားမိလေသည်တနက်ကိုင်းမိကမှဘယ်လိုအသုံးချရမှန်းအောင်ဗလာမသိပါဝိုင်းဝန်းဟားတိုက်ရေမောလိုက်တံများကြမှအောင်ဗလာကုံယုံထားသည်တို့ရတွင်ရေမောဟားတိုက်နေသူများအံ့ဩစေနိုင်လောက်သည့်စကားကိုအောင်ဗလာပါဇက်ကပြောပြသွားသည်ဒီမှာဥပဒင်လူတယောက်ကိုကျိုးနဲ့တုပ်ပြီးမှဒုံနဲ့ရိုက်တဲ့အလုပ်ကိုကျုပ်ဘတော်မှမလုပ်ဘူးရော့အောင်ဗလာသည်ဥပဒင်တနက်ကိုဥပဒင်ထံသို့ပြစ်ပေးလိုက်သည်ခမည်းဟာတကယ်တတ်သိရှိတဲ့လူတယောက်ဆိုရင်ဟောဟိုတတော်ထဲမှာခမည်းနဲ့ကျုပ်ကြည်စံတရောင်ကြီးရှင်ပြစ်ကြမယ်ကျုပ်ကိုတနက်တက်လက်ပေးကလိမ်မကြကြီးပေါ့ဗျာဟုတ်လားဥပဒင်တွေးဝေသွားသည်သူတွေးဝေသွားခြင်းသည်ကြောက်လန့်တကြားဖြစ်သွားခြင်းတော့ကမဟုတ်ချေခြာတိတ်ဤတက်တီကိုလူမိုက်ကြီးပီပီသဘောကျသွားခြင်းသာဖြစ်သည်ဖြစ်ပါမလားမောင်ရဒါခမည်းလုံးမဟုတ်ဘူးခမည်းတက်တီရှင်ကျုပ်စိန်ခေါ်တာကိုလက်ခံဖို့ပဲဥပဒင်သည်သူ့တနက်ကိုမိုးပေါ်ထောင်၍တစ်ချက်ဖောက်လိုက်သည်တွေ့တယ်မဟုတ်လားကြည်စံအစ်စ်ပါကွာငါကလိမ်မကြပါဘူးရော့နောက်ထပ်9000ကျန်သေးတယ်
အောင်ဗလထံသို့တနက်ကိုပြစ်ပေးလိုက်သည်များများမလိုပါဘူးဗျာ1000နဲ့ပါကျန်တဲ့4000ပြန်ထုတ်လိုက်ပါဦးဥပဒေကကြည်စံ4000ကိုပြန်ထုတ်ရင်ဒီချာတိတ်တော့တနက်ကြည်စံဘလို့ထုတ်ရမှန်းတော့မသိပါကလားဟုတွေးမိလေသည်အန်အောတွေ့ဝေနေကြသောထရေသမားများအမှုသမားများဥပဒေတပည့်များမျက်စိရှေ့မှောက်တွင်အယုတ်ကလေးတရုတ်ကိုကစားနေဟန်တူသောဥပဒေနှင့်အန်တရကြီးတစ်ခုကိုရင်ဆိုင်နေဟန်တူသောအောင်မလားတို့14 5လမ်းစာများမျက်နှာချင်းဆိုင်တနက်ကိုစီကန်၍ရက်နေကြသည်ကိုမြင်ရလေသည်ဒိုင်းကနေမြည်လိုက်သောတနက်တန်နှင့်တူအောင်မလားနဘေးတထွာတာတာလောက်တွင်ရှိသောထရေမြူအိုးကလေးမှလန့်ဖြန့်ကွဲကြေသွားသည်ဥပဒေ၏ဟားတိုက်ရေမောတန်နှင့်တူနဘေးမှပြိတ်သက်၏လောင်ပြောင်တန်များကိုအောင်မလားကြားလိုက်ရသည်ဥပဒေကစ၍ပညာပြတနက်တစ်ချက်ပြစ်လိုက်မိလေသည်ငွေပေါက်စကလေးနှင့်ကစားပြီးတကဲ့သို့အဖြစ်ရောက်သွားမှန်းဥပဒေမတိချချေအဘဲကြောင့်ဆိုသောပညာပေးလိုသောကြီးစဲလိုသောသဘောဖြင့်ပြစ်လိုက်သည့်အမကိုညံရည်ထက်မြက်စအောင်မလားကောင်းစွာအသုံးချလိုက်သောကြောင့်ဖြစ်လေသည်အောင်မလားသည်သူ့လက်ထဲမှတနက်ကိုဥပဒေထံသို့ပြစ်ပေးလိုက်သည်ဒီမှာဥပဒေခမားကြီးကတကယ်တတ်တိကောင်းတယ်လူကြီးပီတာတယ်ဂရိတီးတယ်ဆိုရင်ခမားအပေါ်မှာကျုပ်ကြည်စံတောင်အကျွေးရှိတယ်ဆိုတာလက်ခံရလိမ့်မယ်ပတ်ဝန်းကျင်ငြိမ်သက်သွားသည်သို့သောဥပဒေကဟာသမပြတ်သောသူ့ဝတိအတိုင်းဂရိတီစွာပြန်ပြောလိုက်တန်သည်ထရောတစ်ခုလုံးဟိန်းထသွားလေသည်အေးပေါ့ကွာငါဂရိတီပါတယ်မင်းအစင်ပြေတဲ့အခါအချိန်မရွေးငါစီလာပြီးကြည်စံကြွေးဆက်နိုင်ပါတယ်ဒါပေမဲ့တထောင်မင်းတော့ငါမရှိရင်လဲမင်းလာမယ့်နေ့ကိုငါတပည့်တွေစီကြိုတင်အကြောင်းကြားထားလာစောင့်နေမယ်အောင်မလားသူ့မြင်းရှိရသို့ပြန်လှည့်လာခဲ့သည်ဥပဒေ၏ရေမောဟားတိုက်တန်နှင့်သူအောင်ဗလနောက်ကျောစီသို့စကားတခွန်းကပ်ပါလာသည်ဟေးချတိတ်တနက်ကိုပြောင်းပြန်မကင်မိအောင်လဲစူးစမ်းထားအောင်တော်တော်ကြာဂျပန်တော်လန်ရေးသမားမဟုတ်ဘဲနဲ့ကိုတက်သေးတယ်လို့ဖြစ်နေအောင်ပဲမြည်တို့ပင်ရှိသေးအောင်ဗလအဖို့ရာကဒီကနေ့အောင်ပွဲရွာသို့ပြန်ရောက်လျင်ရောက်ချင်းမြမေနှင့်ပြေးတွေးလိုက်မိဟုတလန်းလုံးစိတ်ကူးလာခဲ့သည်အဲ့ဒါအချစ်လားသူ့ဖာသူလည်းမသိပါသို့သောမြမေနှင့်ပြေးတွေးခြင်းသည့်စိတ်ကလွန်လွန်ကျူးကျူးဖြစ်နေသည်တကယ်တမ်းကြတော့မူသူထင်သလိုဖြစ်မလာခဲ့ပါမူလသူ့အစီအစဉ်မှာပထမမြမေနှင့်တွေ့မည်ဒုတိယကိုကြီးကိုတောင်းတတိယဆရာတော်ကိုတောင်းမှမည်ဒါပဲသရုတ်ထအစီအစဉ်သူ့မှာမရှိသို့သောအစီအစဉ်မရှိပါပဲလျက်ပထမနေရာသို့ရောက်လာသူကတကြီးသမီးလွင်ဆန်းရင်အောင်ဗလာ၏အပြန်ခီးတွင်ထုံးစံတိုင်းမြင်းပုကလေးနှင့်ဖြစ်သည်မြင်းပိုင်ရှင်တငယ်ချင်းကိုမြင်းပုကလေးပြန်အပ်ပြီးနောက်တငယ်ချင်း၏အကူအညီနဲ့ပင်နွားလေးခရီးကြုံရခဲ့ပြန်သည်ထို့နောက်တွင်ကခြေချင်းခီးမိမိရွာသို့ပြန်ရောက်ရန်တမိုင်ခရီးမြအလိုလောက်တွင်လဲကြုံတစည်းတွေ့ပြန်သည်လက်တား၍လိုက်သွားမည်စိတ်ကူးသေးသည်နောက်မထူးတော့ပါဘူးဟု၍ဆက်လျှောက်လာသည်သို့သောနွားလဲသည်သူ့ကိုကြော်သွားပြီးနောက်ရက်လိုက်သည်နွားလဲနောက်မီးပိုင်းတွင်ထိုင်နေသောမိန်းမပြိုတူသည်ပေါ့ပေါ့ပါပါခုံဆင်းလာပြီးနောက်သူ့ထံကိုမပြေးသလိုပြေးသလိုနှင့်ရောက်လာသည်ဟဲလွန်ဆန်းရင်အောင်မလားနင်ဘယ်လျှောက်သွားနေရလဲလျှောက်မသွားပါဘူးတနေ့ရတဲ့ကိုသွားတာပါဘဲကိုလဲနင်းနဲ့မဆိုင်ပါဘူးလွင်ဆန်းရင်ဝမ်းနေသွားသည်အောင်ဗလာ၏ပြစ်ဆက်လက်ခတ်ပြောတတ်သောစကားတိုင်းကိုလွင်ဆန်းရင်ခမညာဝမ်းနေရသည်ကြီးဖြစ်၏ထားပါလေနင်ခုရွာကိုသွားမှာမို့လားအေးငါတို့လဲနေလိုက်ခဲ့လीနေပါစေလိုက်ခဲ့ပါတငယ်ချင်းရဲ့မလိုက်တော့ပါဘူးနီးနီးလေးကြံတော့တာပဲငါလမ်းလျှောက်လိုက်ခဲ့မယ်နင့်ကငါပြောစရာတွေအများကြီးရှိလို့ပါအောင်ဗလာရဲ့အောင်ဗလာတပ်ပြင်းချလိုက်သည်လွင်ဆန်းရင်နဲ့တူနွားလဲရှိရသို့လိုက်ပါလာခဲ့သည်ဘာတွေပြောစရာရှိလို့လဲလွင်ဆန်းရင်နင်ရွာကပျောက်သွားတော့ငါတို့ဖြင့်စိတ်ပူလိုက်ရတာငါတို့ဆိုတာဘယ်သူတွေလဲငါရဲ့မြမေရဲ့ပေါ့ဩအောင်ဗလာ၏စိတ်၌လွင်ဆန်းရင်နှင့်ပတ်သက်၍ပထမဦးဆုံးအချိန်စဉ်းစားပြလိုက်သည်ကဲဆက်ပြောလေနင့်မှာငါ့ကိုပြောစရာတွေအများကြီးရှိတယ်ဆိုဒီလောက်ပါပဲဟာနားနဲ့အများကြီးဆိုအေးပေါ့အဲ့ဒါအများကြီးပေါ့ဘလို့လဲဟာနင့်စကားကအေးလေနေရာကထွက်သွားလို့ငါစိတ်ပူနေရတာပြောစရာတွေအများကြီးပေါ့ဒါဆိုပြောလေငါပြောပြီးပါဘကောလာအောင်ဗလားရဲ့ငါစိတ်ပူနေတယ်လို့ဟာအများကြီးဆိုဟာအေးပေါ့အဲ့ဒါအများကြီးပေါ့ဝမ်းနေတဲ့လည်းမဟုတ်ဝမ်းတာတဲ့လည်းမဟုတ်တော့လွင်ဆန်းရင်ဤစကားသံကြောင့်အောင်ဗလာရင်တွင်တစုံတရာခံစားလိုက်ရသည်
လွင်ဆန်းရင်နှင့်ပတ်သက်၍ပထမဦးဆုံးအကြိမ်ဖြစ်ဘာခေါ်မလဲတမျိုးကြီးဖြစ်သွားသည်လွင်ဆန်းရင်တို့လဲနှင့်အတူအောင်ဗလရွာသို့ပြန်လိုက်လာခဲ့သည်ညမေနှင့်တွေ့ရန်ကိုပထမအစီအစဉ်ဖြစ်စိတ်ကူးခဲ့တော်လဲခုတော့ဒုတိယအစီအစဉ်ဖြစ်ထားလိုက်ရသည်သို့သောထိုဒုတိယအစီအစဉ်သည်ပင်ဖြစ်မလာရပါရွာသို့ရောက်ပြီးညမေအိမ်ဘက်သို့သွားမည်စိတ်ကူးစဉ်မှာပင်ဟေးအောင်ဗလမင်းကိုတကြီးခေါ်နေတယ်ဒိတ်ကနေလိုဖြစ်သွားသည်ထုံးစံတိုင်းတုံမုံဖြစ်နေသောတကြီးမျက်နှာကိုရင်ဆိုင်ရလေသည်မင်းဘဲကိုသွားသလဲအောင်ဗလမမှန်ပြောအောင်ဗလသည်တိတက်ဆအရွယ်ကလေးကညာရက်ခဲ့သည်မဟုတ်ချေထို့ကြောင့်ပဲတကြီးအားသူဘယ်လိုဘာအတွက်ထွက်သွားသည့်အကြောင်းအမှန်အတိုင်းဖွင့်ပြောလိုက်သည်တကြီးသည်ဒေါသအမျက်ချောင်းချောင်းထွက်သွား၏မင်းမာစတာရီနဲ့ပတ်သက်တဲ့လူကိုဘာဖြစ်လို့ရန်တပ်ပြရတာလဲမဟုတ်ပါဘူးတကြီးမင်းမာစတာရီဂျပန်နေတော်လန်ရေးတွေလွတ်လပ်ရေးတွေဆိုတာကျွန်တော်ဘာမှမသိပါဘူးကျွန်တော်အဖေအသက်ခံရလို့စိတ်ဆိုးတာတခုပါပဲတကြီးသည်ကလေးငယ်များသာဖြစ်သေးသောအောင်ဗလကိုယုံကြည်မိလေသည်တကယ်တော့မူအောင်ဗလသည်ပထမအဦးဆုံးအကြိမ်ဖြစ်မူသားစကားဆိုလိုက်ခြင်းဖြစ်သည်သူ၏ရှေ့လျှောက်စီစဉ်တို့ကိုတကြီးမသိစေရန်အတက်နိုင်ဆုံးဖုံးကွယ်ရမည်မဟုတ်ပါလားမူသားမပါလင်္ကာမချောပါအေးငါမင်းကိုနှစ်ခုပြောလိုက်မယ်တေးသေးချာချာမှတ်သွားတစ်ခုကမင်းဖေလုပ်ငန်းဖြစ်တဲ့ဂျပန်တော်လန်ရေးကိုလုံးဝစိတ်ကူးဖို့မကြိုးစားနဲ့နောက်တစ်ခုကအဲ့ဒီဂလဲစားခြေကျင်တဲ့စိတ်ကိုဖျောက်ပစ်လိုက်နောက်တစ်ခါဥပဒေနဲ့ပြဿနာဖြစ်တယ်လို့ငါမကြားချင်ဘူးဒါပဲမြမိန်နဲ့တွေ့ရန်အစီအစဉ်ကိုတတရအဖြစ်စိတ်ကူးခဲ့တော့လဲသရုတ်ထအဖြစ်ပြောင်းလိုက်ရပြန်သည်အဘဲကြောင့်ဆိုသောတကြီးရာဇသံပေးချက်ရသူ၏ရှေ့လျှောက်လုပ်ငန်းများကိုအမြန်ဆုံးအကောင့်ထဲဖော်ရန်အတွက်ကိုကြီးကိုတောင်ကြက်ချန်သို့ပြေးခဲ့ပြန်သည်ဒီမှာအောင်မလားရဲ့ရည်ရွယ်ချက်ဟာလူကိုတတ်ဖို့မဟုတ်ဘူးစနစ်ကိုတတ်ဖို့ဒို့နိုင်ငံကိုချဲ့လည်နေတဲ့ဖက်စစ်စနစ်ကိုကျူငုံမကြံတက်ပစ်လိုက်တဲ့အခါမှာအဲ့ဒီဖက်စစ်စနစ်ရဲ့အကိုင်းအခက်တွေမှာတွဲလောင်းခုန်နေတဲ့လူတွေလည်းအလိုလိုသေကုန်ကြလိမ့်မယ်ငါတို့ရဲ့တော်လန်ရေးသမားတွေတိုက်နေတာဟာလေဂျပန်ကိုမဟုတ်ဘူးဖက်စစ်စနစ်ကိုတိုက်ထုတ်နေကြတာဒါကြောင့်မင်းရဲ့လက်စားချေမှုကအဓိပ္ပာယ်မရှိဘူးဖက်စစ်တော်လန်ရေးပြီးတဲ့အခါဂျပန်နဲ့မကဘူးအမျိုးသားတစ်စပေါက်တွေလည်းကြဆုံးမှာပဲငါညီရဲ့မင်းကလူကြီးလေးဖြစ်ဖို့ကောင်းပြီလေးနက်ဖို့ကောင်းပြီကွာကိုကြီးကိုတောင်းရင်အယူအဆကိုအောင်ဗလမတောက်တစ်ခေါက်တော့နားလေလိုက်ပါသည်သို့တော်သူ၏လက်စားချေလိုသောသဘောကိုလည်းကိုကြီးကိုတောင်းနားလေရန်ကြိုးစားပြောလိုက်သည်အဲ့ဒါပါပဲကိုကြီးကိုတောင်းကျွန်တော်လူမတက်ချင်ပါဘူးဒါပေမဲ့ဥပဒေကိုတော့သူတို့နှစ်ဦးနားလည်မှုရရှိသွားကြသည်တစ်ဆက်တည်းမှာပင်ဘယ်နေ့ဘယ်အချိန်၌ဒီရွာမှခွာကြမည်ဖက်စစ်လုပ်ငန်းတွင်သို့ခြေစုံပစ်ဝင်ကြမည်စသည့်အဓိကအစီအစဉ်များကိုအလင်းမြန်ဆုံးရေးဆွဲပြလိုက်ကြသည်နေမေကိုသွားနေရလဲအောင်ဗလားညမေသည်ပြိုတော့မြည်မိုးကဲ့သို့ငိုမလို့စကားကိုဆိုသည်နင်စိတ်ပူနေလားဖြေနေစရာလိုသေးလို့လားအောင်ဗလားရဲ့ငါကြားချင်လို့ပါဘာကူလဲဩနင်စိတ်ပူနေတယ်ဆိုတာကိုပါမတိုင်ပင်ကြပဲလေပြိုင်တူတက်ပြင်းချလိုက်ကြသည်သရုတ်ထအစီအစဉ်ရမြမေအိမ်သို့သွားမည်စိတ်ကူးခဲ့တော်လဲဆရာသမားလည်းဖြစ်ကျေးဇူးရှင်လည်းဖြစ်မိဘတဖွဲလည်းဖြစ်သောဆရာတော်ဘုရားထံဝင်ချတောင်းမရန်အရင်သွားခဲ့ရသည်လောကကြီးအကြောင်းမသိသေးပဲလောကကြီးကိုရင်ဆိုင်ဖို့ဘာကြောင့်ကြိုးစားရတယ်လဲအောင်မလားအစချီသောဆုံးမဩဝါဒဖြင့်နောက်ဆုံးကြိမ်လုံးဖြင့်ထမစော်ယုံတမဲဆရာတော်ကကြိမ်မောင်းလေတော့သည်ညဦးပိုင်းရောက်ကမှမြမေတို့အိမ်ဘက်ထွက်လာခဲ့ခြင်းဖြစ်သည်ကံကောင်းခြင်းရွယ်လာတော့မသိမြမေတို့အိမ်တွင်မြည်သူမှမရှိနှစ်ယောက်ချင်းစကားပြောခွင့်ရလေသည်ထို့ကြောင့်ပင်လျင်အထက်ပါတိုင်းရိုးရိုးရိတ်တိတ်သောချစ်စကားများကိုပြောပြကြခြင်းဖြစ်လေသည်ထွေရလေးပါးစကားများကိုတော်တော်ကြာကြာပြောကြပြီးနောက်အောင်မလာသည်ပေါ့ပါနေရမှလေးနဲ့သွားပြန်သည်ညမေငါ့ကိုဂရီတစ်ခုပေးပါလားဟဲ့ဘာလဲငါခုပြောမယ့်စကားကိုဘသူကမှမပြောပါဘူးဆိုတဲ့ဂရီညမေဤရင်သည်ဖွင့်ပြိုးသည့်ထက်ဖွင့်ပြိုးသွားဟန်ရှိသည်စကားအဖြစ်ဆိုရခြင်းဖြစ်တော်လဲတကယ်တော့မူတင်စားခြင်းသာဖြစ်သည်ဆိုပါစို့ရင်ခုန်ခြင်းသူအနစ်လက်အလလကမျော်လင့်ခဲ့ရသောစကားကိုအောင်ဗလထံမှကြားရပေတော့မည်လာရောင်နှင့်အတူလေငင်းကလေးနှင့်အတူရွာတောင်ဘက်စမ်းကြောင်းမှလိုင်းကျက်ခွက်ကလေးများနှင့်အတူတို့ကလိုညင်သာသောခုန်ခြင်းမျိုးဖြင့်ခုန်သွားသည်ရင်နှစ်ယောက်စလုံးရင်ခုန်နေကြသည်သို့သောအောင်ဗလပြောလိုက်သောစကားသည်
မြမေမျောလင်းသောစကားဖြစ်မလာခဲ့ထို့တူရင်ခုန်သည်လည်းတယောက်နှင့်တယောက်မတူကြမြမေကအချစ်အတွက်ရင်ခုန်နေတော့လဲအောင်ဗလကတော်လန်ရေးအတွက်ရင်ခုန်သည်မြေသို့ပင်ရှိစေထားပါလိအောင်ဗလသည်မကြခင်ရက်အတွင်းထမ်းပင်ကုန်းရွာမှတကြီးတမတ်ဖိုးတေကတဆင်ကိုကြီးတာတင်နှင့်ဆက်သွယ်ပြီးတော်လန်ရေးလောကသို့ခြေစုံပြစ်ဝင်တော်မူအကြောင်းမြမေကိုပြောပြလိုက်လေတော့သည်ဒီเจ้าတွေကိုဘယ်သူမှမသိစေချင်ဘူးမြမေငါနားလေပါတယ်အောင်ဗလရဲ့ငိုတံပါနှင့်ပြောသောမြမေ၏စကားကြောင့်အောင်ဗလစိတ်မကောင်းဖြစ်ရသည်အေးငါလည်းနင့်ကိုနားလေပါတယ်မြမေရဲ့ဘာကိုနားလေတာလဲငါနင့်ကိုနားလေတယ်ဆိုရင်နင်သိရောပေါ့အောင်ဗလရဲ့မြမေသည်ဘလို့မှမသိတော့အောင်ဗလတစ်ချိန်မှမမြင်ဘူးသောမျက်လုံးဖြင့်ကြည့်လိုက်သည်တမင်မျက်လုံးကိုအောင်ဗလမမြင်ဘူးသောကြောင့်ဥပမာမပေးတတ်တော့လဲထားပါလေစောစောကပြောသလိုတမျိုးကြီးပါပဲဟုခံစားလိုက်ရသည်ဝိလာသောမျက်ရည်မျက်နှင့်တူမြမေနှုတ်ဖြာမှရေလာမြောင်းပေးစကားတခွန်းထွက်လာသည်ဒီအတွက်မိမတို့တိတ်ခါမကြပါဟုမြမေယုံကြည်သည်နင့်မပြောစရာကုန်ပြီလားမကုန်သေးဘူးဒါဖြင့်ပြောလေတော်လန်ရေးပြီးမှမမျော်လင့်သောအဖြစ်အပျက်တို့သည်ဖြစ်တတ်ကြ၏မြမေသည်တရှိုက်ငင်ငင်ငိုချလိုက်ရင်ကအောင်ဗလာ၏ရင်ခွင်တွင်သို့ခေါင်းခွေကျသွားလေသည်ဖက်စစ်အမိုက်မောင်ကိုဖြိုခွင်းအပ်သောလွတ်လပ်ခြင်း၏အလင်းရောင်ကိုပေးစွမ်းအပ်သောလရောင်သည်ဝင်းလက်လွင့်ဖြာနေသည်ထို့တူအချစ်ထမ်းမင်ကုန်းရွာမှတကြီးတမတ်ဖိုးတေနှင့်တွေ့သည်ဖိုးတေ၏အကူအညီဖြင့်ဒီနယ်တဝိုက်မှတော်လန်ရေးသမားများစုဝေးရာဗဟိုစခန်းသို့အောင်ဗလာရောက်ရှိလေသည်အလွန်အင်မတန်အလုံးများနေသောကိုကြီးတာတင်မြမေ၏အကိုနှင့်ဓာတ်ရိုက်တွေ့ခွင့်ရလေသည်ကိုကြီးတာတင်ကိုတွေ့ရသည်မှာအရင်ကနှင့်မတူဘဲပို၍လေးနက်နေဟန်ရှိသည်ကိုကြီးတာတင်သည်တော်လန်ရေးနှင့်ပတ်သက်၍များလာစွာသောအတွေ့အကြုံများကိုရရှိနေလေသည်ဂိုင်းအောင်ဗလာကြီးမင်းတယောက်တည်းအနေနဲ့ကတော့ဟိုကတန်းလျားလေးမှာရဲဘော်တွေနဲ့အတူအိပ်ပြီးတော့သူတို့စီစဉ်ပေးလိမ့်မယ်ရပါတယ်ကိုကြီးတာတင်ဒါပေမဲ့ဘာဖြစ်လို့လဲကွကျွန်တော်နဲ့အတူကိုကြီးကိုတောင်းပါလာတယ်ဘယ်ကိုကြီးကိုတောင်းလဲကွကြက်တီမွေးတဲ့ကိုကြီးကိုတောင်းပါဩကြက်တောင်းကိုသူခုပမာလဲနှစ်ယောက်အတူတူလာရင်ပြဿနာဖြစ်မှာဆိုလို့လမ်းခွဲလာကြတာပါမကြပါဘူးသူရောက်လာမှာပါကိုကြီးတာတင်အေးကောင်းတယ်မင်းကဘယ်ဆိုးလို့လဲကွမဟုတ်ပါဘူးဒါကိုကြီးကိုတောင်းစီစဉ်တာအေးဟုတ်လားကိုကြီးတာတင်သည်6လုံးပြူတစ်လက်ကိုခါးတွင်စိုက်ထားသည်ပြောင်းရှည်တနက်တစ်လက်ကိုမူကြောတွင်ဆလွယ်တိုင်းထားသည်ချုပ်ရိုးအဖဖအထေးသေးနှင့်ဘောင်းဘီပွားကြီးကိုဝတ်ထားသည်သူ့မျက်နှာသည်နေလောင်ထားသောကြောင့်ညိုမဲဖောင်းကား၍နေသည်မည်သို့ပင်ရှိစေကိုကြီးတာတင်ကိုကြည့်ရသည်မှာတစုံတရာသောစိတ်သက်တက်ကြွမှုကိုဖြစ်ပေါ်စေသည်ဒါနဲ့ငါနမမြမေတယောက်ကိုနေကောင်းရဲ့လားကောင်းပါလေကိုကြီးတာတင်ကိုကြီးတာတင်ကရိုးရိုးသားသားမေးခြင်းဖြစ်တော့လေအောင်ဗလအဖို့ကမလုံမလဲဖြစ်ရသည်ကိုကြီးတာတင်နှင့်ရွာအကြောင်းရှေးဟောင်းနှောင်းမြများပြောနေစမှာပင်ကိုကြီးကိုတောင်းမြင်းတစည်းဖြင့်ရောက်လာသည်ကိုကြီးကိုတောင်းအတွက်ရောအောင်ဗလအတွက်ပါလိုအပ်သည်များကိုကိုကြီးတာတင်ကစီစဉ်ညွှန်ကြားလေသည်ကိုကြီးတာတင်ကိုကြည့်ရသည်မှာထိုစခန်းတွင်အတော်ကလေးအရေးပါအရာရောက်ပုံရသည်ညနေပိုင်းတွင်ကိုကြီးတာတင်ကဘိုးကြီးဟုအလုံးကတယိုတသေးအခေါ်ခံရသူတူထံခေါ်သွားလေသည်အေးတော်လန်ရေးလှုပ်တယ်ဆိုတာလူတက်တာတော့မဟုတ်ဘူးကွဒါပေမဲ့လူသက်သမားရေးရန်ကိုကာကွယ်ဖို့တော့တနက်ပြည့်ကျွမ်းကျင်ဖို့လိုတယ်အသားမဲမဲအယုတ်ဆိုးဆိုးနဲ့ချစ်ကြည်ညိုပွဲကောင်းသောထိုလူကြီး၏စကားကိုကြားရသောအခါအောင်ဗလကျေနပ်မိသည်ဘာအတွက်ကြောင့်ဖြစ်ဖြစ်သူတနက်ပြစ်တက်ခြင်းသည်ဥပဒေကိုသူလက်စားချေရန်ဖြစ်သည်ရောက်စားကတော့တော်လန်ရေးသမားဖြစ်ဖို့လှုပ်ရှားရသည်ကိုညီငွေမိသည်နောက်ပိုင်းလက်တွေ့အဖြစ်တနက်ပြစ်စသောလေ့ကျင့်ခန်းများဖက်စစ်ဆန့်ကျင်ရေးအမျိုးသားရေးလွတ်လပ်ရေးအမိနိုင်ငံကာကွယ်ရေးပြန်လည်ထူထောင်ရေးစသောအတွေးအခေါ်ပညာများပါသင်ကြားလာရသဖြင့်အောင်ဗလသည်ပျော်ရွှင်တက်ကြွသောတော်လန်ရေးသမားကောင်းကလေးဖြစ်လာသည်အထူးသဖြင့်တနက်ပြစ်ကောင်းသောရဲဘော်တဦးဖြင့်တတ်မှတ်ခြင်းခံရသည်ကိုကြီးတာရင်ခီးထွက်သွားတာလေကြာလာကြည်လားဗျကိုကြီးတာရင်တော်လန်ရေးကိစ္စတစ်ခုဖြင့်ခီးထွက်သွားသည်ကိုစိတ်ပူနေသောအောင်ဗလသည်သူ၏တွဲဘက်တော်လန်ရေးရဲဘော်တဦးအားမေးလိုက်ခြင်းဖြစ်သည်ထိုရဲဘော်ကမူအတွေ့အကြုံရှိနေသည့်အလျောက်အေးအေးဆေးဆေးပင်ဖြစ်သည်သူတစ်ခါခီးထွက်ရင်အဲ့လိုပဲကြားတယ်ရဲဘော်ရဲ့ဘယ်သွားလဲလို့ကျုပ်တို့သိခွင့်မရှိဘူးဒါလူကြီးတွေရဲ့လိုအပ်ချက်
အော်သို့တော့အောင်ဗလသည်ကိုကြီးတာတင်ကိုအလိုလိုစိတ်ပူနေသည်အထူးသဖြင့်ညအိပ်ရဝင်တိုင်းကိုကြီးတာတင်အကြောင်းရွာအကြောင်းပြီးကြတော့ညမေဟာကောင်ရတော်လန်ရေးလှုပ်တယ်ဆိုတာယဟန်နေတောထွက်တရားရှာတယ်လို့ကိုရေးကိုတာကိစ္စတွေစွန့်လွတ်နိုင်ရတယ်ကိုကြီးကိုတောင်းကရှင်းပြသည်ဒါကတော့ဗျာကိုကြီးကိုတောင်းမှတန်ရောစင်တွေ့စရာမှမရှိပဲကိုနို့မင်းမကိုရှိလို့လားကွာအောင်ဗလသည်ဘာမှပြန်မပြောတတ်ပဲရဲကျဲကျဲလုံနေလိုက်သည်ထိုအခါမျိုးတွင်ညမေကိုပို၍တရိယာသည်ခွေးဟောင်တန်များနှင့်အတူအောင်ဗလတို့ရွာအတွင်းသို့ဂျပန်များဝင်ရောက်လာသည်ဂျပန်များနှင့်အတူစကပြန်ဥပတင်လည်းပါလာသည်ထုံးစံတိုင်းပင်တကူလုံးစုပ်ပြတ်ပေချန်နေသောတော်လန်ရေးသမားတဦးကိုလက်ပြန်ကြိုးတုပ်၍ခေါ်လာသည်ဂျပန်များသည်တကြီးအားမောင်းထု၍လူစုစေသည်ရွာသူရွာသားများတော်တော်လေးစုံလင်လောက်သောအခါစောစောကပြောသောတော်လန်ရေးသမားကိုဥပရင်ကိုယ်တိုင်တနက်ဖြင့်ပြစ်တက်ပြလိုက်သည်အကိုမြမေစူးရှကျဲလောင်စွာငိုကြွေးလိုက်တန်သည်တရွာလုံးညံသွားသည်။အော်ကိုကြီးတာတင်အသက်ခံရပြန်ပြီကော။အရက်ခိုးဝေပြီးတရင်တရိုင်ဖြစ်နေသောဥပတင်သည်ရွာသူရွာသားများဘက်သို့လှည့်ပြီးကျိန်မောင်းလိုက်သည်။အဲ့ဒါပဲမှတ်ထားကြ။မာစတာတွေကိုစန့်ကျင်တဲ့လူမှန်သမျှဒီလမ်းလိုက်ရမယ်။တို့ကတော့တပုံတွေမိလာရင်ချက်ချင်းမတက်ဘူး။သူနေတဲ့ရွာမှာပြန်ပြီးအားလုံးမတ်လာအောင်တတ်ပြတယ်။ထိုအချိန်တွင်မမျှော်လင့်သောဖြစ်ရပ်တစ်ခုဖြစ်ပေါ်လာသည်ရွာသူရွာသားများထဲမှမည်သူမျှမလှုပ်ဝင်သောအလုပ်ကိုညမေလှုပ်ချေပြီးအားလုံးငြိမ်သက်တိတ်ဆိတ်တွေးဝေနေချိန်ကလေးတွင်ညမေသည်သူ့အကိုကြီးတာရင်၏အလောင်းကိုတစ်ချက်များကြည့်သည်ကိုငွေ့မသေးသေးသောအလောင်းပူပူနွေ့နွေ့ကိုဦးသုံးချိန်ချကြော့သည်ထို့နောက်သူ့အိမ်ထဲသို့အေးအေးဆေးဆေးပင်ပြန်ဝင်သွားသည်ထင်းခုတ်ရာတွင်အသုံးပြုသောဓမ္မရှည်ကြီးကိုအိန္ဒြေရဆွဲတက်လာသည်မိမိဝတ်တရားကုံဆုံးပြီဖြစ်သည်မို့ဂျပန်များနှင့်အေးအေးဆေးဆေးစကားပြောနေသောဥပဒေနောက်ကျော်သို့လှစ်ကနေပြေးကပ်လိုက်သည်မြမေသည်အားလုံးအံ့အားသင့်ငေးမောနေကြစဉ်မှာပင်သူ့ရှိသမျှအားကလေးနှင့်ဥပဒေ၏ဇက်ပိုးကိုတအားလွှဲ၍ပိုင်းချလိုက်သည်မြမေ၏ထင်းခုတ်သောဓမ္မသည်ဂျပန်စကားပြန်ဥပဒေ၏ပခုံးတွင်တန်းလန်းကြီးစိုက်ကျသွားသည်ဟဲဟုသောအာမေရိတ်တံများထွက်ပေါ်လာသည်ဂျပန်စစ်သားများသည်မြမေအနီးသို့ပြေးကပ်လာကြသည်ဥပဒေသည်ရုတ်တရက်မိုက်ကနေဖြစ်သွားတော့လေချက်ချင်းသတိထားမိသည်နှင့်မြမေကိုဖြတ်ကနေလဲကြည့်လိုက်သည်တစ်ဆက်တည်းမှာပင်ဝန်းရံလာသောဂျပန်များကိုလက်ကာတားလိုက်သည်ပခုံးပေါ်တွင်ဓမ္မကြီးတန်းလန်းနှင့်ဖြစ်နေသောဥပဒေသည်လုံးဝနာကျင်ဟန်မပြအမျိုးအမည်မဖော်ပြနိုင်သောအကြည့်နှင့်သာမြမေကိုကြည့်လိုက်သည်ငှက်ကလေးကြက်ကလေးများကိုပင်မတတ်ဖူးသောမြမေသည်မိမိလောက်ရအတွက်ငေးကြောင်ကြောင်ဖြစ်နေရှာသည်အရေးကြီးသောအချက်တစ်ချက်ကိုဖော်ပြရပါမူထိုအချိန်တွင်ဥပဒေ၏စူးရှတောက်ပြောင်သောအကြည့်သည်မြမေ၏ရင်တွင်သို့မွေးလိန်တီလိန်တိုးဝင်သွားပြီးတကဲ့သို့မြမေ၏အကြည့်သည်လည်းဥပဒေ၏ရင်တွင်သို့စောစောကဓမ္မချက်ထက်ပြင်းထန်စွာစိုက်ဝင်သွားသည်ဤလောက၌ထူးဆန်းသောအရာတို့သည်ပြည့်နှက်နေကြသည်ရွာဦးကျောင်းဆရာတော်၏အစိုးအမိန့်နှင့်မူနာနာဝိစိတ်တရလောကောကြည်လေဥပဒေနှင့်မြမေတို့သည်တယောက်ကိုတယောက်တယောက်မျက်လုံးတယောက်အတန်ကြာအောင်စိုက်ကြည့်နေမိကြလေသည်မြမေသည်မွေအညွတ်ခံရပြီးတကယ်သို့မလုံမရှက်ရှိနေသည်ဥပဒေသည်လည်းထရေအရက်ထက်ရမူးပွဲကောင်းသောအလှတရားကိုတသက်နှင့်တကူပထမဦးဆုံးအကြိမ်အဖြစ်ခံစားမွေ့လျော်လိုက်ရသည်အမတ်မထင်ဖြစ်ရတစ်ခုထပ်မံဖြစ်ပေါ်လာလေသည်ပခုံးတွင်ဓမ္မတန်လန်းစိုက်လျက်သားကြီးနှင့်ဥပဒေသည်မြမေကိုလက်ပြန်တစ်ချက်ရိုက်ချပစ်လိုက်သည်မြမေသည်မြေပေါ်သို့မိုက်ကနေပုံကျသွားသည်ထိုတစ်ချက်တည်းနှင့်ပင်လောကကြီးသည်မှောင်အတိကျသွားပြီးတကယ်သို့မြမေခံစားလိုက်ရသည်ဥပဒေသည်တတိလက်လွတ်ဖြစ်နေရှာသောမြမေကိုဆွေကနေပွေယူလိုက်သည်မြင်းပေါ်သို့အလျားလိုက်မှောက်တင်လိုက်သည်သူကိုယ်တိုင်လည်းမြင်းပေါ်သို့တက်လိုက်သည်ပါယိုပါရင်စီမှာကျင်းဆက်ဆက်ဝေဒနာနှင့်အတူမြမေလူးလဲနိုးထလာချိန်တွင်သူခုတ်လိုက်သောကြောင့်စိုက်နေသောဓမ္မကြီးကိုဥပဒေသည်ဂျပန်တယောက်နှင့်အတူဆွဲဖြုတ်နေကြောင်းတအံ့တော်တွေးလိုက်ရသည်ထိုနေရာသည်ဘယ်နေရာမှမြမေမသိသူမရောက်ဘူးသောတောဆက်ကလေးတစ်ခုပင်ဖြစ်သည်တတိဝင်လာလျင်ဝင်လာခြင်းမြမေသည်ဥပဒေအနီးသို့ရှောက်လာခဲ့သည်သူကိုပြုံးထိတ်ထိတ်ကြည့်နေသောဥပဒေ၏မျက်နှာသို့ပက်ကနေဇရွေးဖြင့်ထွေးလိုက်သည်ဥပဒေ
အိန္ဒြေမပြတ်ပင်စရေကိုတုတ်ပစ်လိုက်သည်သူ၏ဒဏ်ရာကိုတွေးကြရအဝတ်ဖြင့်ပတ်တီးစီးပြီးသည့်နောက်မြမေအနီးသို့ရှောက်လာသည်ဥပဒင်၏မျက်လုံးကြီးများသည်မြမေကိုငေးကြောင်ကြောင်ဖြစ်သွားစေပြန်သည်အမတ်မထင်ကလေးမှပင်ဥပဒင်၏အလွန်ပြင်းထန်သောလက်ဝါးသည်မြမေပါပေါ်သို့ပူကနေကျလာပြန်သည်မြမေသတိလစ်သွားပြန်သည်သို့သောသတိလစ်ခြင်းဟူသည်မှာသေဆုံးခြင်းမဟုတ်သောကြောင့်ထိုသတိလစ်နေစဉ်အချိန်တွင်စိတ်ကူးအိမ်မက်များဖြစ်ပေါ်လာတတ်ပါသည်ပါရိုက်ခံလိုက်ရပြီးသည့်နောက်ရှေ့လျှောက်ဘာတွေဖြစ်သည်ကိုမသိတော့လဲသူ၏အိမ်မက်ထဲနိုင်မှုဥပဒင်၏ကြမ်းတမ်းလာစွာသောအပြုအမူအကြောက်အလန့်ကင်းမဲ့သောမျက်နှာထားဟိုးရင်ကောင်းတဲ့အထိစူးဝင်နစ်မြုပ်သွားစေနိုင်သောအကြည့်ရှိသည့်မျက်လုံးရွယ်ကြီးများကိုမြင်မှတ်နေလေတော့သည်ဥပဒင်နှင့်မြမေတို့နှစ်ဦးသဘောတူနှစ်ဖက်မိဘများရက်ရွာလူကြီးများသဘောတူစေ့စပ်ကြောင်းလန်းထိမ်းများလက်ထပ်ပြီးဆိုသောတည်င်းသည်တော်မီပမာပြန့်နှံ့သွားပြီးဖြစ်သောကြောင့်တောထဲတွင်ပုန်းနေသောတော်လန်ရေးသမားအောင်ဗလထံသို့လည်းတည်င်းအငွေအသက်ရောက်ရှိလာလေသည်နံပါတ်1ဆွေးရသည်နံပါတ်2အံ့ဩရသည်နံပါတ်3ဒေါသဖြစ်ရသည်ဤမြလောက်ပြောပြလိုက်လျင်အောင်ဗလ၏ခံစားမှုအတိုင်းအတာကိုနားလည်နိုင်လောက်ကြပါပြီအမှန်ကဤသို့ဖြစ်ရခြင်းဖြစ်၏မြမေသည်အောင်ဗလကိုချစ်ပါသည်သို့သောလူငယ်တို့တဘာဝစိတ်ကူးရင်လှုပ်ရှားခြင်းလွမ်းမိုးဖွယ်ကောင်းသောအရာများကိုခံစားရခြင်းငယ်တငယ်ချင်းအဖြစ်မှတဆင့်တက်၍တန်ရောစဉ်ညှိတွယ်လာခြင်းစသောထုံးစံအတိုင်းချစ်ချင်းမျိုးဖြင့်ချစ်ခဲ့ခြင်းဖြစ်၏မြမေသည်ဥပဒင်ကဲ့သို့ယုံရင်ကြမ်းတမ်းခြင်းပြဿနာတစ်ခုကိုကြွေဝိုက်မနေဘဲဓာတ်ရိုက်ဆုံးဖြတ်တတ်ခြင်းတတ်သိကောင်းခြင်းမိမဟုသည်များကိုဤလောက၌ရှိသူဟုမထင်ဘဲဥပက္ခပြုနိုင်ခြင်းစသောယောက်ျားချမ်းတို့၏အလေးအထားကိုမကြုံဘူးခဲ့ရှာပေရှင်းပါသည်ထိုအခါမြမေသည်ဥပဒင်လိုလူတစ်ယောက်နှင့်ယင်းဤကျွမ်းဝင်သွားရသည်မှာဆိုပါစို့ချစ်မိသွားသည်မှာအစမ်းတော့မဟုတ်ပါအောင်ဗလသည်သူ့လက်ထဲကတနက်ကိုကြစ်ပါအောင်စုပ်ကင်လိုက်ခြင်းမပြုပါပေါ့ပေါ့ပါပါပွားရောင်ရောင်သာကင်ထားသည်ဒါပေါ့တနက်သမားကောင်းတို့မြည်သည်တနက်ကိုကြစ်ပါအောင်စုပ်မထားတတ်ကြပါကျွမ်းကျင်သူတို့သည်မိမိ၏လောက်ရက်ကိုစိတ်ရောကိုယ်ပါပေါ့ပါစွာအသုံးချတတ်သည်မဟုတ်လားနောက်တစ်ကြောင်းမှာအောင်ဗလသည်ယခုအခါတွင်သွေးစုတဆတော်လန်ရေးသမားကလေးမဟုတ်တော့ပဲရင့်ကျက်ပြီးဖြစ်သောတော်လန်ရေးသမားဖြစ်သို့ရောက်နေလေပြီထို့ကြောင့်ပင်လျင်တစုံတရာလှုပ်တော့မည်ဆိုလျင်အလေးအနက်သူစဉ်းစားသည်ဒီကိစ္စနှင့်ပတ်သက်၍သူစဉ်းစားခဲ့သည်မှာအချိန်ကာလတပတ်မျှကြာသွားလေပြီကျွန်တော်ကို3ရက်လောက်ခွင့်ပေးပါဘူးကြီးသူတို့စခန်းမူသခင်အောင်ထံသို့အခွင့်တောင်းလိုက်သည်ရပါတယ်အောင်မလားဘာကိစ္စများလဲထူးထူးခြားခြားပါလားကျွန်တော်ကိုရေးကိုတာကိစ္စလေးပါဘူးကြီးသခင်အောင်သည်သူ၏နှာခေါင်းနှင့်နှာခမ်းကြားတွင်ထူးထူးခြားခြားရှိနေသောမဲ့ကြီးနှင့်မဲ့မွေးမြတ်ကိုပုတ်တက်လိုက်ရင်ခေါင်းဆောင်ကောင်းပီတာစွာပြုံးလိုက်သည်ဘယ်နေ့သွားမှလဲအောင်ဗလာရဲ့လက်ဖြန့်သွားခြင်းနဲ့ဘူးကြီးကောင်းပြီလေသွားတာတော့သွားပေါ့ဒါပေမဲ့သတိဝရိယထားတော်လန်ရေးစိတ်မပြောက်စေနဲ့စကန်းကိုကိစ္စပြီးပြီးချင်းအမြန်ဆုံးရောက်အောင်လာခဲ့တရားဝင်ဖက်စစ်တော်လန်ရေးစကနေပြီဆိုတာလဲမင်းအတိသားပဲကွာဗိုလ်ချုပ်ရဲ့အမိန့်ကိုသွေးဖီရမရောက်ဖို့မလေးစားရမရောက်ဖို့တို့တော်လန်ရေးသမားတိုင်းမှာအရေးကြီးတယ်ဟိကျွန်တော်သဘောပေါက်ပါတယ်ဘူးကြီးအေးဘေးမတီရမခဖို့ငါဆူတောင်းလိုက်ပါတယ်ငါတင်ပေးထားတဲ့ဗုဒ္ဓနံဇီဝိတတနတ်တက်ကကေနစီအန္တရာယောကာတုံတထမေဟောတုဆိုတဲ့ဂါထာလေးကိုလည်းမပြတ်ရွတ်ကြားလာတော်လန်ရေးသမားများပင်ဖြစ်တော်လဲမြမတော်လန်ရေးသမားများဖြစ်ကြသောကြောင့်ဗုဒ္ဓ၏တရားတော်ကိုမမေ့ကြချေမြတ်စွာဘုရား၏အသက်အန္တရာယ်ကိုတစုံတစ်ယောက်သည်ပြုခြင်းကမစွမ်းနိုင်ပြီတကယ်တော့ကျွန်ုပ်အားလည်းထို့အတူဖြစ်ပါစေကုန်တည်းဟုသောအဓိပ္ပာယ်ရသည့်အထက်ပါဂါထာကိုရွတ်ဆိုရင်အောင်ဗလသည်ဥပဒေရှိရသောအန္တရာယ်များကိုအန်တူရင်ထွက်လာခဲ့လေသည်တနည်းအားဖြင့်ချစ်တော်မြမေရှိရသောဥပဒေ၏အိမ်ကလေးသည်ဟိုတစ်ချိန်သူရောက်ခဲ့တုန်းကထပ်ပို၍တာတာနာနာရှိလာသည်ကိုတွေ့ရလေသည်ဟိုတစ်ခါကလိုတကားများကိုအလုံးပိတ်ထားခြင်းမရှိလင်းလင်းချင်းချင်းလွတ်လွတ်လပ်လပ်ဧည့်သည်မျောနေသောအိမ်ကလေးပမာတီရှိနေလေသည်အိမ်ဟူသည်မှာအိမ်ရှင်မရှိမှလည်းတင့်တယ်တတ်သည်မဟုတ်လား။အော်ညမေလိုအိမ်ရှင်မကောင်တယောက်ရှိနေမှာတော့ဥပဒေ၏အိမ်သည်တီရိကျက်သည်မင်္ဂလာအပေါင်းနှင့်ပြည့်စုံနေတော့မည်ပေါ့။အောင်ဗလာသည်မချိပြုံးတစ်ချက်ပြုံးရင်ခြံဝအတွင်သို့မြင်းကိုဆွေကနေကြွေဝင်လိုက်သည်။မြင်းဟီသန်နှင့်အတူအိမ်တကမကြီးစီမှမိမပြိုတယောက်မျက်ကလေးဆံပြထွက်ကြည့်သည်။လုံမပြိုသည်
အောင်ဗလကိုမြင်လင်မြင်ချင်းမတ်မိလိုက်ပါသည်အောင်ဗလကလည်းမတ်မိလိုက်ပါသည်မြမေလှနေတော့မှလားတယောက်နှင်းတယောက်တော်တော်နဲ့စကားမပြောဖြစ်ကြအိမ်တော်ရှင်တယောက်ဖြစ်နေသောမြမေသည်ငယ်ချစ်ကိုတွေ့ရသည်၌ရှက်ရွံ့အားနာသည်ကတပိုင်းအိမ်ရှင်တယောက်အနေနဲ့ဧည့်သည်ကိုနေရာထိုင်ခင်းပေးရသည်ကတပိုင်းမို့အောင်ဗလအတွက်ဖြာတစ်ချက်ခင်းပေးလိုက်သည်အရင်ကလိုမဟုတ်ပဲတည်ငြိမ်ရင့်ကျက်သောအသွင်ရှိနေသောအောင်ဗလ၏မျက်နှာကိုလည်းနှစ်ခါသုံးခါများခိုးကြည့်လိုက်သည်အောင်ဗလကတော့မူမြမေကိုစူးစူးရဲရဲပင်ကြည့်လေသည်ကိုယ်ပိုင်၌လုံးဝအပြစ်မရှိသူတို့၏သဘာဝအတိုင်းပင်ဖြစ်ပါသည်ပြီးတော့ကြတော့အောင်ဗလသည်ယခုအချိန်တွင်တော်လန်ရေးသည်တစ်ဖခင်အတွက်လက်စားချေလိုခြင်းသည်နှစ်မြမေသို့မဟုတ်ချစ်သူသည်သုံးမြမေနေကောင်းလားခေါင်းငိမ့်သည်သို့သောငိမ့်လိုက်သောမြမေ၏ခေါင်းသည်ပြန်ထောင်မလာတော့မြမေ၏ကြောကုန်းသာလျင်တသိမ့်သိမ့်တုံလာသည်ရှက်ကြောက်ဝမ်းနေခြင်းမှဖြစ်ပေါ်လာသောမျက်ရည်တို့သည်ဖျာပေါ်သို့တပေါက်ပေါက်ကျလာသည်ငါ့ကိုခွင့်လွတ်ပါအောင်မလားရဲ့အပြစ်မရှိရင်ခွင့်လွတ်เสียမလိုဘူးတဲ့ဆရာတော်ကတင်ပေးဘူးတဲ့မြမေသူတို့နှစ်ယောက်သည်အတန်ကြာမြစကားမဆိုဘဲနေကြသည်နည်းနည်းကလေးနေသားထိုင်သားကြလာတော့မှမြမေကမထိတ်တာမလန့်တာမေးလိုက်သည်နင်းဟိုမှာပဲလားအေးလွတ်လပ်ရေးမရမချင်းငါတော်လန်ရေးသမားဖြစ်နေအောင်ပါပဲငါမလိမ်ပါဘူးအောင်မလားရဲ့နင့်အတွက်ငါစိုးရိမ်နေပါတယ်မလိုပါဘူးမြမေရဲ့ငါအခုဆိုရင်လေထဲမှာပြန်သွားတဲ့ငှက်ကိုတော့ထိအောင်ပြစ်နိုင်တဲ့တနတ်တမတယောက်ဖြစ်နေပါပြီငါမှအခုတနတ်နဲ့လက်ပါတယ်ကြီးစံဖြည့်ပြီးသားဒီတော့အစင်သင့်ပြစ်ဖို့ကြီးစံ12တောင်းရှိတယ်ဥပဒေရဲ့လူ12ယောက်ကိုတော့ငါမမှုဘူးနင်ဘာကိုဆိုလိုတာလဲအောင်မလားဩငါတို့ဂျပန်တော်လန်ရေးသမားတယောက်ဟာဂျပန်အလိုတော်ကြီး12ယောက်ကိုမကြောက်ဘူးလို့ဆိုလိုတာဒါပေမဲ့အောင်မလားရဲ့အခုအကိုကြီးဟာဘာပြောလိုက်တယ်အကိုကြီးဟဲ့လားဟုတ်တယ်ငါသူ့ကိုအကိုကြီးလို့ခေါ်တယ်အေးအဲ့ဒီနင့်အကိုကြီးကဘာဖြစ်သလဲသူအခုအဲ့ဒီလုပ်တွေမလုပ်တော့ပါဘူးဘာလုပ်တွေကိုပြောတာလဲဂျပန်စကားပြန်အလုပ်ကိုသူလုံးဝမလုပ်တော့ဘူးဂျပန်တွေနဲ့လည်းမပတ်သက်တော့ဘူးရိုးရိုးကုန်တဲ့အလုပ်ကိုလုပ်နေပါပြီဟာဘာလဲတော်လန်ရေးရဲ့အောင်မြင်မှုကိုမြင်လို့လက်ရှောင်တာလားဟုတ်လားဒါတွေမပြောပါနဲ့တော့အောင်ဗလာရဲ့နင်အခုလာတဲ့ကိစ္စအောင်ဗလာသည်ဥပဒေနှင့်ပတ်သက်သောတနတ်ကြွေးတစ်ချက်အကြောင်းမြမေအားပြောသင့်မပြောသင့်စဉ်းစားလိုက်သည်တကယ်တော့မူမြမေ၏ခိုင်မာနေပြီဖြစ်သောအိမ်တောင်ရေးကိုဖျက်ဆီးရမှာသူစိတ်မလုံမလဲဖြစ်နေသည်။အော်အချစ်ထိုစဉ်မှာပင်အိမ်ရှိတကပေါက်စီမှဥပဒေဝင်လာလေသည်ပထမတော့ဥပဒေသည်မယုံသင်္ကာမျက်လုံးဖြင့်ကြည့်နေ၏အင်းရှင်ပီပီအနီးတွင်ထိုင်နေရင်အောင်ဗလကိုအဝတ်ပြုလိုက်ကမှကျွန်တော်ကိုကောင်းကောင်းမှတ်မိပါတယ်နော်ဥပဒေမိကိုရောင်များမတိမတာတန်းနေပြီဖြစ်သောသပင်ကိုပွတ်တက်ရင်ကမုံတိမုံဝါအကြီးဖြင့်အောင်ဗလကိုကြည့်လိုက်သည်တာယာကုန်းရွာကဦးအောင်ဘညိုရသားအောင်ဗလပါခင်ဗျာဘာကိစ္စများလဲကွတခြားဟုတ်ပါယူလားဗျာကျွန်တော်အဖေနဲ့ပတ်သက်လို့တနက်ကျွေးတလက်ဥပမာတင်နေတာလေမမှတ်မိတော့ဘူးလားဥပဒေသည်မျက်မှောင်တစ်ချက်ကုပ်၍စဉ်းစားလိုက်သည်ဩဟောအေးမှတ်မိပြီထိုအေးဟောနှင့်အတူဥပဒေပါဇက်မှအရက်နံသည်ထောင်ကနေထွက်လာ၏ပြီးတော့ထိုကိစ္စနှင့်ပတ်သက်၍ထိတ်လန့်တုန်လှုပ်ဟန်သူ့မျက်နှာတွင်လုံးဝမရှိထိုအချင်းရာအတွက်ထိတ်လန့်တုန်လှုပ်ရသူမှာအောင်ဗလာတာသည်မင်းလာမယ်နဲ့ကြာလွန်းလို့ကွာငါတော့မေ့နေတယ်ကဲခုဖြစ်မလားနည်းနည်းတော့အချိန်ပေးကွာငါမိမအတွက်ငွေရေးချေးရေးလုပ်ငန်းကိုင်ငန်းတွေစီစဉ်ပေးခဲ့ခြင်းလို့ဥပဒေ၏အမူအရာသည်တကယ်ပင်ထိတ်လန့်မှုကင်းမဲ့နေသည်ဟန်ဆောင်ခြင်းလုံးဝမရှိအောင်ဗလာသည်သူ့တသက်နှင့်တကိုဤမြဂရိတီပီတက်တိကောင်းသောလူတစ်ယောက်ကိုမတွေ့ဘူးသေးချင်းမြမိသည်အောင်ဗလာ၏လက်မောင်းကိုသူ့ယောက်ျားရှေ့မှတွင်ပင်ဆွဲကင်၍ငိုယိုတောင်းပန်ရှာသည်အောင်ဗလာရဲ့ပြီးတာတွေပြီးပါစေတော့မုန်းစားကိုတိုးစီတယ်မဟုတ်လားထိုချိန်တွင်ဥပဒေသည်မြမေကိုလမ်းကောက်လိုက်သည်မြကလေးကို့နေရာကိုနေသံဒါငါအလုပ်ငါဂတိကဲမောင်ရင်ခဏလေးစောင့်တော့ပြီးတော့မှအေးဆေးပြစ်တာပေါ့ကွာတော်လန်ရေးသမားကောင်းတယောက်ဖြစ်သောအောင်ဗလာသည်ဤမြဂရိတီပြီးတက်တိကောင်းသောလူတယောက်ကိုပြစ်တက်ရမှခတ်သွားလေသည်ထိုင်ရမှဇက်ကနေထားလိုက်သည်မြမေကိုသူလုံးဝမကြည့်တော့ဥပဒေကိုသာ
ပြုံးထိထိကြည့်လိုက်သည်ကျွန်တော်ဟာငွေရိုးချေးစားတတ်တဲ့လူမဟုတ်တဲ့အတွက်အတိုးမယူပါဘူးဥပါတင်ဒီကြီးစံတရောင်အကျွေးကိုလည်းအခုပြန်မယူသေးဘူးတနေ့နေ့တော့တွေးကြသေးတာပေါ့ဗျာအောင်ဗလာထပြန်လာခဲ့သည်အရက်မူးတန်ကြီးနဲ့ရဲလိုက်တော့ဥပါတင်၏အတန်ကိုကြားလိုက်ရသည်တစုံတယောက်သည်ရဟန်းပေါင်သို့ဝင်ရန်ပထမအဆင့်ဖြင့်ကိုရင်ဝိရသည်ကိုရင်ဝိမည်ဆိုသောအခါနီးစက်ရာဖုံးတော်ကြီးကြောင်း၌သင်္ကန်းတောင်းကာထာကိုရွတ်ဆို၍သင်္ကန်းတောင်းရသည်ထိုအခါမှသက်ဆိုင်ရာဆရာတော်ကသင်္ကန်းကိုမောင်ရင်လောင်းအားပေးလေသည်မြန်မာတို့၏သာသနာယဉ်ကျေးမှုတရက်ပင်ဖြစ်လေသည်များသောအားဖြင့်ကိုရင်လောင်းရှင်လောင်းတို့သည်ရှင်ပြုသည့်နေကြခါမှသက်ဆိုင်ရာဆရာတော်ကျောင်းတွင်ဆရာတော်ချပေးသည့်အတိုင်းလိုက်ဆိုရင်သင်္ကန်းတောင်းတတ်ကြသည်သို့သောအလွန်မြန်မာဆန်သောလူများကမူမိမိတို့၏သားများကိုစကားတက်ဆအရွယ်ကလေးကပင်သင်္ကန်းတောင်းပါဠိကိုသင်ပေးထားတတ်ကြသည်ရှင်ပြုသည့်နေ့တွင်မောင်ရင်လောင်းသည်ဆရာတော်၏ရှေ့၌သင်္ကန်းတောင်းဂါထာကိုမိမိဖာသာရွတ်ဆိုတတ်ကြသည်ထိုအခါထိုမောင်ရင်လောင်းကိုအားလုံးကချီးကျူးထောမနာပြုကြသည်တဲတော်တဲ့ကလေးပါလားစသဖြင့်စောစောကပြောခဲ့သောသင်္ကန်းတောင်းဂါထာကိုဥပဒေသည် သူ၏သားကလေးမြတင်အားနှုတ်တိုက်သင်ကြားပေးနေသည်အချိန်ဒီကားဟုဆိုလျင်မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကစားဂျပန်တို့ခြေလွတ်လက်လွတ်ထွက်ပြေးခဲ့ရလေသည်မဟာမိတ်တပ်များမြန်မာနိုင်ငံသို့ပြန်ဝင်လာသည်တော်လန်ရေးအချိန်ဟုန်သည်လည်းမပြတ်ခဲ့ထို့နောက်အင်္ဂလိပ်တို့သည်သူတို့၏ယူနီယံဂျက်အလံကိုမြေသို့ချပြီးမြန်မာနိုင်ငံတော်အလံကိုလွင့်ထူပေးလိုက်ရလေတော့သည်ပျောက်ကြားတော်လန်ရေးမှတရဝင်းတော်လန်ရေးထို့မှလွတ်လပ်ရေးကာလထို့နောက်ကွန်မြူနစ်တို့တောခိုသောကာလစသော4-5နှစ်အတွင်းဥပဒေသည်မြမင်းနှင့်ကလေးတယောက်ရထားပြီးကောင်းရောင်းကောင်းဝယ်သာလောက်ကင်စားတောက်နေခဲ့သည်အရင်ကလိုရစ်ထုတ်ကြီးမဟုတ်တော့ပါဂျပန်အလိုတော်ကြီးလူဆိုးကြီးလည်းမဟုတ်တော့ပါတကိုယ်ရည်တကာရသမားမဟုတ်တော့သည့်တဘာဝအတိုင်းတန်ရောစဉ်ကျိုးတို့၏ဆွဲငင်ရသို့ကောက်ကောက်ပါနေရရှာသည်ဥပဒေသည်မြမင်းနှင့်ရသောသားကလေးမြတင်ကိုသူ့အသက်ထက်မကချစ်ရှာသည်ထို့ကြောင့်ပင်လျင်မြတင်အားအရွယ်မတိုင်ခင်မှာရှင်ပြုပေးဖို့သူစ조사ခြင်းဖြစ်သည်မောင်မြတင်၏အသက်သည်ယခုမှ9နှစ်အတွင်းဝင်ကာစရှိသေးသည်ယခုလည်းမနှက်ဖြန်ကမောင်မြတင်ကိုရင်ဝိရန်အတွက်စောစောကပြောသောသင်္ကန်းတောင်းဂါထာကိုကိုယ်တိုင်နှုတ်တိုက်သင်ကြားပေးနေခြင်းဖြစ်သည်ထိုအချိန်ကလေးမှာပင်အိမ်ရှိသို့မြင်းတစည်းဖြင့်လူရွယ်တယောက်ရောက်ရှိလာသည်အောင်ဗလာသည်ဇွဲတက်တိအကောင်ဆုံးတော်လန်ရေးသမားဟုသူတို့အတိုင်းဝိုင်းကကင်မွန်းတက်ခံရသူဖြစ်သည်တော်လန်ရေးပြီးတော့သူဘိုးကြီးအဆင့်သို့ရောက်နေလေပြီနိုင်ငံရေးအတွေးခေါ်များလည်းတော်တော်တန်တန်ရှိနေပြီလွတ်လပ်ရေးရပြီးသည့်နောက်တက်မတော်သို့ဝင်ရောက်အမှုထမ်းရန်စိတ်ကူးခဲ့တော်လဲတကြီးသမီးလွင်ဆန်းရင်နှင့်အခြေအနေအရအိမ်တောင်ကြခြင်းစသောလူမှုကိစ္စများကြောင့်တောမှာပင်အခြေချခဲ့သည်ဇွဲကောင်းသောအောင်ဗလာသည်အချိန်ကောင်းကိုအေးဆေးစွာစောင့်နေနိုင်ခဲ့သည်ဥပဒေနှင့်မြမေတို့၏တာကလေးမြတင်ကိုရှင်ပြုတော်ဟူသောသတင်းသည်အောင်ဗလာအတွက်အနှစ်နှစ်အလလမျော်လင့်ခဲ့သောစန္ဒကိုဖြည့်ဆွမ်းရန်ဖြစ်လာလေတော့သည်နတ်ဖြံကရှင်ပြုဆိုလျင်ဒီနေ့လိုဖြစ်သောနေ့၌အောင်ဗလာသည်သူ၏လက်ဆွဲတော်6လုံးပြူတနက်နှင့်တူဥပဒေထံသို့ရောက်ရှိလာခြင်းဖြစ်လေသည်အိမ်တွင်သို့အောင်ဗလာလမ်းဝင်လိုက်သောအခါသားကိုသင်္ကန်းတောင်းတင်ပေးနေသောဥပဒေ၏မျက်နှာပေါ်မှအရေးအကြောင်းတွေသည်ပို၍တွန့်ရှုပ်သွားကြလေသည်ဟိုတစဒီတစဖြူရော်နေပြီဖြစ်သောသပင်တို့သည်ဖွေးဖွေးလှုပ်သွားသလိုထင်လိုက်ရသည်နှစ်အတန်ကြာကွာခြားသွားပြီဖြစ်တော်လဲဥပဒေသည်အောင်ဗလာကိုလက်တစ်ပြက်အတွင်းမှာပင်ကောင်းကောင်းကြီးမှတ်မိလိုက်သည်ထိတ်လန့်အံ့ဩခြင်းနှင့်တူခါမကန်၍မြောက်ချီထားသောသူ့သားကလေးကိုဇက်ကနေဘေးသို့တွန်းဖယ်လိုက်သည်ကလေးဤကိုပေါ်တွင်ကဆောင်းပါးပါးတစ်ထည်ကိုကိုရင်သင်္ကန်းဝတ်သလိုခြုံလွှားထားသည်ကလေးငယ်လေးမြတင်သည်ဆောင်းကိုသင်္ကန်းယုံသလိုကိုယိုကာယယုံထားရမှကွာတာဖြင့်သူ့မိခင်ထံသို့ပြေးသွားသည်ညမီသည်ကလေးကိုကြစ်ကြစ်ပါအောင်ထွေးပိုက်လိုက်ရင်အောင်ဗလာကိုအံ့ဩငေးမောကြည့်နေလေသည်အောင်ဗလာသည်မြမေကိုတစ်ချက်မျှပြုံး၍နှုတ်ဆက်လိုက်သည်ဥပဒေသည်အံ့ဩတွေဝေနေရမှတစုံတရာကိုသတိရသွားဟန်နှင့်ဇက်ကနေမတ်တက်ထားရလာသည်ဒီမှာဥပဒေယောက်ျားကောင်းတယောက်မှာအရေးအကြီးဆုံးအရေးချင်းဟာဂရိတစ္ဆာပဲခုချိန်မှာကျွန်တော်ကိုခုခံဖို့ကြိုးစားတယ်ဆိုရင်ကျွန်တော်လက်ကခ
မားတက်နက်ကိုသွားယူနေတဲ့အချိန်ကြီးစောင့်နိုင်မှာမဟုတ်ဘူးခမားကိုပြစ်ရလိမ့်မယ်အဲ့ဒါဟာကျွန်တော်ကိုရံမှုတဲ့အတွက်ပြစ်ရတာဖြစ်လိမ့်မယ်ဒါပေမဲ့အဲ့ဒီတစ်ချက်တည်းနဲ့ကျွန်တော်ကျေနပ်လိမ့်မယ်မဟုတ်ဘူးအလွန်သစ္စာရှိတဲ့တော်လန်ရေးသမားကောင်းတစ်ယောက်ပြီးပြီကျွန်တော်အဖေအတွက်နောက်ထပ်တထောင်ကျွေးကတော့ဆက်ရအောင်ပါပဲဥပဒေသည်တုံလှုပ်ခြောက်ခြားစွာငူငူကြီးရက်နေလေသည်အဲ့ဒီတော့ဥပဒေရင်တိတ်ပြီးလှုပ်ရှားလှုပ်ဖို့မကြိုးစားပဲမူလကအကျွေးဖြစ်တဲ့ကြည်စံတထောင်အကြောင်းသာဆွေးနွေးကြရအောင်ဗျာမကောင်းဘူးလားဟဲ့ဥပဒေခေါင်းငိုက်ဆိုင်ကြသွားသည်ဤကနေရှိုက်လိုက်တော့မြမေ၏အတန်ကိုတဲ့တဲ့ကြားလိုက်ရသည်ဘာကိုမှမသိရှာသောကလေးငယ်သည်သူ့အဖေနှင့်အမေကိုတလဲအောင်ဗလာကိုတလဲကြည့်ကတွတ်တီတွတ်တာပြောနေရှာသည်ဖေဖေဒီဦးကဘာလဲလုတ်တယ်လီသူကဘာပြူလို့တနက်ကြီးကင်ထားရတာလေအဲ့လိုတနက်မျိုးဖေဖေကြီးမှလည်းရှိတယ်နော်ကလေးငယ်အောင်ဗလာအနီးသို့ပြေးလာပြီးအောင်ဗလာတနက်ကိုပို့ကြည့်ရှာသည်အောင်ဗလာသည်နည်းနည်းတော့စိတ်လှုပ်ရှားမိသည်တကယ်တော့ဤကလေးငယ်သည်သူ့ကလေးသားလျင်ဖြစ်တင်သည်မြမေသာအခုလိုဥပဒေနောက်ကောက်ပါအောင်လိုက်မသွားဘူးဆိုရင်ပေါ့ကလေးငယ်ဤကောင်းကိုအသာအရာပုတ်တက်၍ဘေးသို့ဖြည်းဖြည်းတွန်းဖယ်လိုက်သည်မြမေသည်1500စိတ်များကုန်ခန်းသွားဟန်တူသောမိခင်တဦးတစ်ဖွဲပြဿနာဖြစ်နေကြသောယောက်ျားနှစ်ယောက်ကိုဂယုမမူနိုင်အားပဲသူ့သားငယ်ကလေးအတွက်ကိုသာအရေးထားဟန်တူသည်ကလေးကိုပွေ့ချီ၍အိမ်နိုင်ရန်ဒေါင်ကွေးစီသို့ပြေးကပ်လေသည်ဘာပြောရမှန်းမသိသောမိန်းမတို့၏ကြောက်အားလက်အားသဘာဝအတိုင်းတွေ့ကြရာစကားများကိုသာထက်ထက်ရွတ်ဆိုနေတော်သည်အောင်ဗလာရဲ့ငါတောင်းမှန်ပါတယ်အောင်ဗလာရဲ့ငါတောင်းမှန်ပါတယ်အောင်ဗလာသည်ညမေကိုလုံးလုံးဂယုမဆိုင်တော့ကြီးအလွန်ထိတ်လန့်ကြောက်ရွံ့နေရှာသောတနည်းအားဖြင့်သူဘယ်တော့မှမမြင်ခဲ့ဘူးသောဥပဒေ၏မျက်နှာအိုကြီးကိုသာအထက်စီးဖြင့်ကြည့်လိုက်သည်ကျွန်တော်သစ္စာရှိပါတယ်ဥပဒေဟောဒီမှာကြည့်အောင်ဗလာသည်သူ၏6လုံးပြူအတွင်းမှကြည်စံ6တောင်စလုံးကိုထုတ်ပြလိုက်သည်စုံလဲအတွင်းသို့ကြည်စံတထောင်တည်းပြန်ထည့်လိုက်သည်ကြည်9000ကိုမူဘောင်းမီအိတ်ထဲသို့ပြန်ထည့်လိုက်သည်စုံလဲကိုမွတ်နေအောင်လှည့်ပြီးတနက်အိမ်အတွင်းသို့ကလက်ကနေပြန်ထည့်လိုက်သည်သဘောမှာစောကထည့်လိုက်သောထိုကြည်စံတထောင်သည်တနက်ခလုံးနှင့်ပုံမှန်နေသားတကြရှိမရှိဘသူမှမသိနိုင်ဆိုပါစို့ယခုတနက်မောင်းကိုဆွဲလိုက်လျင်စောကကြည်စံနှင့်ဓာတ်ရိုက်ထိမထိကြည်စံထွက်မထွက်ဘယ်သူမှမသိနိုင်သို့သောစိတ်မပူပါနဲ့ဥပါရင်4-5-6နှစ်တာကာလတွင်ကျွန်တော်ဟာအဲ့ဒီလိုပဲကြည်စံကိုစုံလေတဲ့ထည့်ပြီးလက်ပြီးတော့ကန်ဆမ်းမဲဖောက်တယ်လို့ပြစ်ကြည့်တယ်ဘယ်တော့မှမလွဲဘူးဗျတစ်ချက်ပြင်းရင်အဲ့ဒီတစ်ချက်ဟာတနက်တန်တစ်ချက်ထွက်တယ်ရှင်းရလားဥပါရင်ငက်ကလေးများကြက်ကလေးများခွေးကလေးကြောင်ကလေးများသည်ပင်လျင်အရွယ်အိုမင်းလာစီနှင့်များနောက်တက်လာသောအရွယ်ငယ်များကိုအထင်သေး၍မရနိုင်ကြောင်းလင်းမြန်ဖြက်လက်မှုသည်လူဖြူလန်းဆက်ခြင်းပေါ်တွင်မူတည်ကြောင်းဥပဒေကောင်းမွန်စွာသိနေပါပြီအထူးသဖြင့်တေရမှာကိုဘယ်တော့မှမကြောက်ခဲ့သောဥပဒေသည်သားသမီးသည်ဟုသောတန်ရောစဉ်ကသူ၏ဇက်ကြိုကိုတုံကနေဆွဲလိုက်သောယခုအချိန်တွင်ကတေမင်းကိုသူသည်မလေးစားပဲမနေနိုင်တော့ကြထို့သူဂရိတလုံးကိုဘယ်တော့မှမဖြတ်ဘူးသောဥပဒေသည်အောင်ဗလာ၏ကြည်စံတရောင်အကျွေးကိုမပေးဆက်ပဲနေရမှလည်းရှက်ကြောက်နေသည်ထို့ကြောင့်အကောင်းဆုံးစကားကိုသူဆိုလေသည်မောင်အောင်ဗညိုရဲ့မဟုတ်ဘူးဥပါရင်ကျွန်တော်နာမည်ကအောင်ဗလာပါအောင်ဗညိုဆိုတာခမည်းတတ်ခဲ့တဲ့ကျွန်တော်အဖေအေးမောင်အောင်ဗလာရဲ့ငါဂရိတလုံးကိုအသက်ထက်မှတ်တယ်လူပါကွာဒါပေမဲ့ငါသားလေးရှင်မပြုတ်ခင်အတွင်းငါမသေးပြရစီနဲ့ကွာမရဘူးဥပါရင်ကျွန်တော်အခုကိုပြစ်ချင်နေတယ်လက်ကိုယားနေတာပဲဗျာတပတ်ခါမှပြစ်ပါလားကွာမရဘူးအောင်ဗလာသည်တနက်ကိုဥပါရင်မျက်နာတဲကိုချိန်လိုက်သည်ညမေငိုတန်သည်စီကနေညံသွားသည်သူတို့အိမ်သည်ရှင်ပြုတ်အလူတော်မင်္ဂလာအိမ်နှင့်မတူဘဲမတာအိမ်နှင့်တူသွားသည်အိမ်အပြင်ဘက်တွင်ထင်းဖြက်ရင်နွေးတဲကြက်သွန်လီတားငါးထွင်နှွင်နေကြသောအတိုင်းဝိုင်းများသည်အိမ်ပေါက်ဝသို့ပြေးလာစုယုံကြသည်ညမေသည်ကလေးငယ်ကိုတစ်ဖက်ကချီရင်အောင်ဗလာ6ယောက်ကိုပြေးဖက်သည်အောင်ဗလာကိုရှိုက်ကြီးတငင်တောင်းမှန်ရှာသည်
ထိုမြင်ကွင်းသည်ဥပဒင်အတွက်အသေးခိုက်အောင်ရင်နာစေသည်ဥပဒင်၏ဒူးကောင်းတွင်ချင်းစီများမရှိတော့ပြီသည့်အလားမေ့လျော့ညွတ်ကျသွားသည်ဥပဒင်ဒူးထောက်လျက်သာဖြစ်သွားသည်တသက်နှင့်တကိုယ်တခါမှမကြဘူးသောမျက်ရည်ဘူးများကျလာသည်ငှက်ညီရဲ့ခမည်းလောက်အသက်ကြီးနေတဲ့လူဟာကျုပ်ကိုငှက်ညီမခေါ်ပါနဲ့အေးဤပါငှက်တူရဲ့ဥကိုနှက်ဖြန်တရက်လေးတော့ခွင့်ပြုပါကွယ်သားလေးကိုရင်အဖြစ်နဲ့ခဏမြင်ရပြီးရင်ဦးသေးပြောပါတယ်ကွယ်တောင်းပန်ပါတယ်ဦးဘလောက်ဂရိတီးတယ်ဆိုတာမင်းအသိပါကွာဒီတော့မရဘူးအောင်ဗလဆိုတဲ့ကောင်ကဘူးဆိုရင်တခွားသည်မသိတတ်ဘူးတနတ်မောင်းကိုတင်လိုက်သည်ထိုအချိန်တွင်ဥပဒင်၏စိတ်သည်ငဲမှုပြန်လာသည်ငဲတက်တီတို့ပြန်ပေါ်လာသည်မေးကြောကြီးများတင်းလာသည်မျက်လုံးဝင်းတောက်လာသည်မိမျောလူမတက်ငိုယိုနေသောညမေ၏မျက်နှာကိုအောင်ဗလတစ်ချက်ကြည့်လိုက်သည်အလွန်လူကြီးဆန်သောအပြုံးကိုပြုံးလိုက်သည်တစ်ဆက်ထဲမှပင်အိမ်ပေါက်ဝစီသို့ခြာကနေလဲ့ထွက်လာခဲ့သည်ထိုအချိန်တွင်ဥပဒင်ကိုယ်တိုင်လည်းရှိုက်ကြီးတငင်ငိုနေလေသည်ထိုအချိန်တွင်မှပင်အမတ်မထင်ဖြစ်ရတို့ဖြစ်ပေါ်သွားသည်အောင်ဗလသည်ဥပဒင်ဘက်သို့ခြာကနေလဲ၍တနက်ခလုတ်ကိုဖြုတ်လိုက်လေသည်အံ့ဩဖို့ကောင်းသည်မှာအောင်ဗလပြောခဲ့သည့်တိုင်ကြည်စံတထောင်ကိုစုံလဲအတွင်းထည့်၍လှဲ့လိုက်ပြီးထိုကြည်စံဘဲနေရာကြမှန်းမသိပဲစုံလဲကိုပြန်ပိတ်လိုက်ပါလျက်နှင့်အောင်ဗလခလုတ်ဖြုတ်လိုက်သောအခါမောင်းတန်နှင့်ကြည်စံတစ်ထက်တည်းကျသွားသည်ဒိုင်းကနေတနက်တန်တစ်ချက်ထွက်သွားသည်အောင်ဗလသည်၄-၅နှစ်တာကာလအတွင်းအလွန်ကျွမ်းကျင်သောတနက်ပစ်သမားကောင်းတစ်ယောက်ဖြစ်နေပြီမဟုတ်လားတစ်ချိန်ကဥပဒင်ရေမောတကဲ့သို့ဟက်ဖက်အော်ကြီးရေမောတန်နှင့်တူအိမ်အပြင်ဘက်သို့ထွက်သွားလေတော့သည်အောင်ဗလ၏မျက်နှာတွင်အောင်မြင်ခြင်းအပြည့်အဝနှင့်ဥပဒင်၏အိမ်အတွင်း၌ကြံရစ်ခဲ့သောအဖြစ်အပျက်များနှင့်ပတ်သက်၍အနည်းငယ်ရှင်းပြပါရစေမြမေသည်အယူတစ်ပိုင်းပမာငေးကြောင်နေလေသည်ကလေးငယ်သည်ဘာမှမသိစွာနှင့်အံ့ဩငေးမောနေလေသည်အထူးခြားဆုံးမှာဥပဒင်ဖြစ်သည်သူ့တသက်နှင့်တကိုမကြုံဘူးလောက်အောင်ထိတ်လန့်တုန်လှုပ်စွာကြောင်တွေ့ဖြစ်နေသည်ဥပဒင်၏တကိုယ်လုံးတွင်တနက်တန်ရာတစ်ချက်မှမရှိချေသို့သောဥပဒင်၏နောက်ကျောနံရံတွင်ချိတ်ဆွဲထားသောဂျပန်စစ်ဝတ်စုံနှင့်မာကြီးခန့်ကြီးရိုက်ကူးထားသည့်ဥပဒင်၏ဓာတ်ပုံကြီးတွင်ကနဖူးတဲ့နေရာတွင်ကြည်စံရာတစ်ပေါက်ကြံရစ်ခဲ့လေသည်ထိုအဖြစ်အပျက်ကိုသတိဝင်လာခြင်းဥပဒင်သည်ထိုင်နေရာမှထ၍တကားပေါက်မှပြေးထွက်လာခဲ့သည်သူအိမ်အပြင်သို့ရောက်သောအခါချောင်းတစ်ဖက်ကန်းစီသို့မြင်းကိုနှင်လျက်အေးဆေးစွာထွက်ခွာသွားသောအောင်ဗလကိုပြသာမြင်ရလေတော့သည်ဥပဒင်သည်ချောင်းဆက်စီသို့ပြေးဆင်းသွားသည်သူ၌ရှိသမျှသောအစွမ်းကုန်ဖြင့်အယူကြီးတယောက်ပမာအော်ဟစ်လိုက်လေသည်ဟေးအောင်ဗလငါ့ကိုတခါတည်းအသေးတက်သွားအချိန်ရှိသမျှသေနေအောင်မလုပ်ပါနဲ့ကွာဟေးအောင်ဗလကြက်လဲမျိုးညစ်လိုက်ပြီးတကယ်တော့ဥပဒင်အတန်တိမ်ဝင်သွားသည်ချောင်းဆက်တွင်ဒူးထောက်ကျသွားသည်ဥပဒင်ဟီးချ၍ငိုနေသည်အောင်ဗလတစ်ချက်မှလဲမကြည့်အော်ဝတ်လဲပြီ